Okay ဒါဆိုလို့ရှိရင်စပါမယ် Okay ပထမဆုံးနေရတော့ကျွန်တော် introduction ပေါ့နော်မိတ်ဆက်မတိသေးတဲ့သူတွေကြီးပဲပါတယ်ဆိုတော့ကျွန်တော် full introduction လုပ်ပေးပါမယ်ကျွန်တော်နာမည်ကတော့ရဲထက်လင်းဖြစ်ပါတယ်เนาะဒါကျွန်တော်ရဲ့နာမည်အရင်မှာကျွန်တော် page မှာတော့ရဲထက်ဆိုတဲ့နှလုံးနဲ့ပဲကျွန်တော်သုံးထားတယ်ပေါ့အဲ့ဒီဟာလေးကိုလည်းကျွန်တော်အတူလေးရှင်းပြမယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲ့ခံယူချက်အရနာမည်သုံးလုံးလို့လေးလုံးတို့ထပ်စားလို့ရှိရင်နှလုံးထဲကပို့ပြီးတော့ powerful ဖြစ်မယ်ပို့ပြီးတော့ခေါ်လို့ကောင်းတယ်ပေါ့နော်။အဲ့လိုခံယူချက်နဲ့ပြီးတော့ကိုတုကိုချုံပေါ့ဗျာအဲ့လိုမျိုးလေးကျွန်တော်လှုပ်ချင်တာကိုနာမည်ကိုရဲထက်ဆိုနှလုံးထဲပဲကျွန်တော်ပြန်ပေးလိုက်တာ။အမှန်တကယ်တော့နာမည်သုံးလုံးပါကျွန်တော်ရဲ့အဖေတွေမေတွေပေးထားတော့နာမည်သုံးလုံးဒါတော့ကျွန်တော်နာမည်လေးဖြစ်ပါတယ်။ဟုတ်ပြီ။ကျွန်တော်ဒါဒီနေ့ကတော့ဒီ content creation နဲ့ပတ်သက်တဲ့အကြောင်းလေးဥတီပြောမှာဖြစ်တဲ့အတွက်ဒီ content creation လေးဖြစ်လာတဲ့history လေးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်အရင်ဆုံး intro လေးမှာပြောပြချင်ပါတယ်ကျွန်တော်ကတော့ပြောမယ်ဆိုလို့ရှိရင်ဒီ content creation ဘိုင်းကိုဘယ်ချိန်တော့စလိုက်ရကြလဲဆိုလို့ရှိရင်2016လောက်ကပေါ့နော်2015 16လောက်ကစပြီးလေ့လာခဲ့တာဘာကနေစလေ့လာလဲဆိုရင်ကျွန်တော်ကိုယ်တိုင်တချင်းလေးတွေဖန်တီးတယ်ကာဗာဆောင်းလေးတွေဆိုတယ်ဆိုပြီးနဲ့မှကျွန်တော်အဲ့ဒီပုံမှာဗီဒီယိုရိုက်တယ်ပေါ့အဲ့တချင်းလေးတွေကိုဗီဒီယိုရိုက်တယ်ရိုက်တဲ့အခါကျတော့ကျွန်တော်ဗီဒီယို editing ပညာရက်ကိုကျွန်တော်သင်တယ်ပေါ့သင်တယ်ဆိုတာလည်းအခုလို့ကျွန်တော်သင်တန်းတွေပါတက်ပြီးသင်တာမဟုတ်ပါဘူးကျွန်တော်ကိုယ်တိုင် YouTube မှာကိုယ်တိုင်လေ့လာတာပါကျွန်တော်တို့သင်ပေးတဲ့သင်တန်းတွေတော့ရှိကောင်းရှိလိမ့်မယ်အဲ့တုန်းကတော့ဒါပေမဲ့ကျွန်တော်မရှာခဲ့ဘူးပေါ့နော်ပြီးတော့လည်းသူတို့လုပ်နေတဲ့အရာတွေအားလုံးဒီလေဒီ internet ကပဲလေ့လာပြီးတော့သူတို့လည်းပြန်ပြီးအသုံးချနေတာမြန်မာပြည်မှာအဲ့ဒီ flaming ဆိုတဲ့သင်တန်းကိုတည်တံ့တင်တဲ့သူတွေကရှားတယ်ပေါ့နော်အခုနောက်ပိုင်းတော့နော်ဆရာအောင်ကိုလက်တို့အဲ့လိုမျိုးနာမည်ကြီးတဲ့သူတွေနော်ပြီးရင်အဲ့ဒီဟိုပါပေါ့ဇန်ခီတို့ပါတော့အဲ့သူတို့တွေသုံးတဲ့ technique တွေဒီကောင်းတယ်ပေါ့နော်ပြောချင်တာဒီအာရှထက်စားလို့ရှိရင် European style နဲ့ပေါ့နော်ကျွန်တော်ကတော့ European design ကိုပိုကြိုက်တယ်ထားပါတော့အဲ့ဒီမှာကျွန်တော်ကကိုယ်တိုင်လေ့လာခဲ့တယ်သင်တန်းတွေလည်းမတက်ခဲ့ဘူးအဲ့ဒီကနေမှကျွန်တော်လေ့လာရင်နဲ့မှကျွန်တော်ကျောင်းတက်နေတာပေါ့နော်ပြပမှာကျောင်းတက်နေတဲ့အချိန်မှာလေ့လာတယ်ဒါပေမဲ့ကျွန်တော်ဒီလိုမျိုးမျက်နှာရွှေ့ထွက်ပြီးတော့ပေါ့နော်ဒီလိုမျိုးဒီဇိုင်းမမတ်နဲ့လုပ်ခဲ့တဲ့အချိန်ကတော့နည်းခဲ့တယ်ပေါ့အကြောင်းလည်းတစ်ဖက်ဖြစ်တာနဲ့ဆိုတော့မလုပ်ခဲ့နိုင်ဘူးပေါ့နော်အဲ့ဒီတော့လည်းကျွန်တော် page တစ်ခုထောင်တယ်ထောင်ပြီးတော့အဲ့ဒီ video editing ပညာရပ်တွေစပြီးမျှဝေနေတဲ့အချိန်ပေါ့နော်အဲ့ဒီအချိန်မှာနည်းနည်းလေးလူသိလာတော့ကျွန်တော်ရဲ့ page လေးကအလိန်ခံလိုက်ရပါတယ်ကောင်းသောပြောချင်တာစိုးသောစခြင်းပေါ့နော်စိုးသောစခြင်းနဲ့ပဲကျွန်တော်စခဲ့ရတာအဲ့ဒီတည်းကျွန်တော်စိတ်သက်ကြပါကျွန်တော် page ကဆိုရင်2000 3000 5000လောက်ဖြစ်နေပြီ follower တွေများနေပြီတင်နန်းသားတွေပါလည်းနည်းနည်းရနေပြီပေါ့နော်သို့တော်လည်းအဲ့လိုချိန်မှာကို page မှာကြော်ညာခြင်းလို့ဆိုပြီးတော့လာပြီး invite တာပေါ့နော်အဲ့ဒါကိုကလည်းကြော်ညာရပြီဆိုပြီးတော့ယုံစားပြီးတော့အဲ့ Facebook ရဲ့ဒီ business ဆိုတဲ့ manager မှာကိုကသူ့ account အဆက်ပေးလိုက်တာပေးလိုက်ကိုက admin ကနေပြုတ်သွားတဲ့ခါကျဘာဖြစ်လဲဆိုရင်ကျွန်တော်ရဲ့ Facebook ကသူ့ကိုပေးလိုက်တယ်လို့ဖြစ်သွားရောကိုက admin ထဲမှာမရှိမဲ့အပြင်ရောက်တော့ပြန်လဲဝင်မရအောင်အဲ့တော့လုတ်တဲ့သူတွေကတော့တရုတ်ကလူတွေလုတ်ကြများတယ်အဲ့ WhatsApp တို့ mail ကနေမှအဲ့လိုမျိုးစာတွေပို့တာပေါ့နော်အဲ့ဒီအကြောင်းကိုလည်းကျွန်တော် Facebook မှာတင်ထားပါတယ်သူတို့တွေကြော်ညာကျင်ပါတယ်ဘာညာဆိုပြီးတော့စာတွေလာပို့တယ်ပေါ့နော်တချို့ကလည်း comment မှာအများသောအားဖြင့်တော့ mail နဲ့ဒီ chat box မှာလာပေးတယ်အဲ့ဒီဟာတွေကျွန်တော်ကယုံစားပြီးတော့ like လုပ်ရင်းနဲ့မှကျွန်တော် page လေးကပါသွားတာအဲ့ page နာမည်လေးက Cinema Creator ဆိုတဲ့ page လေးဖြစ်ပါတယ်အခုတော့ Cinema Creator page နာမည်မဟုတ်တော့ဘဲ Drama Creator ဆိုသူတို့ဘာဆိုနာမည်ပြောင်းထားတယ်ကျွန်တော်သွားကြည့်အောင်ရှိသေးတယ်အမှတရုတ်စာတွေနဲ့တင်ထားတာအခုတည်းရှိတော့မယ်ကျွန်တော်ပြန်မယူပါဘူးဒီတိုင်းပဲထားလိုက်တော့တယ်အဲ့ဒီကနေမှကျွန်တော်ရဲ့ဒီ content creation ခရီးစဉ်ကပြတ်သွားတယ်ပြတ်သွားပြီးတော့မှကျွန်တော်နိုင်ငံခြားမှာကျောင်းတက်တယ်master ဘွဲယူတယ် master ပြီးတော့ကျွန်တော်ထပ်ပြီးတော့ PhD ထပ်ယူတယ် PhD ဒေါက်တာပေါ့နော်ဒေါက်တာဘွဲကျွန်တော်ယူခဲ့ပါတယ်ယူခဲ့ပြီးတော့မှကျွန်တော်မြန်မာပြည်ပြန်လာတော့2022ကုန်ပေါ့နော်အဲ့လောက်မှပြန်လာခဲ့တာပေါ့နှစ်ကုန်ပြန်လာပြီးတော့ကျွန်တော်တစ်နှစ်လောက်အချိန်ယူရတယ်ပေါ့နော်ဒီဟာကိုပြန်စဖို့အတွက် recovery ပြန်ယူတာပေါ့ဘာလို့လဲဆိုရင်ကျွန်တော်ပြင်ဦးလွင်ကိုရောက်တဲ့အချိန်မှာဘာလို့မှမသိဘူးဗီဒီယိုလည်းရိုက်တတ်တယ်ရုပ်ရှင်တွေလည်းဖန်တီးတတ်တယ်နော်ကင်မရာလည်းကောင်းကောင်းကျွမ်းတယ် editing တွေလည်းကျွမ်းတယ်ဒါပေမဲ့ဘာလို့ရမလဲဆိုတာကိုကျွန်တော်စဉ်းစားတဲ့အချိန်မှာဘဲမှလည်းမသွားကျင်ဘူးအခန်းထဲမှာပဲထိုင်နေပြီးတော့စကားလေးတွေပြောမယ်အဲ့တော့ဘာအကြောင်းအရာကိုလောက်ရမလဲဆိုတဲ့ဟာကိုကျွန်တော်စဉ်းစားတာပေါ့နော်စဉ်းစားတဲ့ခါကျတော့ပြုံးလယ်မှာရှိပါတယ်ကျွန်တော်ရဲ့မိတ်ဆွေပေါ့နော်ကျွန်တော်သူ့ကိုဆရာခေါ်တာပေါ့နော်ပြောရမယ်ဆိုရင်သူ့ကိုအားကိုးတာပေါ့သူကတော့ visit ပြုံးလယ်ဆိုတဲ့ဒီဟိုဟာနဲ့ page နဲ့သူလှုပ်နေတဲ့အကိုကြီးတယောက်ပေါ့နော်ကျွန်တော်ရဲ့အသက်ကတော့မကွာပါဘူးကိုရှိုးဆိုတာရှိတယ်သူ့ရှိကိုကျွန်တော်သွားပြီးတော့စကားသွားပြောတာပေါ့ပြောရင်းနဲ့မှဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတဲ့ idea လေးကိုစဉ်းစားရင်းနဲ့မှနောက်ဆုံးငါအခန်းထဲမှာထိုင်နေပြီးတော့ဘာအကြောင်းပြောရမလဲဆိုတော့စာအုပ်ဖတ်မယ်ဆိုတဲ့ခေါင်းစဉ်လေးကိုကျွန်တော်စပြီးတည်လိုက်တာ
စာအုပ်ဖတ်မယ်ဒါမှမဟုတ်ရှင်ကျွန်တော်တို့ဗာလဲကြပြားလေးတွေရွတ်မယ်ဆိုတဲ့ခေါင်းစဉ်ကိုကျွန်တော်တည်လိုက်တာပေါ့နော်တည်ပြီးတော့မှတစ်နှစ်လောက်တော့ကျွန်တော်အခြေယူလိုက်ရသေးတယ်အဲ့ဒါကိုလုပ်ဖို့အတွက်ဒီလိုမျိုးဒီ setting တွေဘာညာပေါ့နော်အဲ့ဒါလေးတွေဒီလိုဟာလေးတွေအဆင်ပြေသွားအောင်ကျွန်တော်ပတ်စံကတော့ဟိုစုထားတာဆိုတော့ဝယ်နိုင်တယ်ပေါ့အဲ့ဒီခါကျတော့အဲ့ဒီမှာစပြီးကျွန်တော်အရင်ဆုံးဗီဒီယိုလေးစတင်တာအဲ့ဒါကတော့2024နှစ်စမှာပေါ့နော်ဒီဇင်ဘာဇန်နဝါရီလောက်မှာစပြီးတင်တာတင်တဲ့ခါကျတော့ကျွန်တော်အန်ကိုက်ပဲပြောရမလားပေါ့နော်အဲ့ထက်ဗီဒီယိုတစ်ပုဒ်ကပေါက်သွားတယ်အချက်နဲ့တန်ရောစင်ဆိုတဲ့ဗီဒီယိုလေးတစ်ပုဒ်က TikTok မှာကျွန်တော်ရင်စတင်တာ TikTok ကိုစတင်တော့ပေါက်သွားရောပေါက်လဲပေါက်ရောဟုတ်ပြီငါဒီဗီဒီယိုကဒီလိုမျိုးပေါက်တယ်ဆိုတော့အဲ့ဒီပေါက်တဲ့ trend ကိုကျွန်တော်လိုက်တာအဲ့ trend ကိုလိုက်တယ်လိုက်ပြီးတော့ကျွန်တော် Facebook မှာတင်တယ်အဲ့တော့တင်နေမှာကျွန်တော်3လလောက်ကျွန်တော် try လိုက်တာပေါ့နော် try လိုက်တဲ့ခါကျတော့ Facebook monetization ကပွင့်သွားရောပွင့်သွားကျွန်တော်မှာ bonus တွေရောအများကြီးပဲကျွန်တော်ပွင့်တာအကုန်လုံးဆိုပွင့်ချတာအဲ့အချိန်မှာဘာလုပ်ရလဲဆိုရင်ကျွန်တော်အဲ့ဒီမြန်မာပြည်မှာတော့အဲ့ service မရတာဖြစ်တဲ့အတွက်အဲ့ဒီဟာကိုထိုင်းနိုင်ငံကိုပေးလိုက်တာပေါ့နော်ထိုင်းနိုင်ငံမှာရှိတဲ့သူတွေကို service အပ်တယ်အပ်ပြီးတော့သူတို့ကမှဒီပတ်စံတွေပြန်ပြီးတော့ကျွန်တော်လွှဲပေးတယ်ပေါ့နော်အဲ့ဒီကနေမှဒီခရီးစဉ်ကအခုဆိုရင်ကျွန်တော်တစ်နှစ်ကျော်သွားပြီပေါ့နော်အဲ့လိုမျိုးလေးလာခဲ့တာဖြစ်ပါတယ်ဆိုတော့ဒါဆိုလို့ရှိရင် content creation ရဲ့ introduction မှာအစအဆုံးဆိုပေမဲ့ကျွန်တော်လမ်းကြောင်းဘယ်လိုရောက်ခဲ့တယ်ဆိုတာလေးကိုနားလည်မယ်ထင်ပါတယ်ဟုတ်ပြီနော်ဒါကျွန်တော်ရဲ့ Facebook page လေးဖြစ်လာတဲ့ history လေးပါဒါလေးကိုကျွန်တော် introduction အနေနဲ့ပြောခြင်းဖြစ်ပါတယ်အဲ့တော့အခုဒီမှာလာနားထောင်တဲ့သူတွေကအဲထဲမှာပေါ့နော်ဟိုဘာကိုကြားကျင်လဲဆိုတော့ကျွန်တော်အနေနဲ့ဆိုရင်ထင်တာပေါ့နော်ထင်တာကတော့Facebook မှာ monetization အောင်လို့ရှိရင်ပတ်စံဘယ်လိုရှာရမလဲပတ်စံဘယ်လိုဘန်တွေချိန်ရမလဲဒါမှမဟုတ်ရင်အဲ့လို tools လေးတွေပွင့်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုတော့သိကျင်ကြမယ်ထင်တယ်ပေါ့နော်အဲ့ဒီဟာကိုဥတည်ပြီးတော့သိကျင်လို့လာမေးကြရတယ်လာပြီးတော့ zoom တက်တယ်လို့ကျွန်တော်ခံယူမြင်တယ်ပေါ့နော်အဲ့တော့အဲ့ဒီဟာနဲ့မဟုတ်လေရတယ်ပေါ့နော်ကျွန်တော်ဒုတိယ session ဘိုင်းမှာဆိုရင် question and answer လေးကျွန်တော်လုပ်ပေးမယ်ဒီပထမဆုံးချိန်ကတော့ကျွန်တော်ရဲ့ဒီ meeting လေးရဲ့ရွယ်ချက်ကိုကျွန်တော်ပြောသွားပေးမယ်ပေါ့နော် okay အဲ့တော့ introduction ကတော့ကျွန်တော်ပြီးသွားပါပြီပြီးသွားပြီဆိုတော့အဲ့တော့ video တွေနဲ့ကျွန်တော်ကဘယ်လိုပေါက်ခဲ့တာလဲပေါ့နော်ပေါက်အောင်ဘယ်လိုလုပ်ရတာလဲပြီးလို့ရှိရင်ကျွန်တော်တို့ကဘယ်လို video တင်ရမှာလဲတင်တဲ့ခါကျရင်ရောဒီလိုမျိုးကင်မရာတွေနဲ့ရိုက်ပြီးတင်မှရတာလားနော်ပြီးတော့ကျွန်တော်တို့က production တွေလို့အမြင်ကြီးတွေနဲ့လုပ်ရမှာလားတယောက်တည်းနဲ့ရောပတ်စံရှာလို့မရဘူးလားအခုကျွန်တော်ခုမှရှေ့မှာပြောသွားတဲ့ကိစ္စတွေအားလုံးဒီကျွန်တော်တယောက်တည်းနဲ့ပဲ run သွားတာเนาะဒီ video page ကိုကျွန်တော်အောင်မြင်အောင်လုပ်သွားတာတယောက်တည်းနဲ့ကိုတယောက်တည်းနဲ့ပဲ run သွားတာဘယ်သူအကူအညီမှမရှိပါဘူးသူများ idea စဉ်းစားပေးတာတော့နည်းနည်းရှိခဲ့တယ်တိုးတော်လဲကျန်တာတွေကကိုယ့်လက်ကိုယ်ချီနဲ့အကုန်လုပ်ရတာဟုတ်ပြီเนาะအားကြောင့်မလို့ဒီ Zoom meeting တွေကဆိုလို့ရှိရင်ကျွန်တော်တို့တဦးတည်းနဲ့လမ်းကြောင်းတစ်ခုကိုရွေးလို့ရတယ်ဆိုတာလေးကိုကျွန်တော်ကတက်တည်ပြချင်တာပေါ့ဟုတ်ပြီအဲ့တော့ကျွန်တော်တို့အရင်ဆုံး Facebook မှာငွေရှာတော့မယ် Facebook ပဲဖြစ်ဖြစ် TikTok ပဲဖြစ်ဖြစ် YouTube ပဲဖြစ်ဖြစ်ငွေရှာတော့မယ်ဆိုရင်တော့တေးကြတယ်အဲ့ဒီ page တွေတော့ရှိဖို့လိုတယ်เนาะအဲ့ page တော့ဖောက်လိုက်မြန်မာပြည်မှာဖောက်လဲရတယ်ကိစ္စမရှိဘူးเนาะမြန်မာပြည်မှာဖောက်လဲရတယ်ဒါပေမဲ့အကောင်းဆုံးကတော့ကျွန်တော်တို့ခွင့်ပြုထားတဲ့နိုင်ငံအကောင့်အနေနဲ့ဖောက်ရင်တော့အကောင်းဆုံးပေါ့ဗျာအဲဆိုရင်တော့တခါတည်း page ကစိမ့်နေမှာပေါ့เนาะ eligible ဖြစ်နေမှာပေါ့အဲ့လိုမဟုတ်ဘဲနဲ့ကွာမြန်မာပြည်မှာဖောက်တယ်ဆိုရင်တော့ तू က country ဟိုဖြစ်နေမှာပေါ့เนาะ country ညှိနေမှာပေါ့ policy ညှိတဲ့ခါကျလို့ရှိရင်မင်း page ကပတ်စံရမှာမဟုတ်ဘူးဆိုပြီးတော့ပေါ်နေလိမ့်မယ်စာတမ်းဒါကတော့ Facebook page ပေါ့နော် TikTok ကကြတော့တီးပြီးသားပဲဂျပန်အကောင့်တို့ဘာလို့ပဲဖွင့်ရမှာပေါ့နော်မြန်မာပြည်မရဘူးအဲ့တော့ YouTube ကကြတော့အခုမှ email တစ်ခုရှိတယ်ဆိုလို့ရှိရင်ဖွင့်ထားပါနော်ဒီ country eligible ဘာညာတွေကလုံးဆရာမလိုသေးဘူးတခုပဲ setting ထဲမှာသွားပြီးတော့ Thailand သို့မဟုတ် Singapore အဲ့ဒီ location ကိုတော့အရင်ဆုံး setting ထဲမှာထည့်ထားရမယ်အဲ့လိုဆိုလို့ရှိရင်တော့ကိုတောက်လျှောက်တင်ထဲမှာသူ့ရဲ့ဒီ follower 1000လားငါ1000လားဘယ်လောက်လဲမသိဘူးညီတယ်ပြီးတော့ watch hour 4000ပြည့်ပြီဆိုလို့ရှိရင်တော့ तू ကအဲ့ဒီသူ့ရဲ့ program ပေါ့နော် partnership program ကိုသူဟိုလုပ်လို့ရပါ join လို့ရတယ်ပေါ့နော်အဲ့လို join ရင်လည်းမြန်မာပြည်ကဘဏ်နေနဲ့ join လို့မရပါဘူးGoogle AdSense လို့ခေါ်တဲ့ account နဲ့ join ရတာပါအဲ့ဒီ account တွေဒီထိုင်းနိုင်ငံမှာနေတဲ့ဒါမှမဟုတ်စင်ကာပူမှာနေတဲ့တကယ်နေထိုင်သူတွေရဲ့လိပ်စာတွေနဲ့မှာကျွန်တော်တို့ကဖန်တီးလို့ရတာဖြစ်ပါတယ်အဲ့တော့ကြောင့်ကျွန်တော်တို့ကတော့မြန်မာပြည်မှာနေရင်းနဲ့လုပ်မယ်အခုဒါဆိုရင်မြန်မာပြည်မှာလာပြီးတော့ဒါကျွန်တော် join တဲ့လူတွေဖြစ်တဲ့အတွက်မြန်မာပြည်ကနေကျွန်တော်တို့ပတ်စံရှာမှာဆိုတော့ကိုယ်နိုင်ငံမရတာဖြစ်တဲ့အတွက်သူများတို့အားကိုးနေရမှာပဲဒါအမှန်တရားပဲအဲ့တော့အဲ့ဒီဟာတွေကအခု join ဖို့လိုပြီလားဆိုတော့အခုမလိုသေးဘူးတကယ်လို့ကိုယ်မှာ page ကအသစ်ဆိုလို့ရှိရင်အဲ့ဒီဟာကိုကွာစီမင်းစီကံပြည့်အောင်ကိုကသူ့ရဲ့ policy တွေ rules တွေပြီးရင်copyright ပေါ့နော် community rules တွေအဲ့ဒီ rule တွေနဲ့ကိုက်ညီအောင်ကိုကဖန်တီးတက်ဖို့လိုတယ်ကျွန်တော်တင်တန်းဖွင့်ထားတာလဲအဲ့ဒီဟာတွေကိုဘယ်လိုရှောင်ရှားရမလဲဘယ်လိုတရားဝင်နည်းလမ်းနဲ့လုပ်ရမလဲဘာတွေကိုဦးစားပေးလုပ်ရမလဲဆိုတာပဲအဓိကထားတင်တာပေါ့နော်Facebook setting ဘိုင်းဘာညာကိုကျွန်တော်တင်တာမဟုတ်ဘူး
Facebook setting ကသူ့ဟာသူစာပေသမားတွေတည်တယ်ကျွန်တော်တို့အဲ့ဒါကောင်အများကြီးသိစရာမလိုဘူးကိုရှောင်ရမယ့်ဟာကိုလုပ်တဲ့ဟာတော့ကိုအဲ့ဒီ policy တွေနည်းနည်းတော့နားလိုက်ရင်ကိုကျွန်တော်ကတောက်လျှောက်တင်လို့ရတယ်ဘန်ဆိုတာကလည်းချက်ချင်းမလို့သေးဘူးဘာကြောင့်မလို့သေးတာလဲဆိုတော့ဘန်ချိတ်ရတဲ့အခြေအနေကကျွန်တော်တို့ကိုယ့်ရဲ့ Facebook ကเนาะသို့မဟုတ်ဒီ channel ကပေါ့เนาะ channel 3ခုလုံးကျွန်တော် channel လို့ပဲပြောလိုက်မယ် channel ကတတ်မှတ်တဲ့နေရာကိုရောက်မှဘန်အကောင့်ကထည့်ရတာအရင်ဆုံးထည့်လို့မရဘူးဘန်အကောင့်ကနောက်မှထည့်ရတာအဲ့တော့ဘန်ကိုအာယုံသိမ့်မစားနဲ့เนาะဘန်ကိုအာယုံမစားနဲ့အဓိကကိုလိုရမှာကဘာဗီဒီယိုတင်ပါလဲပြီးတော့ကိုကဘာတွေကျွမ်းကျင်တာလဲဘာကိုက editing ဗီဒီယိုတွေရိုက်ပြီးတင်ပါလဲဘယ်လို knowledge ပေးမှာလဲပြီးရင်ဘယ်လိုမျိုးဟို audience target ကိုကပို့ပါလဲဘသူတွေရဲ့ပြဿနာကိုဖြေရှင်းပါလဲအဲ့ဒီဟာတွေအရင်ဆုံးမေးရမယ် sorry အဲ့တော့အဲ့ဒီမေးခွန်းကိုကိုကအရင်ဆုံးဖြေရမှာဘန်ကိစ္စကိုဖြေစရာမလိုသေးဘူးဘန်ကိုခဏခောက်ထားလိုက်နော်ကိုလည်းမဆိုင်သေးဘူးလို့ထားလိုက်အဲ့လိုထားလိုက်စစလှုပ်ချင်းမှာကိုကအဲ့လိုမျိုးပြောတဲ့အချိန်မှာကိုတယောက်တည်းလုံးမှာဖြစ်တဲ့အတွက်သူများတွေပြောဆိုတနေ့9ဘုတ်တင်ရမှာလားတစ်ပတ်ကိုဘယ်နှဘုတ်တင်ရမှာလဲဆိုတာတွေက cycle တွေလည်းမဝင်နဲ့ဘာကြောင့်လဲဆိုတော့လူတိုင်းကကို့အလုပ်နဲ့ကို့မှာတခြား career လောက်တာရှိမှာပဲเนาะ business လုပ်တယ်ဆိုလည်းရှိမယ်ကျောင်းသားလည်းရှိမယ်เนาะဟိုဝန်ထမ်းတွေလည်းပါမယ်ပေါ့အဲ့ဒီခါကျတော့သူများပြောတိုင်းကိုလိုက်လုံနိုင်မှာမဟုတ်ဘူးဘာလို့ဆိုတော့ကို့ခြေလန်းနဲ့เนาะပြောရရင်အာကို့ဟန်နဲ့ကိုပေါ့နော်ကို့ဒီဇိုင်းနဲ့ကို့စတိုင်နဲ့ကိုသွားမှာအဲ့ဒါကိုကအကောင်းဆုံးရှာရမှာအဲ့လိုရှာတဲ့အချိန်မှာเนาะလူတိုင်းတစ်ရက်တစ်ပုတ်လဲတင်နိုင်မယ်တစ်ပတ်မှတစ်ပုတ်လဲတင်နိုင်မယ်ဒါပေမဲ့ဘာဖြစ်လဲဆိုရင်တော့လှမ်းတဲ့ခြေလှမ်းတော့ကွာသွားမှာပေါ့နော်ခြေလှမ်းကြဲကြဲလှမ်းတဲ့သူကတော့ခရီးမြန်မြန်ရောက်မယ်ခြေလှမ်းစိတ်စိတ်လေးနဲ့သွားရင်တော့ခရီးနောက်ကျမှရောက်မယ်အဲ့လိုမျိုးပေါ့နော်အဲ့ဒါလေးတော့ကွာမယ်အဲ့တော့အဲ့လိုမျိုးဖြစ်တိုင်းနဲ့သူများနဲ့သွားရှင်စရာလည်းမလိုဘူးကိုဘန်ကို channel ကိုပရိသတ်နဲ့ကိုဖြစ်လာလိမ့်မယ်အဲ့ဒီအတွက်ကြောင့်မလို့အရင်ဆုံးစဉ်းစားရမှာလေခုနကျွန်တော်ပြောခဲ့တဲ့เนาะကိုကဘာကျွမ်းကျင်တာလဲဘာ knowledge ရှိတာလဲဘာလုပ်နိုင်တယ်လဲเนาะပြီးလို့ရှိရင်ကိုကပြောရမှာဆိုရင်အဲ့ဒီပေါ်မှာကိုလုံနိုင်တဲ့အချိန်ပေါ့နော်အချိန်ရှိလားအဲ့ဒီဟာတွေအရင်ဆုံးစဉ်းစားရမှာအဲ့ဒါတွေစဉ်းစားပြီးမှဒီ content creation Facebook လောက TikTok လောက YouTube လောကတွေကိုဝင်ရမှာအဲ့လိုမဟုတ်ဘဲနဲ့ကျမကတော့ပြင်းလို့ကျွန်တော်ကတော့ပျော်လို့ခဏရိုက်တယ်ပြီးရင်တင်လိုက်တယ်ပြီးတော့ view မရဘူးကိုနော် view မရဘူးကိုရက်ထက်ကျွန်တော်ဒီလိုလေးတင်တာလေကျွန်တော်ပျော်တဲ့ဟာလေးပြတာပဲမရဘူးဆိုတာအဲ့လိုနေလန်းနဲ့သွားရတာမဟုတ်ပါဘူးစနစ်တကျနဲ့ကိုယ့်ရဲ့ consistency ရှိနဲ့เนาะ quality ရှိတဲ့ content တွေကိုတင်ရတာဖြစ်ပါတယ်ဟော quality content တွေကိုတင်ရတာဖြစ်ပါတယ်အဲ့လိုမျိုးမလုံနိုင်ဘူးကိုယ်တိုင်ကလည်း consistency မရှိနဲ့ consistency ဆိုတာကဟိုပါပေါ့နော်ပုံမှန်အောင်ဖြစ်အောင်လို့ပြောတာเนาะ design မတ်နဲ့ပုံမှန်ဖြစ်အောင်တင်ရတာတရက်ကိုဒီပုတ်တင်မယ်ဆိုလို့ရှိရင်တစ်ပတ်ကို9ပုတ်လောက်တော့ရအောင်တင်မရအောင်ဆိုလို့ရှိရင်လည်း2ပုတ်3ပုတ်လောက်တော့ရအောင်တင်ပေါ့နော်ဒါပေမဲ့ဒီတစ်ပုတ်တင်လိုက်တစ်ပတ်လောက်နဲ့2ပတ်လောက်နဲ့ပျောက်သွားလိုက်တစ်ပုတ်ပြန်တင်လိုက်အဲ့ကြမှာငါအချိန်ရလို့ဆိုပြီး4-5ပုတ်လောက်ပြန်ရိုက်တင်လိုက်အဲ့လိုမျိုးမသွားနဲ့ပေါ့နော်သူကဒီလိုမျိုးပုံမှန်အဲ့လိုလေးသွားနေမှသူ့ရဲ့ Facebook ရဲ့ algorithm တွေဒီ channel ရဲ့ algorithm တွေကကောင်းကောင်းကိုယ့်ရဲ့ video ကိုလူတွေကြားကိုပို့ပေးတာအဲ့ဒါရှိဖို့လိုတယ်အဲ့ဒီ consistency ကိုစဉ်းစားမယ်ဆိုလို့ရှိရင်ကိုယ်တိုင်ကကျွမ်းကျင်တဲ့အရာဖြစ်ရမယ်ပြီးရင်ကိုယ့်ရဲ့အချိန်ပေးနိုင်ရမယ်ဒါလေးနဲ့ကိုကရှင်ထိုးရမှာပေါ့နော်ရှင်ထိုးပြီးတော့မှ Facebook ပေါ်မှာဒါဗီဒီယိုတင်ရမှာဒါဆိုလို့ရှိရင်နည်းနည်း thinking ဝင်သွားမယ်ထင်တယ်ကိုဘာလုပ်နိုင်လဲဘာကျွမ်းကျင်လဲအဲ့တော့ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ခုနပြောခဲ့တဲ့ quality ရှိတဲ့ video တင်ဆိုတဲ့စကားလုံးကိုကျွန်တော်ထပ်ပြီးရှင်းမယ်ပေါ့နော် quality ရှိတဲ့ video တင်ဆိုတာက quality ဆိုတာအခုကျွန်တော်ပြောနေတယ်ပေါ့နော်ကျွန်တော်အခုရိုက်ထားတဲ့ဒါကြီးကကင်မရာကြီးနဲ့ရိုက်ထားလို့အခုကြည်လင်ရှင်းတောက်နေတာနော်ဟိုတချို့ဖုန်းနဲ့လာနားထောင်နေသူကတော့ရှင်းမှာမဟုတ်ဘူးအဲ့လိုမျိုးပြောလို့ဒီကင်မရာနဲ့ရိုက်မှာ quality ရှိတာမဟုတ်ဘူးနော်အဲ့ဒါကိုအထင်မှားစေခြင်းနော်ကင်မရာအကောင်းစားကြီးဝယ်မှဒီလို microphone ကြီးနဲ့ပြောမှတော့အဲ့လိုမျိုးမဟုတ်ဘူးနော် quality ဆိုတာကကိုကလူတစ်ယောက်ဒါမှမဟုတ်ရှင်အဖွဲ့အစည်းတစ်ခုသို့မဟုတ်ကိုထားခဲ့တဲ့ရည်ရွယ်ချက်တစ်ခုအဲ့ဒီရည်ရွယ်ချက်ပေါ်မှာအဲ့ဒီပြောတဲ့စကားသို့မဟုတ်ကိုလုပ်လိုက်တဲ့ product เนาะအဲ့လိုအကြောင်းအရာအားလုံးဒီ value ဆိုတဲ့အရာတစ်ခုရှိရမယ်နားလည်လား value ဆိုတာတန်ဖိုးကိုပြောခြင်းဖြစ်ပါတယ်အဲ့ဒီတန်ဖိုးရှိတဲ့အရာကိုကပေးရမှာเนาะပေးရမှာဆိုတော့ဥပမာပြမယ်เนาะကျွန်တော်တို့မန္တလေးမှာဆိုလို့ရှိရင်ဗာလဲမန္တလေးထုံးမုံကျွန်တော်တို့ကြိုက်တယ်
เนาะကျွန်တော်လည်းကြိုက်တယ်မန္တလေးထုံးမုံအဲ့ဒါဆိုလို့ရှိရင်တို့အဲ့ထုံးမုံတွေရောင်းတဲ့နေရာသွားလို့ရှိရင်တို့ဘာဖြစ်လဲအမီးကျွေးတယ်ဗျာเนาะမောင်လေးလားစားအောင်ရောထုံးမုံဟိုကလေးစားကြည့်အောင်ကိုကြီးလားဟိုကလေးစားပါတရားလေးစားပါဆိုဖဲ့ပြီးမကျွေးဘူးလားကျွေးတယ်အဲ့တော့ကျွန်တော်ကမြည်ကြည့်တာပေါ့နော်လိုက်မြည်နေမှာဒါလေးကောင်းတယ်ဘာလဲသူတို့ရဲ့ထုံးမုံရဲ့အရသာကိုသူတို့ကျွန်တော်တို့ပေးတာအဲ့ဒါမှကိုကအော်ဒါကိုစားရတယ်ဆိုတော့အမီးကျွေးရတာထားမယ်နော်တချို့ဆိုရင်တော့အမီးလာဆိုင်နဲ့ဘိုက်ဝါပြီးပြန်တဲ့လူလည်းရှိကောင်းရှိနိုင်တယ်ပေါ့ဗျာသို့တော်လည်းတော်တော်တော့အဲ့လိုမလုပ်ကြပါဘူးတစ်ခုလောက်စားပြီးတော့တစ်ဖူးနှစ်ဖူးလောက်တော့ဝယ်သွားပါတယ်သဘောကဒါကဒီကိုယ့်ရဲ့ product ကိုလူတွေကိုမီးဆန်းခိုင်းပြီးတော့လက်တွေ့ရောင်းချတဲ့ system ပေါ့နော်အဲ့တော့ကျွန်တော်တို့က online မှာဆိုရင်ဘာကျွေးမှာလဲနော်ဘာကျွေးမှာလဲဘာအကြောင်းအရာပြောမှာလဲဘာ value ပေးမှာလဲအဲ့ဒါကိုကျွန်တော်တို့ကစဉ်းစားရမယ်စသချင်းကိုက view တွေရချင်တဲ့ engagement တွေနဲ့ comment တွေလာရဖို့ဆိုလို့ရှိရင်ကိုကအရင်သူတို့တန်ဖိုးရှိတဲ့အရာပေးမှနော်သူတို့ပြဿနာတွေကိုကိုကပြောပြပေးမှသူတို့ကအဲ့ဒါကိုလာပြီးတော့ concern လုပ်တာနော်အဲ့ဒီဟာပေါ်မှာလာပြီးစိတ်ဝင်စားတာဟုတ်ပြီနော်ဒါကအဓိက main point ဗီဒီယိုတစ်ပုတ်ပေါက်ဖို့ဆိုလို့ရှိရင်အဓိက main point ပေါ့နော်ဒါပေမဲ့အဲ့ဒီ main point တစ်ခုတည်းနဲ့တော့အခုခေတ်မှာမလုံလောက်တော့ဘူးနော်မလုံလောက်တော့ဘာကြောင့်လဲဆိုတော့ content creator တွေဒီနိုင်ငံခြားမှာတော့အများကြီးပဲဗျာရိုက်တယ်လို့မကုန်မြန်မာပြည်မှာဆိုလို့ရှိရင်လည်းအခု sorry နားလေးနဲ့တက်တယ်အဲ့တော့မြန်မာပြည်မှာဆိုလို့ရှိရင်လည်း content creator တွေပေါ်လာပြီဖုန်းတစ်လုံးရှိတာနဲ့အကုန်ရိုက်ပြီးတင်နေကြတာเนาะပေါ်တော့နေတဲ့လောကကြီးမှာကျွန်တော်တို့ကဒီကြားထဲမှာဝင်တိုးဖို့ဆိုလို့ရှိရင်ကိုယ့်ရဲ့ဗီဒီယိုလေးကိုเนาะခဏလေးဝင်ကြည့်ဖို့ကိုကျွန်တော်တို့ကရုန်းကန်ရတော့မှာဟုတ်လားခဏလေးဝင်ကြည့်ဖို့ရုန်းကန်ရတာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ TikTok တစ်ပုတ်ဖွင့်လိုက်ပြီဗျာကျွန်တော်ထားပါတော့เนาะ TikTok တစ်ပုတ်ဖွင့်လိုက်ပြီ TikTok တစ်ပုတ်မှာဆိုရင် TikTok အကောင့်ဖွင့်လိုက်ပြီဆိုရင်ကျွန်တော်တို့ပုတ်တဲ့နော်ပုတ်တဲ့ speed ကတရက်ဆိုရင်အများကြီးပဲနော်ပုတ်တဲ့ speed ကအများကြီးဒီလိုသွားနေတာနားရောတန်နေထွက်ဟင်အဲ့တော့တရက်ကျွန်တော်တို့ပုတ်တဲ့နော် rate ကဆိုလို့ရှိရင်အများကြီးပဲအဲ့ဒီဗီဒီယိုပေါင်း16000ထဲမှာကျွန်တော်တို့ရဲ့ဗီဒီယိုတစ်ပုတ်ကမျက်စိနော်3-4-5စက္ကန့်10စက္ကန့်ကြည့်ဖို့ဆိုတာကကျွန်တော်တို့အတွက်ရုန်းကန်ရတယ်အကယ်၍ဒီထဲမှာရှိတဲ့နော်ကျွန်တော်ဒီညီကောင်မောင်နှမတွေတကယ်တန်ဖိုးရှိတယ်လူတစ်ယောက်အတွက်တကယ်အနှစ်ရှိတဲ့ဟော်တွေထိုင်ပြောနေတယ်ဆိုရင်တော့မှပဲအဲ့ဒီထိုင်ပြောတဲ့အကြောင်းအရာမိနစ်ကြီးကိုလူတစ်ယောက်ကထိုင်ကြည့်ဖို့ဆိုတာကအခွင့်အရေးကဘာဖြစ်လဲဒါလေးပဲရှိတယ်ဒါလေးပဲရှိတယ်အဲ့ဒီဂျားတွေကမှကျွန်တော်တို့ကကိုကတော့ value ရှိတဲ့ content တွေတော့ပေးနေပါရဲ့ဘာဖြစ်လို့လူတွေလာမကြည့်တာလဲဆိုတဲ့ question ကိုကျွန်တော်ကတင်တန်းမှာတင်ပေးတာနော်တင်တန်းမှာတင်ပေးတာအဲ့တော့ trick လောက်ရတယ်အများကြီးကျွန်တော်တို့ပြင်ဆင်ရတယ်ကျွန်တော်လုပ်တဲ့ပုံစံအတိုင်း live လုပ်လို့ရှိရင်လည်းရကြမှာရမယ်เนาะတယောက်နဲ့တယောက်တည်းတော့မတူဘူးဘာလို့ဆိုတော့တယောက်ကပြောဆိုဟန်တယောက်ကလှုပ်ရှားမှုတယောက်ကဒီ brain level တွေကလည်းမတူတာဖြစ်တဲ့အတွက်တယောက်နဲ့တယောက်တော့မတူဘူးဒါပေမဲ့တော်တော်များများ ဟိုပါပေါ့နော် generally ကတူညီတဲ့အရာတွေကျွန်တော်စုပြီးတော့ဒါတင်တန်းမှာတင်ပေးတယ်ဆိုတော့အဲ့တော့ပထမဆုံးပေါ့နော်ကျွန်တော်ခုနက quality နဲ့ quantity အကြောင်းပြောရင်းနဲ့မှဒါ quality ကိုအရင်ဆုံးရှာရမယ်ဆိုတာလေကျွန်တော်အခုပြောချင်းဖြစ်ပါတယ် quality ရှိဖို့ဆိုရင် value တစ်ခုပေးရမယ်အဲ့ value ကိုမှကျွန်တော်တို့ကခုနကတော့လူတွေအများကြီးတဲကမှကျွန်တော်ရဲ့ video လေးเนาะမိတ်ဆွေတို့ရဲ့ video တစ်ပုဒ်ကိုကြည့်ဖို့ဆိုရင်ပထမဆုံးဂျိတ်ပေါ့နော်ဂျိတ်လို့ခေါ်တာပေါ့အဲ့ဒီဂျိတ်ကိုကျွန်တော်တို့ကဖန်တီးတတ်ဖို့လိုတယ်ကိုယ်တိုင်ကတော့စာအုပ်တွေဖတ်လို့နော်စာအုပ်တွေဖတ်လို့ဗိဒကသုံးပုံပဲရပါတော့ဒါပေမဲ့လူစင်းဝင်စာအုပ်မပြောတတ်ဘူးဆိုလို့ရှိရင်အဲ့ဒီအရာတွေဒီဗီဒီယိုမှာပဲဒီတိုင်းလေးပဲရှိနေမှာလူတွေကကြည့်မှာမဟုတ်ဘူးအဲ့တော့အလင်းဆုံးကျွန်တော်တို့က hook လို့ခေါ်တဲ့ဂျိတ်ကိုချိတ်တတ်ဖို့လိုတယ်အဲ့ဒီနေစနစ်တွေကျွမ်းကျင်ရမယ်အဲ့ဒါဒီ video creation ပညာပဲเนาะ video creation ပညာအဲ့တော့ကျွန်မကတော့ဒါတွေဉာဏ်ပညာရှိတယ်ကျွန်မတော့ share ခြင်းတဲ့အကြောင်းအရာတွေရှိတယ်ဆိုလို့ရှိရင်တော့မှပဲဗီဒီယိုမဖန်တီးရဘူးဆိုလို့ရှိရင်လူတွေကစိတ်ဝင်စားတာဖြစ်တဲ့မကြည့်ဘူးမကြည့်တော့ဘာဖြစ်လဲမကြည့်တော့ engagement မတက်ဘူး engagement မတက်ဘူး comment လာမရေးဘူး comment လာမျိုးဆိုကိုယ့်ဗီဒီယိုက0 view ပဲဖြစ်နေလိမ့်မယ်နောက်ဆုံးကိုယ့်အကူပြန်ကြည့်လို့1 view တော့တက်ရင်တက်နေလိမ့်မယ်တဘောကငါဗီဒီယိုလေးဘယ်လိုရှိလဲဆိုအကောင့်ထဲဝင်ကြည့်လိုက်ဟော1 view တော့တက်နေပြီဆိုပြီးတော့အဲ့လိုလေးပဲသွားနေလိမ့်မယ်ပေါ့နော်အဲ့တော့ content creator လောကကအဲ့လိုလေးကျင်လည်နေရတာပေါ့နော်ဒါကြောင့်သင်တန်းသားတွေနဲ့ရှိလာတယ်
ပြီးတော့ဒီ creator တွေမှာကိုရှင်းနေရှိလာတယ်ဆိုတာကတော့ဒီလိုနီးလန်းတွေကိုလေ့လာပြီးတော့မှဒါပြန်တင်ပေးခြင်းဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ဗီဒီယိုတင်မယ်ဆိုရင်အရင်ဆုံးအရေးအတွက်ထပ်ဆိုင်ရင်ကိုကအရေးအသွေးရှိတာကိုလည်းတင်အရေးအသွေးရှိပြီးလို့ရှိရင်ကိုကအရေးအတွက်များအောင်ကိုယ့်ဘာသာကိုနောက်ပိုင်းပြန်ပြီးတော့လုပ်ပေါ့ဗျာပထမဆုံးလုပ်ချင်းတော့ခက်ခဲလိမ့်မယ်ဒါပေမဲ့ဒီနေ့တပုတ်ရတယ်ဆိုရင်နောက်နေ့ကျရင်ငါဘယ်လိုပိုကောင်းအောင်လုပ်မလဲဘယ်လိုအချိန်ဖဲ့မလဲမှထားပါတော့ content တစ်ပုတ်ရေးမယ်ဆိုရင်ငါ script ရေးမယ်ဆိုရင် script ကိုဘယ်ချိန်နဲ့ငါစဉ်းစားထားမလဲလမ်းသွားရင်းနဲ့စဉ်းစားမလားစဉ်းစားလို့ရလို့ရှိရင်ဖုန်းထဲမှာကောက်ပြီးမှတ်ထားလိုက် note လေးနဲ့နောက်မှဆိုမေ့သွားလိမ့်မယ်ကျွန်တော်ဆိုလဲမေ့တာပဲမေ့ပြီးတော့တော်တော်ကြီးကြာမှအိုးငါဒီအကြောင်းလေးငါစဉ်းစားခဲ့တာပဲဆိုပြီးတော့မှကွန်ပျူတာထဲမှာပြန်ကောနဲ့ပြန်ရေးရတယ်ရေးရင်ရေးမရေးလို့ရှိရင်စာအုပ်ထဲမှာ note လေးထည့်နောက်ဆုံးကိုယ့်ဟာကိုနှုတ်ပတ်ထဲမှာထည့်ပြီးတော့အတူလေးရေးလိုက်ပေါ့နော်အဲ့နှုတ်ပတ်လေးပြန်ဖွင့်ကြည့်တာနဲ့ကိုယ့်ရဲ့စဉ်းစားသဖြင့်ပြန်ပြီးတော့ဂျိတ်မိသွားအောင်အဲ့ကြရင်ဒါ content idea ရတာပေါ့ဟုတ်ပြီနော်ဒါ content ရေးတာကိုပြောချင်ဖြစ်တယ်အဲ့ဒီကနေမှ quality ရှိတဲ့ content ဆိုတော့ကိုယ်တန်ဖိုးရှိတဲ့ content ပေးရအဲ့တော့တန်ဖိုးရှိအောင်ဆိုတဲ့အကြောင်းအရာမှာထပ်ပြီးတော့ branch ခွဲလို့ရတယ်ဘယ်လိုခွဲမလဲဆိုလို့ရှိရင်လူတွေကတန်ဖိုးရှိတဲ့အရာကိုသတ်မှတ်တာကနော်တန်ဖိုးရှိတဲ့အရာကိုသတ်မှတ်လဲဆိုတာကသူတို့အတွက်နော်အကျိုးတစုံတရာဖြစ်စေမဲ့ဟာကိုတန်ဖိုးရှိတဲ့အရာလို့ဒါကျွန်တော်သတ်မှတ်ချင်တယ်နော်ဘာတွေတန်ဖိုးရှိစေလဲဆိုရင်စိတ်ပိုင်းဆိုင်ရာနော်ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာရဲ့ပြီးရင်ဗာလဲငွေကြေးဟုတ်ပြီနော်ငွေကြေးအဲ့ဒါတွေပါတယ်ပြီးရင်ကျန်းမာရေးနော်ကျန်းမာရေးပြီးရင်အစားအသောက်နော်အများကြီးပဲအဲ့ဒီအရာတွေကိုကိုကလူတစ်ယောက်အတွက်အဖွဲ့အစည်းအတွက်နော်ရည်ရွယ်ချက်တစ်ခုအတွက်ကိုကအဲ့ဒီအရာတွေကိုဖန်တီးနိုင်မယ်ဆိုလို့ရှိရင် content ဖြစ်ပြီ content ဆိုတဲ့ရည်ရွယ်ချက်ဒီအကြောင်းအရာပဲအဲ့ဒီအကြောင်းအရာထဲမှာကိုထည့်ထားတဲ့ဟာဒီလူတွေအတွက်အကျိုးရှိစေတဲ့အရာအဲ့တော့ထပ်ပြီးတော့အသေးစိတ်ထပ်ပြောမယ်အသေးစိတ်ထပ်ပြောမယ်ဆိုလို့ရှိရင်ထားပါတော့ food blogger တွေနော်ဘာလို့မစားရဘဲနဲ့လူတွေသဘောကျတာလဲ food blogger တွေနော်မစားရဘဲနဲ့လူတွေဘာလို့အများကြီးကြည့်ကြရလဲ TV ထဲမှာပြတဲ့ဟာပြကျွန်တော်တို့လည်းထိုင်စားရတာလည်းမဟုတ်ဘူးတရေပဲထိုင်ကြနေတာဒါပေမဲ့ကြည်တာပဲဘာလို့ကြည်တာလဲဆိုတော့သူ့မှာကျွန်တော်တို့ neuro system ဆိုတဲ့ဒီအုံနောက်ထဲမှာရှိတယ်အဲ့စနစ်ကိုအဲ့ဒီဖုကနေမှရတဲ့ဟာကလှုံ့ဆော်ပေးလို့เนาะလှုံ့ဆော်ပေးတဲ့အချိန်မှာလူတွေရဲ့စိတ်ကကြီးနေမှဟောငါလဲဒါလေးစားလိုက်ရင်ကောင်းပါပဲဗိုက်စားတဲ့အချိန်တိုက်သွားတာမျိုးเนาะလူတွေကကဘာမှာအများကြီးဗျာမြန်မာပြည်မှာလည်းအများကြီးเนาะဒါပါတော့မာလာရှန်ကောတဝဲဆိုမိန်းမတွေတော်တော်များကြိုက်တယ်ယောက်ျားလေးတွေတော့တိတ်မကြိုက်ဘူးအဲမာလာရှန်ကောရှူးရှဲနဲ့စားပြတဲ့အချိန်မှာเนาะလူတွေကဘာဖြစ်သဘောကျတာပဲဗျာเนาะသဘောကျတာပဲအဲ့ဒီခါကျတော့ဒါကိုသဘောကျတယ်ဆိုတော့နောက်လဲဒါကြည့်ကျင်တဲ့အခါမျိုးဖြစ်လာအောင်အဲ့လိုမျိုးဆွဲဆောင်ရတယ်အတန်သို့မဟုတ်အရသာကိုပြတဲ့ action တွေနဲ့ပြတာအဲ့တော့အဲ့လိုမျိုးဆိုလို့ရှိရင်လည်းကြိုက်ကြတယ်နောက်တစ်ခုကကျတော့လူတွေကိုခံစားတတ်စေတာပေါ့နော်စိတ်နှလုံးအေးချမ်းသွားစေတာပဲဖြစ်ဖြစ်ပျော်သွားစေတာပဲဖြစ်ဖြစ်သို့မဟုတ်သူတို့နဲ့ကိုက်ညီတဲ့ emotion တစ်ခုကိုပေးခြင်းပဲဖြစ်ဖြစ်အဲ့ဒါကိုသူတို့ကို resonate ပေါ့နော် resonate လို့ခေါ်တာပေါ့နော်ဒီ line တစ်ခုကထပ်သွားပြီဆိုလို့ရှိရင်သူတို့ကတိုက်ဆိုင်လိုက်တာဒါကျမကိုပြောနေတာပဲကျမကိုပဲကြည့်ပြောနေရလားအခုပြောတာကျွန်တော်နဲ့တကယ်တပုံစံနဲ့ဗျာကျွန်တော်ကိုပဲလိုက်ကြည့်နေပြောနေလို့ပဲဒါဆိုအခုဆိုရင်ကျွန်တော်ရဲ့ဒီ WeTalk page လေးမှာဆိုရင်အဲ့ဒီနေနဲ့သွားတာเนาะကျွန်တော်ပြောတဲ့အကြောင်းအရာတွေဒီလူတွေကြားထဲမှာဖြစ်တဲ့ problem တွေကိုကျွန်တော်ကပြန်ပြီးတော့ချုပ်လိုက်တယ်ချုပ်ပြီးတော့မှအကောင်းဆုံး powerful ဖြစ်တဲ့စကားလုံးတွေကိုပြန်ရွေးတယ်ရွေးပြီးတော့မှပြောတာအဲ့တော့အချိန်တူတူအတွင်းမှာသူတို့အတွက်တကယ်တိုက်ဆိုင်တဲ့အရာတွေကိုကျွန်တော်ပေးတာပေးတဲ့ခါကျတော့ကိုရဲထက်ပြောတာတကယ်ပဲမှားလိုက်တာ comment နဲ့ဝင်ကြည့်လိုက်နော်ကျွန်တော် comment နဲ့တွက်ကြည့်ရင်သိနေမယ်မှားလိုက်တာတကယ်ကျမနဲ့ဒီပုံစံနဲ့ပဲကျွန်တော်အတိုင်းပဲနော်ဒါသည် emotion ကိုပေးတဲ့ content ပေါ့နော် emotion ကိုပေးတဲ့ content ဟုတ်ပြီနော်အဲ့ဒီဂျားထဲမှာကျွန်တော်ထပ်ပြီးတော့ knowledge တွေအများကြီးပေးလို့ရတယ်အခုလည်း knowledge ပေးနေတာပဲ knowledge လည်းပေးတယ် emotion ကိုလည်းပေးတယ်နော် emotion အဲ့ဒီ content တွေဒီလူတွေအကြိုက်ဆုံး content တွေပဲဟုတ်ပြီနော်အဲ့တော့ quality content ဆိုတာဘာလဲဆိုတော့ကျွန်တော်အခုရှင်းပြနေတာနော် quality content ကိုရှင်းပြနေတာအဲ့တော့နောက်ထပ်ကကြဘာလဲဆိုရင်ခုန business ငွေကြေးနဲ့ပတ်သက်တဲ့ဟာအခုဆိုလို့ရှိရင်ဒါအခုတင်တန်းဒီ group မှာလာ join နေဆိုလို့ရှိရင်ဒါကျွန်တော်စီကနေမှဘာပဲဖြစ်ဖြစ်ပေါ့နော်အကြံဉာဏ်သုံးမဟုတ် idea ရတယ်ဆိုလို့ရှိရင်ကိုယ့်အတွက်ဝင်ငွေလမ်းကြောင်းလေးတစ်ခုများရမလားဘယ်လိုလုပ်နိုင်မလဲဆိုတော့ဒါဟို profit လေးတစ်ခုပေါ့နော်ရမလားဆိုပြီးအကိုတို့ရဲ့အချိန်တွေကိုပေးပြီးကျွန်တော်စီမှာလာပြီးဒါနားထောင်ခြင်းဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဒီအဲ့ဒီ value ကိုကျွန်တော်ပေးတာဖြစ်တဲ့အတွက်အကိုတို့ကလည်းလိုချင်တယ်အဲ့ဒါကြောင့်မို့ကိုတို့ကလာကြည့်တာအဲ့တော့ကိုဒီကိုယ့်ရဲ့ Facebook page တောင်းချင် channel တစ်ခုခုမှာအဲ့လိုမျိုး knowledge ကိုကပေးနေတယ်ဆိုလို့ရှိရင်လူတွေကလာကြည့်နေမှာပဲเนาะအများတန်းရှိတယ်ကြည့်တယ်လို့အများတန်းရှိတယ်เนาะအများတန်းရှိတယ်လူတိုင်းလုံနေလို့ကျွန်တော်လည်းဟလာသူများတွေဟိုမှာထမင်းဆိုင်ဖွင့်လို့ကျွန်တော်လည်းထမင်းဆိုင်ဖွင့်ရင်တော့စားကြမှာမဟုတ်ဘူးအဲ့ထမင်းဆိုင်မှာသွားစားမယ်လို့ဒါဆိုလိုတာမဟုတ်ဘူးသူကသူနေတဲ့သူကလာစားလိုက်မယ်ဟိုရက်ဝေးကလမ်းကြုံလဲစားလိုက်မယ်ကိုထမင်းဆိုင်ဖွင့်လဲကိုချီမှာလာစားမှာပဲ
ကိုကတော့အရသာရှိတဲ့ထမင်းတွေချက်ကျွေးနေဖို့လိုတာပေါ့နော်ဆိုင်နဲ့ဆိုင်ရှင်လာရင်တော့ကိုက value ပို့ပေးရင်တော့ပို့ပြီးတော့များများထည့်ပေးတယ်နော်စေတနာတွေထားတယ်အများကြီးပေးတယ်ဆိုရင်တော့ကိုယ့်စီမှာပို့စားမှာပဲနာမည်ကပို့ရလာမှာပဲအဲ့ဒီအတွက်ကြောင့်မလို့သူများလုပ်လို့ကိုမလုပ်အောင်ဆိုတဲ့ဟာမျိုးစိတ်မျိုးတော့မတွေးနဲ့ပေါ့နော်အဓိကကို value ပေးနေဖို့လိုတယ်ဟုတ်ပြီနော်အဲ့တော့ quality content အကြောင်းကိုကျွန်တော်ပြောနေတာအဲ့လို value ပေးရတယ်ဒါအများကြီးပဲတချို့ဆိုရင်ဟာတာဗီဒီယိုရိုက်တယ်နော်လူတွေကစိတ်ညစ်တယ်တနေ့ကုန်ပူလောင်ပြီးပြန်လာညဘက်ဖုန်းလေးဖွင့်လိုက်တဲ့အချိန်မှာသူ့ဗီဒီယိုတွေတပုတ်ကြည့်လိုက်တာရီမောလိုက်တယ်အဲ့အချိန်မှာစိတ်ထဲမှာအေးချမ်းသွားတယ်အဲ့ဒါဆိုလို့ရှိရင်ဒါ emotion နဲ့ကိုပဲပြီးတဲ့ content ပေါ့နော်ဒါပဲအခုနပြောတဲ့ emotion နဲ့နော်စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာနောက်တစ်ခုကျမ်းမာရေးဆိုတော့လူတိုင်းကဗျာလူဖြစ်နေတာဖြစ်တဲ့အတွက်ကျမ်းမာရေးကတော့အများနဲ့ဖောက်နေမှာပဲအဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်တဲ့ content နော်ယာတီလိုက်ကျွန်တော်တို့ဘာဖြစ်လဲရာသီမှာဆိုလို့ရှိရင်တုပ်ကွေးဖြစ်တယ်ဆိုရင်ဘယ်လိုဆေးတောက်ဘာလို့ဘယ်ဟာလေးဆေးမိလို့ရတယ်အိမ်မှာဆိုလို့ရှိရင်ကိုယ့်အကိုလုံးလို့ရတယ်စသည်အဖြစ်ဒါသည် knowledge ပေးနေရပဲအဲ့လိုဟာတွေအကြောင်းအရာဒီအားလုံးက content ပဲအဲ့လို quality ရှိတဲ့ content ကိုဖန်တီးပါဟုတ်ပြီနော်ဒါ quality content ကိုကျွန်တော်ပြောချင်တယ်လကားပြောတာမဟုတ်ဘူးဒီဟာဒီတကယ်ကိုအရေးကြီးတယ်ဘာကြောင့်လဲဆိုတော့ခုနပြောတဲ့ဒီလိုဗီဒီယိုတွေဘာညာနဲ့မရိုက်ဖဲနဲ့အဲ့လိုမျိုးတကယ်အနှစ်သာရကိုယ်ပဲလေးကိုပေးလို့ရှိရင်ကို့မှာရှိတဲ့ဒီဖုန်းလေးတစ်လုံးနဲ့ထောင်ပြီးတော့ရိုက်လို့ရှိရင်ကို့ဗီဒီယိုကပေါက်တယ်ဟုတ်ပြီနော်အဲ့ဒါကြောင့်မို့ကျွန်တော်အဲ့ဒါကိုအဓိကပြောနေတာဟိုလိုမျိုး fancy တွေလုပ်နေစရာမလိုအဝတ်ကောင်းစားလာတွေဝတ်ပြနေမှာမဟုတ်ဘူးဗျနော်အဲ့လိုမျိုးမှ quality ရှိတာမဟုတ်ဘူးအဲ့ဒါလေးကိုကျွန်တော်တဲကွဲအောင်လို့ပြောနေတာနော်အဲ့တော့ဟုတ်ပြီအဲ့လိုဆိုရင်ကျမတို့ကတော့ဒါတွေလာပြီဒါပေမဲ့ view တွေမရသေးဘူးဆိုရင်ဘာဖြစ်လဲဆိုရင်ကျွန်တော်တို့က Facebook မှာဆိုရင် Facebook ရဲ့ algorithm တော့နားလည်ရမယ်နားလည်ရမယ် Facebook ကဘယ်ချိန်တွေလှုပ်လို့လဲကိုပရိသတ်တွေကဘယ်ချိန်မှာကြည်တာများလဲအဲ့ဒါတွေတော့စစ်ရမှာပေါ့စစ်ပြီးတော့အဲ့ဒီချိန်လေးတွေကတော့ဒါ strategy ကိုယ့်အကိုထပ်ဆွဲပြီးတော့အာဘယ်ချိန်မှာတင်တယ်ဘယ်လိုမျိုးဆိုရင်လူပိုကြည့်လဲအဲ့ဒါလေးကတော့ကိုကပြန်ပြီးတော့ analysis လုပ်ရတဲ့ဟာလေးတွေရှိပါတယ်ဒါကလည်းကျွန်တော်တင်တန်းမှာတင်တယ်ပေါ့နော်အဲ့လိုဟာလေးတွေအဲ့တော့အခုခေတ်မှာဆိုရင်တော့မြန်မြန်ပေါက်ဖို့ဆိုရင်တော့ဒီဗီဒီယိုအတူလေးတွေကတော့အပေါက်ဆုံးပါပဲအဲ့တော့ဗီဒီယိုတူလေးနဲ့စကားလုံးနည်းနည်းလေးနဲ့ကျွန်တော်တို့ကလူကိုထိအောင်လုပ်နိုင်တယ်ဆိုလို့ရှိရင်ပေါက်တာပဲနော်ဒီထဲမှာရှိတဲ့လူကတော့စီးပွားရေးဒါလုပ်တဲ့သူလည်းရှိမယ်เนาะအလုံးမရှိဘူးနဲ့ရှာကျင်တဲ့သူလည်းရှိလိမ့်မယ်အဲ့တော့ကိုယ်တိုင်ကငွေရခြင်းလို့သို့မဟုတ်ကို page ကိုလူများစေခြင်းလို့ကြိုက်စေခြင်းလို့ဆိုရင်တော့ချက်ချင်းတော့ကိုကတောင်းလို့ရမှာလည်းမဟုတ်ဘူးเนาะဘာမှမလုပ်ဖဲနဲ့ဘာမှမကြွေးဖဲနဲ့ဘယ်သူမှလာမစားပါဘူးเนาะကိုကအရင်ဆုံးအလှူအိမ်လို့တော့အရင်ဆုံးကိုကလုပ်ရပါတယ်အဲ့လိုအလှူအိမ်လို့လုပ်နိုင်ဖို့ဆိုရင်ဘူးတူတာတွေစုဆောင်းရတယ်ဘူးစားမစုဆောင်းနိုင်ဆိုလို့ရှိရင်ကိုယ်မှကျွမ်းကျင်တဲ့အရာသို့မဟုတ်ကိုတက်မြတ်တက်ကျွမ်းတဲ့အရာပေါ့နော်မဆိုင်ငယ်ပြင်လို့ဆိုင်ငယ်ကျွမ်းတယ်ဆိုလို့ရှိရင်လည်းဆိုင်ငယ်ဘယ်လိုပြင်လို့ရတယ်ဆိုတော့ကိုနီးပညာတွေမျှလို့ရှိရင်ဆိုင်ငယ်နဲ့ပတ်သက်တဲ့သူတွေเนาะဒုက္ခရောက်တဲ့သူတွေကြည်မှာပဲဒီလိုလေးဖြည့်ရှင်းလိုက်တော့ငါပိုင်ကအိမ်မှာဂွင်းလေးကွာလေးဝယ်ပြီးငါလုပ်လို့ရပဲဒီ brother တင်ထားတာလေးကကောင်းတယ်တကယ်အစ်စ်တွေပြောနေတာစသည်အဖြစ်ပေါ့နော်ကိုသူအဆင်ပြေသွားပြီဆိုရင်တေးကြတယ်နောက်ပိုင်းကျရင်လည်းသူ့တငယ်ချင်းတွေကိုခေါ်ပြီးဟေ့အောင်မင်းဆိုင်ငယ်ပြတ်လို့ရှိရင်မင်းအဲ့ဒီ page ကို follow ထားတယ်ဒီမှာသွားကြည့်သူတင်တဲ့ဟာတွေကောင်းတယ်အဲ့လိုမျိုးပဲတယောက်စကားတယောက်ပေါ့နော်လူသတင်းလူချင်းဆောင်တာပေါ့အဲ့လိုမျိုးနဲ့ကျွန်တော်တို့က page တွေကအဲ့လိုသွားတာအဲ့လိုချင်းသွားတာပေါ့နော်ဒီသဘောနဲ့ပဲသွားရတယ်လူတွေကအပြင်ထွက်ပြီးတိတ်မချကြတော့ online မှာပဲရိုက်ချကြတာများတယ်အဲ့တော့တိုနဲ့ထိလေးတင်ပေါ့နော် follower engagement တွေရပါဆိုလို့ရှင်အဲ့တော့နောက်တစ်ခုဒီ quality ဖန်တီးတာနဲ့ပတ်သက်လို့ရှင် beginner တယောက်အနေနဲ့ကျမကိုယ့်ကိုဘာကြိုက်မှန်းမသိဘူးဘာလုပ်ရမှန်းမသိဘူးကျွန်တော်ကတော့ဟိုဟာလဲကြိုက်တယ်လို့ဒီဟာလဲကြိုက်တယ်ဟိုဟာလဲလှုပ်ချင်တယ်ဒီဟာလဲလှုပ်ချင်တယ်ဆိုလို့ရှင်အဲ့လိုမျိုးလုပ်လို့မရပါဘူးတစ်ခုတည်းကိုပဲလုပ်ရတယ်တစ်ခုတည်းလုပ်မယ်ဆိုလို့ရှိရင်အရင်ဆုံးအကောင်းဆုံးနဲ့အထီးအောင်ဆုံးကတော့ကို Facebook ပေါ်တက်ပြီးတော့ကြည့်တဲ့အရာကိုဘာအကြောင်းအရာတွေကြည့်လဲအဲ့တော့ကိုယ့်ကိုအရင်ဆုံးမေးလိုက်ငါ Facebook တရက်တက်လိုက်ငါ ဗီဒီယိုအများဆုံးကြည့်လဲဘယ်ဟာတွေငါကြိုက်လဲဘယ် influencer ကိုကြိုက်လဲဘယ် blogger ကိုကြိုက်လဲအဲ့ဒီဟာကိုအရင်ဆုံးရွေးလိုက်ရွေးပြီးတော့မှသူတို့ဒီဇိုင်းတိုင်းလိုက်လို့သူကဒီလိုစကားပြောတယ်ဒီလိုဖြတ်တောက်လေးပြောတယ်ဒီလိုစာတန်းလေးထိုးတယ်ဒီလိုဗီဒီယိုဖိန်လေးနဲ့လုပ်တယ်အတန်ဆိုလို့ရှိရင် quality ကောင်းအောင်ဘယ်လိုလုပ်လဲအဲ့လိုဆိုလို့ရှိရင်အခုကျွန်တော်ကိုကြိုက်တယ်ဆိုရင်ကျွန်တော်ရဲ့ဒါသင်တန်းမှာလာတက်လို့ရတယ်ပြီးတော့ကျွန်တော်လုပ်တဲ့ဒီဇိုင်းတွေကိုအတူတူဖန်တီးလို့ရတယ်ဘာမှမဖြစ်ဘူးเนาะအကုန်လုံးကဒါ free ပဲเนาะပင်လယ်ထဲကငါကြိုက်တဲ့လူမျှားလို့ရတယ်ဟုတ်ပြီเนาะအဲ့တော့ကို influence ဖြစ်တဲ့သူတယောက်ကိုအရင်ဆုံး model အနေနဲ့ရွေးလိုက်ပါရွေးပြီးတော့မှအဲ့ဒီ page လမ်းကြောင်းကိုစပြီးတည်အဲ့ဒါဆိုလို့ရှိရင်ဘာဖြစ်နေရာတနေရာတော့စပြီးတော့ကိုလုတ်ပြီဆိုတာကိုဖြစ်သွားလိမ့်မယ်ဘာလို့မှမသိတဲ့သူတွေပေါ့နော်ကိုယ့်ရဲ့ influence ဖြစ်ဆုံးကိုယ်သဘောကျဆုံးလူတွေခီးသွားဆိုလဲခီးသွားအများကြီးပေါ့နော်အင်္ဂလိပ်စကားသင်မလားနော်တရုတ်စကားသင်မလားဆက်ချုပ်မလားအပ်ချုပ်မလားအဲ့လိုမျိုးလူတွေကိုကြိုက်တယ်ဆိုရင်အဲ့လိုလူတွေဒီဇိုင်းနဲ့ပေါက်နေတဲ့သူတွေကိုရွေးပြီးအဲ့တိုင်းလိုက်လို့အဲ့ဒါဆိုလို့ရှိရင်ဘာဗီဒီယိုရရမလဲမသိတဲ့လူတွေတည်သွားပြီဟုတ်ပြီနော်โอเค
အဲ့တော့အာနောက်တစ်ခုကကြတော့ဗာလဲပေါ့နောက်တစ်ခုကကြတော့ဒီ purpose ပေါ့နော်ရည်ရွယ်ချက်ပေါ့နော်ရည်ရွယ်ချက်ကကိုက page ထောင်ပြီးတော့မှပတ်စံဟလာလိုချင်တာလားဒါမှမဟုတ်ရှင်ကိုကအောင်မြင်ကြော်ကြားချင်တာလားသို့မဟုတ်ကိုယ့်ရဲ့ page ကိုလူတွေအများကြီးကနေမှကြည့်စေချင်တာလား engagement တွေများချင်တာလားအဲ့ဒီအပေါ်မှာမူတည်ပြီးတော့ကိုယ့်ရဲ့ဖန်တီးမှုကတော့ကွဲသွားလိမ့်မယ်ဟုတ်ပြီနော်ဖန်တီးမှုကွဲသွားလိမ့်မယ်အဲ့တော့ဟိုအဲ့ဒါကတော့နည်းနည်းပို့ပြီးတော့ဟိုဟာဖြစ်တာပေါ့နော်လေးနဲ့တယ်ပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်page ကကျွန်တော်ဆိုရင်အရင်တော့ကလူကြိုက်များအောင်ကျွန်တော်အရင်ဆုံးလုပ်ခဲ့တာပေါ့နော်ရိုးသားသားပြောရင်လူကြိုက်များအောင်လုပ်တာပဲဘာလို့ဆိုတော့ attention ရှာရတာပေါ့ attention မရှာတတ်ရင်တော့လူကြိုက်မှာမဟုတ်လူမကြိုက်ရင်ကျွန်တော် page လဲ follower ရောက်တက်နေမှာပေါ့အဲ့တော့လူကြိုက်များအောင်ကျွန်တော်လုပ်ရတာပဲအဲ့တော့လူကြိုက်အောင်လုပ်တဲ့အခါမှာတစ်ခါလေးကြိုက်ရင်ပတ်စံတော့ရချင်မှရလိမ့်မယ်ဘာလို့လဲဆိုတော့လူကြိုက်အောင်လုပ်နေတဲ့အချိန်မှာဟိုလူကြိုက်တဲ့နီလန်အများကြီးလုပ်လို့ရတယ်ဗျာအဲ့ဒီထဲမှာကျွန်တော်က personal brand တိစောက်တယ်ပြီးတော့ကြပြားတွေစာတွေအချစ်ကြီးအကြောင်းတွေပြောနေတာဆိုတော့လူတွေကတော့ကြိုက်တယ်ဒါပေမဲ့ကျွန်တော်အတွက်ဝင်မရှိဘူးပေါ့နော်ဒီ monetization အောင်မှပတ်စံဝင်မှာဟုတ်မအောင်ချင်းမေးချင်းတော့ကျွန်တော်တို့ကပေးနေရမှာပဲကိုယ့် page ရှိရတဲ့ follower တွေများနေဆိုတော့မှပဲရချင်မှရအောင်မှာပေါ့နော်အဲ့တော့ကိုယ့်ရဲ့ရွယ်ချက်ကအဲ့ဒီမှာစပြီးတော့စဉ်းစားရတော့မှာပေါ့နော်ငါလူတွေကြိုက်နေပြီဒါပေမဲ့ငါပတ်စံဘယ်လိုရှာရမှာလဲဒီဘဝနဲ့ငါ profit ဘယ်လိုရအောင်လုပ်မလဲဆိုတဲ့ဟာတွေဒီဒါနောက်ပိုင်းဒါ next level ဖြစ်သွားပြီပေါ့နော်အဲ next level ဖြစ်တဲ့အတွက်ဒီထဲမှာတော့ကျွန်တော်ရှင်းမပြသေးပါဘူးဆိုတော့ကိုကငွေရချင်တာလား follower များချင်တာလားပြီး view များချင်တာလားအဲ့ဒီပုံမှာမူတည်ပြီးတော့ကိုယ့်ရဲ့ page ပေါ်မှာပြောတဲ့စကားလုံးတွေရဲ့သုံးတဲ့အသုံးအနှုန်းတွေနဲ့ကိုသွားတဲ့လမ်းကြောင်းတွေကကွဲသွားလိမ့်မယ်အဲဒါလေးကိုလည်းစဉ်းစားထားရမယ်ဒါပေမဲ့လည်းဘလို့ပဲစကျွန်တော်တို့ကတော့ page တစ်ခုထောင်ပြီး channel တစ်ခုထောင်ပြီးဆိုရင်တော့လူကြိုက်အောင်တော့လုပ်အောင်ပါပဲเนาะလူကြိုက်မှရမှာအဲ့တော့အကုန်လုံးက follower နဲ့ view နဲ့အကုန်လုံးအလုပ်လုပ်နေကြတာဖြစ်တဲ့အတွက်လူများများကြိုက်လေလူများများရှိလေကိုယ့်ရဲ့ business အတွက်လုပ်ငန်းပွင့်ဖို့အခွင့်အရေးများလေလေပဲဟုတ်ပြီเนาะဆိုတော့အာဒီလောက်ဆိုလို့ရှိရင်တော့ဒါဒီနေ့ zone လေးမှာဒါကျွန်တော်ပြောထားတာလေတော်တော်လေးတော့ကာဘာလေးမဖြစ်ပင်မဲ့ပေါ့နော် content တစ်ခုဖန်တီးဖို့အတွက်တယောက်တည်းပေါ့နော်ဖန်တီးနိုင်လားဆိုတဲ့ဟာလေးကိုကျွန်တော်ဒါအတူဆုံးနဲ့ပေါ့နော်အထီရောက်ဆုံးနဲ့ကျွန်တော်ပြောပြပေးတာဖြစ်ပါတယ်အဲ့တော့ဖုန်းတစ်လုံးနဲ့ content ဖန်တီးလို့ရတယ်အဓိကကတော့ဘာလဲဆိုရင်လူရင်ထဲရောက်အောင်လို့เนาะရင်ထဲရောက်အောင်လို့သူတို့ကြားကျင်တဲ့အကြောင်းအရာတွေကျွန်တော်တို့ကပြောမှရတယ်ကိုပြောချင်တာတွေပြောလို့မရအောင်အဲ့ဒါလေးတော့ကျွန်တော်ဒါ tips လေးပေါ့နော် tips လေးပြောလိုက်ချင်ပါတယ်သူတို့ကြားချင်တာကိုပဲပြောပါကိုပြောချင်တာကိုမပြောနဲ့အဲ့ဒါဆိုလို့ရှိရင်ခဏလေးနဲ့ပေါက်တယ်ဟုတ်ပြီနော်ဒါလေးကိုဆက်ဆက်ပြီးစဉ်းစားရမယ်ဘယ်လိုစဉ်းစားရမလဲဆိုရင်အခုတို့အမတို့ဒီလာပြီးကြည့်တဲ့သူတွေ comment တွေမှာတွေ့ပါလိမ့်မယ်နော်သူတို့တွေကဘာတွေခံစားနေရတယ်ဘာအကြောင်းအရာတွေသူတို့တွေပြဿနာတွေဖြစ်နေတယ်အဲ့ဒါတွေမြင်နေရလိမ့်မယ်အဲ့ကြလို့ရှိရင်အဲ့ဒါတွေမြင်ကိုကိုက ignore လုပ်လို့မရဘူးအဲ့ဒီ comment တွေကိုဖတ်ပြီးအဲ့ comment တွေကိုပြန်ပေးရတယ်သူတို့ဖြစ်နေတဲ့ပြဿနာကိုကိုက video ဖန်တီးနော်သူတို့ရဲ့ပြဿနာဗီဒီယိုဖန်တီးသူတို့ပြဿနာဗီဒီယိုဖန်တီးအဲ့ဒီဖြည့်ရှင်းတဲ့နည်းလမ်းတွေနော် how to ပေါ့နော်ဘယ်လိုဖြည့်ရှင်းရမလဲဟိုကျွန်တော်တို့ဒီနည်းပညာပိုင်းဆိုလဲဖုန်းနဲ့ပတ်သက်တာပဲဖြစ်ဖြစ်ကွန်ပျူတာနဲ့ပတ်သက်တာပဲဖြစ်ဖြစ်ဖြစ်နေတဲ့ပြဿနာလေးတွေပေါ့ဗျာအဲ့ဒီပြဿနာလေးတွေကိုကိုကပြန်ပြီးတော့နှုတ်ပြီးအဲ့ဒါလေးတွေပြန်ဖန်တီးအဲ့ဆိုလို့ရှိရင်လူတွေကအော်ငါတို့ရဲ့ပြဿနာငါတို့ရဲ့ဟာလေးတွေသူ့ရှိမှကြည့်လို့ရပါလားသူ့ရှိမှအဖြေရှိပါလားဆိုတော့နော်ရည်ရွယ်ချက်နဲ့ကျွန်တော်တို့ page ကိုလာကြည့်ခြင်းဖြစ်ပါတယ်ဒါဒီကျွန်တော်တို့ကိုယ့်ရဲ့ skill ပြီးရင်ကိုယ့်ရဲ့ဒီ video editing ပညာရပ်ပြီးလို့ရှိရင်လူတွေရဲ့ပြဿနာကိုဖြေရှင်းခြင်းเนาะအဲ့လိုမျိုးသုံးခုပေါင်းလိုက်မယ်ဆိုလို့ရှိရင်တော့ page တွေဟိုဟာတွေကခဏလေးနဲ့ grow ဖြစ်လာမယ်လူကြိုက်များလာမယ် follower တွေလည်းတက်လာမယ်အဲ့ဒီကြလို့ရှိရင်ကျွန်တော်တို့ YouTube ဆိုတဲ့ YouTube monetization တွေပွင့်မယ် TikTok ဆိုရင်လည်း TikTok ပေါ့เนาะဂျပန်အကောင့်ပေါ့เนาะပြီးရင်Facebook ဆိုတဲ့ Facebook စသည်အဖြစ်ကိုတင်တဲ့ platform သုံးခုစလုံးပေါ့เนาะ platform သုံးခုကတော့တင်ရမှာပဲဘာဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ကထီထိုးရမှာပဲเนาะတပုတ်တော့ပေါက်သွားလိမ့်မယ်အဲ့လိုမျိုးဆိုတော့ကျွန်တော်တို့အများတန်းတင်ဖို့လိုတယ်တပြိုင်တည်းတင်တစ်ခါတည်းလုပ်ကို audience ကဘာတူလဲမြန်မာလားဒါမှမဟုတ်ကဘာလုံးဟိုပေါ့နော်ဘယ်လိုပြောရမလဲ foreign ပေါ့နော်နိုင်ငံသားတွေရွေးတာအဲ့ဒါလေးတော့နည်းနည်းစဉ်းစားရမှာပေါ့နော်ကိုဖန်တီးနေကြမှာကို scale နဲ့ကိုပူတည်တာပေါ့အဲ့တော့တယောက်တည်းနဲ့ဖန်တီးဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ကအများကြီးဖန်တီးလို့မရဘူးเนาะအများကြီးဖန်တီးလို့မရဘူးပြီးရင် quality ဆိုတဲ့ခုနကတော့ပြောတဲ့ဒီလိုမျိုးဟို editing skill တွေကိုလည်းအမြင့်ကြီးလုပ်လို့မရဘူးเนาะဘာလို့တယောက်တည်းလုပ်နေတာဖြစ်တဲ့အတွက်အဲ့တော့ consistency ရှိဖို့ဆိုလို့ရှိရင်တော့အဲ့ဒီနှစ်ခုကတော့ balance ညှိဖို့လိုတယ်နော် consistency ရှိနေဆိုလို့ရှိရင် quality ဘိုင်းလည်းနည်းနည်းကျသွားမယ်ပြီးလို့ရှိရင်ကျွန်တော်တို့အချိန်လည်းနည်းနည်းနော်ပေးရလိမ့်မယ်အဲ့ဒီကြားထဲမှာကိုယ့်ရဲ့အလုပ်နဲ့ကိုကတရက်ကိုဘယ်နှစ်နာရီအချိန်ရလဲအဲ့ဒီပုံမှာကဘယ်လိုမျိုးအချိန်ခွဲဝေပြီးလုပ်မလဲဆိုတာတော့စဉ်းစားရမယ်ပြီးရင်ကိုလုပ်တဲ့လုပ်မှာတော့ပျော်ဖို့တော့လိုတယ်
နော်ပျော်ဖို့လိုတယ်မပျော်ဘဲနဲ့ကိုကဒါကိုအလုပ်တစ်ခုကြီးလို့တတ်မှတ်ပြီးလုပ်နေတယ်ဆိုရင်တော့ခင်ဗျာခဏလေးနဲ့ဝုန်းဆိုလဲသွားလိမ့်မယ်ဟုတ်ပြီနော်အဲ့လိုလည်းဖြစ်เสียရမလို့အဲ့တော့ကျွန်တော်အခုဗီဒီယိုလေးတင်နေဆိုတာကကျွန်တော်အဲ့အကြောင်းလေးတွေစဉ်းစားတယ်စဉ်းစားပြီးတော့တင်လိုက်တယ်ကျွန်တော်ဗီဒီယိုကျွန်တော်ထိုင်ပြန်ကြည့်တယ်မတင်ခင်ကျွန်တော်ထိုင်ကြည့်ပြီးတော့မှကိုယ့်အကိုကျေနပ်တယ်သိရမလားကြိုက်ပြီဆိုရင်ဗီဒီယိုတင်လိုက်တော့တင်လို့ရှိရင်သူတို့လည်းကြည့်ကြကြိုက်ကြတယ်အဲ့လိုမျိုးပေါ့နော်ကိုယ့်ကိုလည်းပျော်ဖို့လိုတယ်ပေါ့နော်ကိုယ်အချိန်ရတဲ့ချိန်လေးရယ်ကိုကလည်းပျော်ရမယ်ပြီးလို့ရှိရင်လည်းကျွန်တော်တို့အခုခေတ်မှာရွှေတွေငွေတွေစုသလိုပဲနော်ရွှေတွေငွေတွေစုလို့အိမ်ချမ်းမြေတွေစုသလိုပဲ channel တစ်ခုကိုကတစ်ချိန်ချိန်မှာတော့ကိုထိပေါက်လိုက်မယ်သို့မဟုတ်လည်းတစ်ချိန်ချိန်မှာတော့ကို channel ဒီအကျိုးရှိလာလိမ့်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့အရင်အဝေးကြီးကိုနော် focus ကြီးမထားဘဲနဲ့အနီးနားမှာပဲကိုယ့်ဟာကို step by step လေးနဲ့ပဲသွားမယ်ဆိုလို့ရှိရင်အဆင်ပြေတယ်အဲဆိုလို့ရှိရင်တစ်နှစ်ဆိုလဲတစ်နှစ်နှစ်နှစ်ဆိုလဲနှစ်နှစ်ထိထိမိမိစူးစမ်းမယ်ဆိုရင်တော့ကျွန်တော်တို့milestone တစ်ခုတော့ရောက်သွားပါလိမ့်မယ်အဓိကနေ့စဉ်နဲ့များကိုကလုပ်နေဖို့လိုတယ်တိုးတက်အောင်တော့ development တော့လုပ်ရမှာပေါ့ဒီနေ့လုပ်တယ်30ဖို့လုပ်တယ်ဆိုနောက်နေ့ဆိုရင်17ချက်ဖို့လုပ်မယ်နောက်နေ့ဆိုရင်12ချက်ဖို့လုပ်မယ်အဲ့တော့တစ်နှစ်ကြာသွားလို့ရှိရင်ဘယ်လောက်ဖြစ်နေမလဲနော်တစ်လမှာရက်ပေါင်း360ဆိုရင်နော်360ဖြစ်သွားပြီနော်တစ်နေ့တစ်ချက်ဖို့လုပ်တယ်ဆိုရင်ရက်ပေါင်း360ဆိုရင်360ဖြစ်သွားအဲ့တော့အကွာကြီးပေါ့နော်တစ်ကနေစခဲ့တယ်360ဆိုအမြင်အကွာကြီးပေါ့နော်အထက်ကဆိုတော့ဒါရှင်းရှင်းလေးရဲ့ logic ကအဲ့လိုလေးလုပ်သွားပါနော်ကိုယ်တိုင်လည်းဒါလေ့လာရင်းနဲ့မှာကိုယ့်ကို confident လည်းဒါရှိလာမှာပေါ့အဲ့ကြလို့ရှိရင်လူယိုသေးရှင်ယိုသေးဖြစ်မယ်အဲ့တော့ဒီရှေ့အပြင်မထွက်ရတဲ့သူတွေတော့ကတော့ practice လုပ်လို့ရတယ်နီးလန်းနေလည်းအများကြီးရှိတယ်နော်အဲ့ဒါလည်းမကြောက်နဲ့ဘာကြောင့်လဲဆိုတော့ကျွန်တော်ကအိမ်မှာကိုယ့်အကိုတယောက်တည်းဖုန်းနဲ့ထိုင်ပြီးပြောတာဖြစ်တဲ့အတွက်ဘယ်သူမှကြည့်ကြရမလို့ပြီးတော့ကိုယ့်ရဲ့ဗီဒီယိုတွေဒီလူတိုင်းအတွက်မဟုတ်ဘူးအဲ့ဒါလေးကိုတော့သဘောပေါက်တာကိုယ့်ဗီဒီယိုဒီတစ်ကမ္ဘာလုံးအတွက်မဟုတ်ဘူးနော်တတ်မှတ်တဲ့ရည်ရွယ်ချက်နဲ့တတ်မှတ်တဲ့လူတွေအတွက်ပဲဖြစ်ရမယ်ဟုတ်ပြီနော်လူတိုင်းအတွက်မဖြစ်နိုင်ဘူးအဲ့တော့လူတိုင်းအတွက်ဖြစ်နိုင်အဲ့လူတိုင်းဆိုတာဒီကိုယ့်ရဲ့ညီကိုမောင်နှမလည်းဖြစ်နိုင်တယ်ကိုယ့်ရဲ့အဖေမေလည်းဖြစ်နိုင်တယ်ကိုယ့်ရဲ့ဆွေမျိုးတွေလည်းဖြစ်နိုင်တယ်အဲ့တော့ကိုကဗီဒီယိုတွေလုပ်တဲ့အချိန်မှာအဲ့ဒီဆွေမျိုးတွေကနေမှဟဲ့ဒီကောင်လေးမဒီကောင်မလေးဒီကလေးမကောက်တော့နဲ့ဖုန်းတစ်လုံးနဲ့ဟိုမှာဘာတွေလုပ်နေမှမသိဘူးဆိုပြီးတော့ပြောတတ်တယ်ပြောလဲပြောကြပါတယ်အဲ့လိုမျိုးကြရင်ကိုကအာမလုပ်နဲ့မနာလည်းမသိဘူးငါခိုးလို့ရမှာလားဘာလဲညာလားအဲ့လိုတွေဖြစ်ရောဖြစ်တဲ့ခါကျတော့ရှေ့မရောက်တော့ဘူးပြောရရင်လွန်နေဆွဲကုန်တာပေါ့နော်အဲ့တော့အခုဒီဗီဒီယိုလေးမှာကျွန်တော်နော်ကိုရဲ့ထက်နော်ကျွန်တော်ပြောခဲ့တဲ့စကားလုံးလေးတွေဒီကျွန်တော်ကိုယ်တိုင်လည်းခံခဲ့ရပါတယ်အဲ့ဒါကြောင့်ကျွန်တော်ဒါကိုဒါပြောခြင်းဖြစ်ပါတယ်အဲ့တော့ကို့မှာရွယ်ချက်ရှိတယ်ကိုကအဲ့ဒီပေါ်မှာ goal တစ်ခုရှိတယ်ဆိုလို့ရှိရင်အကောင့်နဲ့ဖော်ပါနော်လေ့ကျင့်ပါလေ့ကျင့်ရင်းနဲ့မှာကိုကကိုယ့်ကိုယုံကြည်မှုရှိလာလိမ့်မယ်ယုံကြည်သွားလို့ရှိရင်ဘာလို့ကိုကအဆင်ပြေတယ်အဲ့တော့အခုကျွန်တော်အခုဒီလိုမျိုးထိုင်ပြီးစကားပြောဖို့ဆိုလို့ရှိရင်လည်းကျွန်တော်အရင်ဆုံးလေ့ကျင့်ရတာပဲနော်ဒီဗီဒီယိုမလာခင်ကျွန်တော်အရင်တုန်းကတည်းကကျွန်တော်ဗီဒီယိုအများကြီးရိုက်ခဲ့ရအဲ့တော့ဆိုစကားတော်မှာပဲထိနဲ့ပြောလိုက်မျိုးလုံးပုတ်ခတ်လှုပ်လိုက်ဘယ်လိုပြောရမလဲမသိဘူးပြီးရင်မှားလို့ပြန်ဖြတ်လိုက်စသည်အဖြစ်ပေါ့နော်ကျွန်တော်အဲ့လိုကြော်ဖြတ်ခဲ့ရတာပါအဲ့တော့အခုဒါကျွန်တော်တနားရီဆိုတနားရီကျွန်တော်တောက်လျှောက်လွတ်နေပြောလို့ရတယ်ပေါ့နော်စကားလုံးတွေကအများကြီးဘာကြောင့်ပြောနိုင်တာလဲဆိုရင်ဒါကိုလုပ်တဲ့အလုပ်ပေါ်မှာကျွမ်းကျင်လို့ပါမကျွမ်းကျင်ဘူးဆိုလို့ရှိရင်တော့ဘာပြောမှမသိဘူးဒါမှမဟုတ် ChatGPT ဖွင့်ပါဗျာအောင်မှာတခုခုပြောပြီးထိုင်းစာဖတ်ရင်လည်းဖတ်ပေါ့အဲ့လိုပဲလုပ်လို့ရမှာအဲ့တော့ပြောချင်တာက skill ပေါ့နော် skill လည်းရှိဖို့လိုတယ်အဲ့ဒီပေါ်မှာတကယ်ကျွမ်းကျင်လာပြီဆိုလို့ရှိရင်ကိုကရဲဝုန်းဝန်းနဲ့ထုတ်ပြောလို့ရတယ်ကိုယ့်ရဲ့ဒီအာကျွမ်းကျင်မှု area ထဲမှာဆိုလို့ရှိရင်ကြိုက်လာမယ်နော် video editing ကကိုယ့်ရဲ့ထက်လာမယ်ကျွန်တော်အကုန်ဖြေနိုင်တယ် professional ဆိုတာတက် production တွေတကယ်အကြီးတွေလောက်ကျွန်တော်မလုပ်တတ်ပင်မဲ့အခုကျွန်တော်ရဲ့အကန့်ထဲမှာရှိတဲ့နော်production နဲ့ပတ်သက်တာမှအကုန်လာမယ်ကျွန်တော်အကုန်သိပါတယ်မသိတာလည်းရှိတာပေါ့နော်မသိလဲကျွန်တော်တို့ကမခက်ခဲဘူးကျွန်တော်ရှာတတ်တယ်အဖြစ်ကျွန်တော်ဘယ်လိုရှာရမလဲဆိုနီးလန်းတွေသိတယ် ways တွေကျွန်တော်သိတဲ့အခါကျတော့ကျွန်တော်ဘာမှမကြောက်ဘူးပေါ့နော်ကိုယ်မဖြည့်ရှင်းနိုင်ရင်တော့ရိုးသားမဖြည့်ရှင်းနိုင်ဘူးလို့ပြောပေါ့အဲ့ဒါလေးတော့လိုတာပေါ့နော် honest နော် honest is power ပေါ့နော်ရိုးသားမှုကတော့ဒါ power တစ်ခုပဲပေါ့နော်ရိုးသားဖို့တော့လိုတယ်အဲ့တော့ကိုမသိတာကြီးတော့လည်းသိတယ်ဆိုပြီးတော့လည်းလိမ့်မပြောနဲ့ပေါ့ဒါပေမဲ့ကိုကလူရှိထွက်တော့မယ် personal brand တည်ဆောက်တော့မယ်ဆိုရင်တော့ကိုယ့်ကို confidence ရှိဖို့တော့လိုတယ် over confidence တော့မဖြစ်နဲ့နော်အကြောင်းအကျိုးအကောင်းဆိုးကိုချင့်ချိန်ပြီးတော့ကိုလုံးမယ်ဆိုရင်တော့ဒါကအချိန်တစ်ခုရောက်လာရင်တော့ကျွန်တော်တို့စူဆောင်းပြီးတော့ဖြစ်တာပါလိမ့်မယ်โอเคအဲ့တော့ဒါကျွန်တော်ဒါ45မိနစ်ကိုကျွန်တော်ထိုင်နေဒါစကားပြောပေးခြင်းဖြစ်ပါတယ်အဲ့တော့ချက်ဖက်အခုဒါပထမပိုင်းပေါ့နော်ပြီးတော့မယ်ဆိုတော့ကျွန်တော်ဂျားထဲမှာဖြစ်ပြောချင်တာကတော့ကျွန်တော်ရဲ့ဒါ YouTube လေးကိုတော့သွားပြီးတော့ subscribe ပေးစေချင်ပါတယ်ပြီးလို့ရှိရင်လည်းကျွန်တော်ရဲ့ဒီ Facebook channel လေးရဲ့ recommendation မှာပေါ့နော်သွားပြီးတော့ဒါ
ကိုစိတ်ထဲမှာမြင်တဲ့ဟာလေးတွေကိုတွားရေးပေးပွားဘူးလို့ကျွန်တော်ဒါဒီကနေမှတောင်းဆိုချင်ပါတယ်အဲ့နှစ်ခုပဲကျွန်တော်လုပ်ပေးကျန်တာကျွန်တော်ဘာမှမတောင်းဆိုပါဘူးเนาะဒါ free zone ပါ free zone ဖြစ်တဲ့အတွက်အဓိကတော့ကျွန်တော်ရဲ့ YouTube channel လေးကိုကျွန်တော်တိုးပေါအောင်လုပ်နေတယ်အဲလူကြည့်အောင်ကျွန်တော်စူးစမ်းနေတယ်ပေါ့နော် subscriber လေးအဲရပြီဒါပေမဲ့ကြည့်တဲ့လူတော့နည်းနေသေးတာပေါ့ Facebook နဲ့ TikTok မှာတော့ကျွန်တော်ပြောစရာမလိုအရန်အောင်မြင်တယ်ပေါ့နော်သူ့ဟာသူကြည့်နေကြတယ်YouTube မှာကျတော့လိုသေးတယ်ပေါ့နော်အဲ့တော့ဒီထဲကရှိတဲ့ညီကောင်မောင်နှမတွေတကယ်လို့ YouTube channel ရှိတယ်ဆိုလို့ရှိရင်လည်းတွားပြီးတော့အမှအားပေးကြပါเนาะ subscribe လေးလုပ်ပေးကြဖို့ကျွန်တော်ဒါ request လုပ်ခြင်းဖြစ်ပါတယ် okay ဆိုတော့ဒါကျွန်တော်အခုဒါ free zone မှာပြောမယ့်အချက်လေးပေါ့เนาะဒီအချက်9ချက်ကျွန်တော်ဒါပြောသွားခြင်းဖြစ်ပါတယ်အဲ့တော့ပြန်ပြီးတော့ recap လုပ်မယ်ဆိုလို့ရှိရင်တော့အရင်ဆုံး Facebook ဖြစ်ဖြစ် channel ဖြစ်ဖြစ်ကျွန်တော်တို့စဝင်တော့မယ်ဆိုရင်တော့ channel တစ်ခုရှိဖို့လိုတယ်ပြီးလို့ရှိရင်အဲ့ဒီ channel မှာကိုကဘာ value ပေးမလဲဆိုတဲ့ video တွေတင်ရမယ်เนาะပြီးလို့ရှိရင်အဲ့ဒီ quality ရှိတယ်ဆိုတဲ့ခဏလေးနော်ဟော quality ရှိတယ်ဆိုတဲ့ content ဆိုတာဘာလဲဆိုတော့ကျွန်တော်ရှင်းပြသွားတယ်ပေါ့နော်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ကိုလေးစားရတဲ့ကိုဟိုပါပေါ့နော်ဟို inspire ဖြစ်တဲ့ဒီ blogger influencer သူတို့တွေလုပ်တဲ့လုပ်နည်းတွေကိုကိုက model အနေနဲ့ယူပြီးတော့လုပ်ပေါ့နော်အဲ့လိုလေးလုပ်ဖို့လိုတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီအရေးအတွက်နဲ့ quality ကြားမှာဆိုရင် quality ကိုထိန်းဖို့ရယ်ပြီးရင်ကိုယ့်ရဲ့ပျော်ရွှင်မှုရယ်ကိုကလည်းအမြဲတမ်း consistency ရှိဖို့ရယ်အဲ့ဒီအကြောင်းချက်တွေနဲ့ကိုကညှိပြီးတော့ဗီဒီယိုကိုတောက်လျှောက်တင်ပါသူများတွေပြောဆိုတရက်ကို3ပုတ်တို့4ပုတ်တို့အဲ့ဒါအတင်းလိုက်ပြီးတင်မှရမှာလားဆိုမဆိုင်ဘူးเนาะကျွန်တော်ဆိုတရက်1ပုတ်2ပုတ်ပဲတင်တာเนาะအရင်တော့ဆိုကြအဲ့လောက်တော့မတင်ဘူးတစ်ပတ်ကိုမှ2ပုတ်3ပုတ်လောက်ပဲတင်တာအခုမှကျွန်တော် full time နေလို့ဒါလည်းကျွန်တော်ကျမ်းမာရေးမကောင်းလို့အခုကျွန်တော်ဒါကျမ်းမာရေးမကောင်းဘူးကျွန်တော်ဘဲမှမသွားနိုင်ဘူးခန်းထဲမှာပဲထိုင်နေရတဲ့အနေအထားဖြစ်တဲ့အတွက်ကျွန်တော် full time ကျွန်တော်လုပ်နေတာလုပ်တဲ့အတွက်တရက်ကို2ပုတ်လောက်တော့ကျွန်တော်ကောင်းကောင်းတင်နိုင်တယ်ပေါ့နော်ဒါကလည်းကျွန်တော်တင်တန်းဘာညာလည်းရှိတော့အချိန်မပေးနိုင်ဘူးပေါ့နော်အဲ့တော့ကိုကဒီဟာ content ဖန်တီးမယ်ဆိုရင်ကိုယ့်ရဲ့အချိန်ရဲ့ပျော်ရွှင်မှုရဲ့လွတ်လပ်မှုရဲ့ပြီးရင်ကိုယ့်ရဲ့လုံတင်ပေါ့နော်ကိုယ့်ဘောမှာ weight အရန်မဖြစ်စေမဲ့ content ဖန်တီးမျိုးကိုရွေးချယ်ပါကျွန်တော်အခုတင်တန်းဖွင့်တာကတော့အဲ့အကြောင်းအရာကိုပဲအဓိကဒါထားပြီးလုပ်တာပေါ့နော်ဒီ editing မှာဆိုလဲရှုပ်ချက်ခတ်နေအောင်မလုပ်ဘူး key point လေးတွေပဲကျွန်တော်ပြောတယ်တာမနစ်ဘယ်လိုလုပ်ရမလဲဗီဒီယိုဖြတ်တောက်လေးဘယ်လိုလုပ်ရမလဲတခြားကြီးရှုပ်ချက်ခတ်နေအောင်ကျွန်တော်မတင်ပေးဘူးပေါ့နော်ဒါတွေကအရင်ကြီးမလိုဘူးပေါ့နော်ဒါဆိုကိုကဗီဒီယို editing လုပ်စားမှလုပ်တာမဟုတ်တဲ့ဖြစ်တဲ့အတွက် personal brand ကိုတိစောက်ချင်တာဖြစ်တဲ့အတွက်အဓိကကိုပြောချင်တဲ့အကြောင်းအရာဘာလုပ်နေလဲဆိုတာကိုပဲလူကိုပို့တာပေါ့နော်အဲ့ဒီ value ကိုပဲကျွန်တော်ပေးခြင်းဖြစ်တယ်ကျွန်တော်လည်းအဲ့နီလန်းနဲ့ပဲကျွန်တော်အခုဒါရှေ့ကိုထွက်လာခဲ့တာပေါ့အဲ့ဒါဖြစ်သွားပြီအဲ့တော့ခုနကရွယ်ချက်ပေါ့နော်ကိုယ့်ရဲ့ရွယ်ချက်ပေါ်မှာမူတည်ပြီးတော့ဖန်တီးတဲ့ content တွေဒီအများကြီးကွဲပြားသွားပါလိမ့်မယ်နော်အဲ့တော့ကိုကဘာရွယ်ချက်ဖန်တီးချင်တာလဲပတ်စံရရှာခြင်းပြီးတော့ဟို online ဈေးရောင်းနေတာလားမတော်ရှင် view များချင်တာလားအဲ့ဒီကနေမှကိုကဒီစီးပွားရေးဘက်ကိုသွားချင်တာလားထစရာဖြစ်ပေါ့နော်အဲ့ဒါတွေနဲ့ကျွန်တော်ရွေးချယ်ပြီးတော့မှကိုယ့်ရဲ့ဖန်တီးမှု content ဒီအမျိုးမျိုးပြောင်းလဲသွားလိမ့်မယ်ဒါကတော့ကျွန်တော်ရဲ့သင်တန်းမှာတော့အဲ့ဒီ content ပေါင်းများများစွာဟုတ်တော့ကျွန်တော်ပြောထားတယ်ပေါ့နော်အဲ့ဒါလေးနဲ့ဟိုကဖြစ်လို့ရပါတယ်ဟုတ်ကဲ့ပါအဲ့ဆိုရင်ကျွန်တော်အခုဒါမိနစ်50ကျွန်တော်ပထမဆုံးဒါ leverage လုပ်ပေးခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပြောနေကြစကားလေးလိုပဲအဲ့ဒီ Liz Brown ပြောတဲ့စကားလေးလိုပေါ့နော်ကျွန်တော်ပြောတာတော့မဟုတ်ပါဘူး Liz Brown ပြောတာပါမရဘူးတာတွေရချင်ဘာဖြစ်လဲမလုပ်ဘူးတာတွေတော့လုပ်ရမယ်ဟုတ်ပြီနော်ကျမကတော့အဲ့ဒါတွေတော့လိုချင်တယ်ဒါပေမဲ့ပြင်းနေဆိုရင်တော့အဲ့ဆိုရင်တော့မယူနဲ့တော့စောစီပြခောက်သွားလိုက်နော်တင်တန်းလည်းလာမတက်နဲ့နော်ကိုယ့်ဘာသာကိုတင်တန်းတက်မဲ့ပတ်စံစုထားတယ်ဆိုရင်လေနော်ဟိုမှာမေရီဘရောင်းဖြစ်ဖြစ်နော်ဟိုဘက်ထိုင်မဲ့သွားပြီးအမှမုံဆွဲတာစားလိုက်နော်မုံလေးပဲဝယ်စားပြီးတော့ကိုအိမ်ပြန်ပြီးအိတ်နေလိုက်တော့တင်တန်းလည်းလာမတက်နဲ့နော်ဒါကျွန်တော်ဒါပြောခြင်းဖြစ်ပါတယ်โอเคအဲ့ဆိုရင်ကျွန်တော်ခဏပါနော်9 မိနစ် break လုပ်မယ်ပြီးလို့ရှိရင်ဒီထဲမှာရှိတဲ့ညီကိုမောင်နှမတွေကျွန်တော်မသိတာတွေရှိရင်မေးလို့ရတယ်ကျွန်တော်အဲ့ဒါကိုကျွန်တော်နိုင်ဝက်သို့မဟုတ်45မိနစ်ကျွန်တော်အချိန်ပေးမယ်ပေါ့နော်စိတ်ကြိုက်မေးလို့ရတယ်ကျွန်တော်သိတဲ့ level တွေကဆိုကုန်ဖြည့်ပေးမယ်ဟုတ်ပြီနော်အဲ့တော့မပိတ်ခင်လေးကျွန်တော်ရဲ့ YouTube channel လေးကို subscribe ပေးပါဒီ Facebook လေးမှာလည်းတွားပြီးတော့ recommendation မှာစာလေးရေးပေးပါနော်စာကြိုက်တာရေးကိုရဲထက်ကရုပ်ဆိုးတယ်လို့ရေးလေရတယ်ဘာမှမဖြစ်ကိုရဲထက်ကစကားရမ်းများပဲလို့ပြောလဲရေးလေရတယ်ဘာမှမဖြစ်စာသွားရေးရင်ရပြီနော်အဲ့လိုသာရေးလိုက်နော်ဟာဟာပေးလေရတယ်စိတ်မဆိုးကျွန်တော်ဖြတ်လို့လည်းမရအောင်အဲ့ဒီဟာတွေအမားတို့ရေးအကိုတို့အမားတို့ရေးရေးတဲ့တိုင်းအဲ့မှာရှိနေမှာနော်ဟုတ်ပြီနော်အဲ့ဒါလေးသွားရေးပေးပါအဲ့ဒါဆိုလို့ရှိရင်ဒါကျွန်တော်ဒီ Zoom meeting တွေလုပ်ပေးရတာကျွန်တော်အတွက်ဒါအကျိုးရှိပါတယ်ဟုတ်ပြီနော်ကျွန်တော်အဲ့ဒါပဲတောင်းဆိုပါတယ်တခြားဘာမှမတောင်းဆိုပါဘူးငါတို့ချက်ပတ်စံလည်းမတောင်းပါဘူးဟုတ်ပြီနော်โอเคအဲ့ဒါဆိုရင်9 မိနစ်နားမယ်9 မိနစ်ငါနားပြီးပြန်လာခဲ့ပါအာမေးချင်တယ်ဆိုလို့ရှိရင်မေးပါဟုတ်ပြီနော်โอเคအဲ့ဒါဆိုရင်နားမယ်ခဏပြေးလိုက်
Hello မင်္ဂလာပါဆရာဒီမှာလေးတို့ကမိန်းကလေးချင်းဆိုတော့မင်္ဂလာရက်ကိုဒါလေးကိုပေါ်စာပေးချင်ပါဘယ်ကိဘယ်ချင်းပဲလို့ကောင်းတာလို့တာဟာထောက်တဲ့နေပါပဲရရတာလို့ပြတ်တာလို့ဖြစ်ပါဒီနေ့ပြချင်ပါဆိုပြီး
hello hello ကဲအားလုံးကြားပြီလား hello ကြားပါပြီခင်ဗျာ ကြားရပါတယ် ဟုတ်ကဲ့ ဗျာ ဟုတ်ကဲ့အဲ့ဒါဆိုရင်ကျွန်တော်တို့အခု question answer ပေါ့နော် Q&A အစီအစဉ်လေးစလိုက်ပါမယ်အဲ့တော့ Q&A အစီအစဉ်လေးမစခင်မှာဒါကျွန်တော်ရဲ့သင်တန်းလေးကိုနည်းနည်းလေးရှင်းပြခြင်းတယ်ပေါ့နော်သင်တန်းလေးကိုကျွန်တော်မိတ်ဆက်လေးလုပ်ချင်ပါတယ်အဲ့တော့ကျွန်တော်အခုသင်တန်းကတော့ဟို level 3ဆိုပြီး3ခုတော့ကျွန်တော်လုပ်ထားတယ်ပေါ့နော် level 3ကတော့ level 1ဒီအခုခုနပြောသွားတဲ့အကြောင်းအရာတွေကိုကျွန်တော်ဒါအခြေခံသင်ပေးတာပေါ့နော်ခုနပြောတဲ့ဟာလေးတွေကိုဗီဒီယိုနဲ့ကျွန်တော်ကိုယ်တိုင်ရှင်းပြတယ်ဗီဒီယိုရိုက်ပြီးတော့ group ထဲမှာတော့သင်ပေးတာပါအဲ့တော့အဲ့ဒါ level 1ပေါ့နော် level 2ကြတော့ခုနပြောတဲ့ဗီဒီယိုတွေတော့ပေါက်နေပြီเนาะဒါပေမဲ့ဝင်ငွေရှာဖို့ခက်နေတဲ့သူတွေဝင်ငွေလမ်းကြောင်းမတည့်သေးတဲ့သူတွေကိုက page တွေ follower တွေများနေ engagement တွေများနေကြည်နေဒါပေမဲ့ပတ်စံမဝင်သေးဘူးဒါမှမဟုတ်ရင်ပတ်စံရှာဖို့ပေါ့နော် business ကိုဘယ်လိုလုပ်ရမလဲဆိုတာမသိတဲ့သူတွေအတွက် level 2အနေနဲ့ကျွန်တော်ကထားတာပေါ့နော်level 3ကကြတော့1-on-1 coaching ပေါ့တူးချင်း coaching မှာကျွန်တော်ကဝိုင်းလို့ပဲပြောရမှာပေါ့နော်ကိုရီเจ้าမှာငယ်ငယ်တော့ကစတင်တယ်လို့ပေါ့ဝိုင်းလို့ပဲပြောရမှာပေါ့9ယောက်ကျွန်တော်ကလက်ခံတယ်အဲ9ယောက်ကိုကျွန်တော်ကတစ်ပတ်တစ်ချိန်ပေါ့နော် group လုပ်ပြီးတော့တွေ့ပေးတယ်တွေ့ပြီးတော့ကျွန်တော် line တွေချပေးတယ်အိစာတွေပေးတယ်ပို့စာတွေပေးတယ်ပြီးရင်သူတို့ပြန်ပြီးတော့လောက်လာတဲ့ဟာတွေကျွန်တော်စစ်တယ်စစ်ပြီးတော့ဘာတွေပြင်မလဲညာတွေပြင်မလဲပေါ့နော်အိစာပေးတယ်လုပ်တယ်အဲ့လိုမျိုး2လသင်တန်းပေါ့နော်ပေးတာဖြစ်ပါတယ်အဲ့လိုလေးအနီးကပ်ပေါ့နော်ပြီးတော့လည်းအချိန်မျိုးကျွန်တော်ရဲ့ Telegram နဲ့အများအားထိတွေ့နေဆိုတော့အဲ့ချိန်ကလွဲလို့ကျွန်တော်အချိန်မှာကျွန်တော်မေးလို့ရတယ်ပေါ့နော်ကျွန်တော်တက်နိုင်အကုန်ဆုံးအများဆုံးပြန်ဖြေပေးတယ်အဲ့ဒါလေးရှိတာပေါ့အခြေခံကတော့ကျွန်တော် group ထဲမှာထည့်ပြီးပြီဆိုရင်တော့ကိုယ့်ကိုလေ့လာgroup ထဲမှာမေးဖြေပေါ့နော်ကျွန်တော်မိတဲ့ဟာဆိုကျွန်တော်ဖြေပေးတယ်ဒါပေမဲ့ကျွန်တော်အကုန်လုံးဖြေပေးပါတယ်အကုန်လုံးကျွန်တော်တက်နိုင်တော့ဖြေပေးဘာလို့ဆိုကျွန်တော်ဒါနဲ့လုပ်နေတာဆိုတော့အဲ့ group ဟိုပါ level 1ဒီကျွန်တော်9000ကျပ်ယူတယ်အခုတစ်လကတော့9000ကျပ်ပေါ့နော်နောက်လဆိုရင်တော့ကျွန်တော်စပြီးတော့ဟိုတင်တန်းကြီးတက်တော်မှာပေါ့နော်တင်တန်းကြီးတက်တော်မယ်ဒီလ2လကျွန်တော်ထည့်ပြီးပြီနော်နောက်ထပ်ဗီဒီယိုလည်းထည့်အောင်ပါဒီလအတွင်းမှာတက်ထားလဲဆိုရင်နောက်လဆိုရင်တော့တင်တန်းကြီးပို့ပေးစရာမလိုဘူးပေါ့ပြီးတော့တက်တာမှန်ပါဖြစ်တဲ့အတွက်အများတန်းကြည့်နေလို့ရတယ်မေးလို့လည်းရတယ်ဒါကတော့အားသာချက်ပေါ့နော်နောက်တစ်ခုကျတော့ level 2ကတော့ကျွန်တော်တင်တန်းမဖွင့်သေးပါဘူးမဖွင့်သေးဘူးဘာလို့လဲဆိုတော့ကျွန်တော်အခုမှစနေသေးတာဖြစ်နေတဲ့အတွက်ဒီလူလေးကျွန်တော်အခုမှစပြီးမွေးနေခြင်းဖြစ်ပါလားနော်အတန်ထွက်နေဘယ်ကထွက်တာလဲကလာဘာထွက်တာစီလက်ဘာထွက်တာတယ်အဲ့တော့ level 2ကမဖွင့်သေးဘူးเนาะအဲ့ level 3ကတော့ကျွန်တော်တင်တန်းသားလက်ခံတယ်level 3ကတော့တင်တန်းကြီးကျွန်တော်6သိန်းကျပ်ယူပါတယ်6သိန်းကျပ်ယူပြီးတော့2လကိုချင်းပေးပါတယ်ဒါကျွန်တော်လောလောတင်တန်းလေးဖြစ်ပါတယ်စိတ်ဝင်စားတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ Telegram မှာလာပြီးတော့ @yet92 Telegram မှာလာမေးလို့ရတယ်ပေါ့နော်ကျွန်တော်နံပါတ်လေးကိုကျွန်တော်ပေးမယ် message box ပဲဖြစ်ကြတယ်လာမေးလို့ရပါတယ်ဟုတ်ကဲ့ဒါကတော့ကျွန်တော်တင်တန်းလေးကိုကြွညာဝင်တာပါဟုတ်ပြီအဲ့ဆိုရင် question answer အနေနဲ့အကုန်လုံးမှာတော့မေးလို့ရပါတယ်ခင်ဗျဟုတ်ကဲ့မိုင်လေးဖွင့်ပြီးမေးနော်မိုင်လေးတော့ဖွင့်ဘာမရှင်းတာရှိတယ်ဘာရှင်းတာလည်းရှိလဲပေါ့ မေးချင်တာလို့ရှိလို့ရတယ် ဟုတ်ကဲ့ပါမေးပါခင်ဗျ ဟုတ်ပါပြီFacebook page ကမြန်မာနိုင်ငံမှာအရင်တော့လုပ်ပြီးတာအရင်တော့ဈေးရောင်းပြတာပေါ့နော်ဒါပေမဲ့လည်းအဲ့ဈေးမရောင်းပြတာတော့ကြာပြီအဲ့လိုတခြားဗီဒီယိုတိုလေးတွေလို့ဒါလေးတော့ဆက်တော့တင်ပြပေးတာပေါ့နော်ဟိုက follower ကတော့အဲ့2000ကျော်ရှိတာဆိုတော့အဲ့ဒါလေးတော့ဆက်ပြီးတော့ဟိုသုံးပြနေတယ်အဲ့ဟာမှာဒီတခြားသူဒီ time pack ကိုရောက်တဲ့အချိန်မှာကျတော့ဟို monetization ကြတော့ရှောက်လို့ရသေးတာမဟုတ်ဘူးမြန်မာအကောင့်ကိုရတယ်ဟောမြန်မာပြည်မှာဖောက်ထားတယ်ဆိုပေမဲ့အဲ့ဒီတခုတော့ရှိတာပေါ့နော်မြန်မာပြည်မှာသုံးခဲ့တဲ့မြန်မာအကောင့်တွေကအဲ့ဒီ location တိုင်းမှာရှိနေတယ်ဆိုရင်တော့ तू ကဟိုဖြစ်မှာမဟုတ်စီမင်းစည်းကမ်းနဲ့မကိုက်တာဖြစ်တဲ့အတွက်ပေးမှာမဟုတ် uneligible ပေါ့နော်demonetize ဖြစ်နေမှာပေါ့အဲ့တော့ကိုကအဲ့ဒါကိုရှောက်ဖို့ဆိုလို့ရှိရင်တော့အရင်ဆုံးကိုအဲ့ထဲမှာနေတဲ့ admin ကအဓိကပေါ့နော် admin ဒီထိုင်းနိုင်ငံမှာနေတဲ့သူရဲ့ admin ဖြစ်ဖို့လိုတယ်မဟုတ်ဘူးဆိုရင်လည်းအဲ့ location တွေစစ်ပါစစ်ပြီးတော့အဲ့ဒီ admin ကပဲဗီဒီယိုတင်အဲ့ဒီ location တွေပဲအများတန်းထောက်နော်ပြီးလို့ရှိရင်ဘာလုပ်ရမလဲဆိုရင် live များများလွှင့်အဲ့ဒီ location တွေထောက်ပြီးများများလွှင့်ကိုဒီထိုင်းနိုင်ငံမှာနေတယ်ဆိုတာတရားဝင်ဖြစ်တဲ့အကြောင်း live လွှင့်သူကသူ AI ကနေစစ်လိမ့်မယ်နော် AI စစ်တဲ့အခါကြားလို့ရှိရင်တလားကိုသတင်းဖြစ်သွားလို့ရှိရင်သူကသူ eligible ဖြစ်သွားလိမ့်မယ်စိမ့်သွားလိမ့်မယ်နော်တကယ်လို့မြန်မာပြည်မှာဖောက်ခဲ့တဲ့ဟာဆိုရင်ပေါ့အဲ့လိုရပါတယ်နော် eligible တော့ဖြစ်တယ်ဆရာအဲ့မရှောက်ပါဘူးလောလောဆယ်ကတော့နော် monetization ကအခုမှအကောင့်နေဆိုရင်တော့မပွင့်သေးဘူးနော်
star လောက်ပဲပွ ဟု င့် တ် ပေး ကဲ့ သေးတယ်တခြားဟာတွေတော့မပွေးသေးဘူးเนาะ အော် star ရနေပြီဆိုရင်တော့ဒါ ဟုတ် ဟိုရတော့မယ်ပေါ့နော်အဲ့လိုမျိုးအနေထားတော့ပြောလို့ရတယ် ဟုတ် သို့တော်လည်း ဟုတ် ကျွန်တော်တို့ဟိုပါပေါ့နိုဝင်ဘာ ဟုတ် လောက်ကစပြီးတော့ဒီ Facebook ကအဲ့ဒီ IS ပေါ့နော် in-string ဟုတ် ADS ကိုပိတ်ထားတာပေါ့နော် ဟုတ် ပိတ်လိုက်ပြီပိတ်ပြီးတော့ content monetization ကိုသူတို့က beta ဟုတ် version အနေနဲ့အခုကထုတ်နေတာအဲ့ဒီဟာတွေလည်းကျွန်တော်တို့ ဟုတ် location တိုင်းလည်းမပေးဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ကြားမိတာတော့ကတော့ ဟုတ်ကဲ့ US မှာနေတဲ့သူတွေတော်တော်များများတော့ပွင့်နေပြီလို့တော့ကြားတယ်အဲ့ဒါကြောင့်မလို့ဗီဒီယိုတွေတင်လို့ရှိရင်တော့ကျွန်တော်တို့က US account နဲ့တင် US Facebook account နဲ့တင်ဒါကတော့ဒါပြောပေါ့နော်သူတို့ service လုပ်တဲ့သူတွေရဲ့ပြောချချက်ပေါ့နော်အဲ့ဒီအနေနဲ့ ဟုတ်ကဲ့ တင်မယ်ဆိုရင်တော့မြန်မြန်ပွင့်နိုင်တယ်တဲ့အနေအထားရှိတယ်အဲ့တစ်လောက်ကိုအနည်းဆုံး reach များများတင်အပုတ်20 30တင်တောင်းလျှောက်အဲ့ဒါဆိုလို့ရှိရင်ပွင့်နိုင်တယ်ပေါ့နော် content monetization ကအဲ့ဒါလေးတော့ရှိပါတယ်မပွင့်သေးတဲ့သူတွေကတော့ Thai location နဲ့ဆက်ကြိုးစားလို့လည်းရပါတယ်ကြိုးစားပါအဓိကကျွန်တော်ပြောချင်တာကတော့ခုနဟို follower engagement တော့များများရအောင်သာလူယူထားနော်အဲ့ဒီထဲမှာကိုကစီစနစ်တကျနဲ့ eligible ဖြစ်တဲ့စီကံလေးလိုက်မယ်ဆိုရင်တော့ဒါကျွဲကူးရေပါသလိုဆိုလိုပဲ monetization လည်းပွင့်သွားပြီဆိုရင်တော့ပတ်စံလေးရမှာပေါ့နော်ဒါဆိုရင်တော့ Facebook ကလည်းပတ်စံရမယ်ကိုယ့်ရဲ့စီးပွားရေးကလည်းပတ်စံရမယ်ဆိုရင်ဒါကိုယ့်အတွက် okay ပဲနော်okay နောက်တစ်ယောက်မေးလို့ရပါ Hello ဆရာဆရာဟုတ်ကြလေခုနကဆရာပြောတာFacebook monetization ပွင့်ဖို့ဆိုတာ live လွှင့်ဖို့လို့ဆိုအကယ် live မလွှင့်ရင်ရောရနိုင်လားပေါ့ပြီးတော့နောက်တစ်ခုက YouTube အနေနဲ့ရော YouTube ရဲ့ဟိုစားဘယ်လိုသွားတာလဲပေါ့နော်အဲ့ဒါလေးသိချင်တော့ပါဗျာ live လွှင့်နေဆိုတာကတော့ဒါကျွန်တော်တို့ကလုံးလို့ရတဲ့နီးလန်းနေပေါ့နော်ကိုကဒီပေါ်မှာလူတကယ်ပေါ့နော်ကိုတကယ်ရှိနေတယ် Facebook ကိုကဒါသူသိနိုင်မဲ့ဟာတွေကိုကိုကချပြနေခြင်းဖြစ်တယ်ပေါ့နော်တကယ်လို့မလွှင့်နိုင်အောင်ဆိုလို့ရှိရင်လည်းရတယ်ပေါ့နော်တိုးတော်လဲတက်နိုင်တယ်လို့ကိုကမျက်နှာပြပြီးတော့တကယ်ကိုကဒီ real person ပါလူစစ်ပါတယ်ဆိုတဲ့အကြောင်းကို Facebook ပေါ်မှာပဲကိုကချပြဖို့လိုတယ်ပြီးရင်တကယ် engagement တွေကောင်းလားမကောင်းလားပေါ့နော်ပရိသတ်တွေနဲ့ထိတွေ့ရှိလားဒီဟာဒီ scam လုပ်နေတာလားလိမ်နေတာလားဆိုတာကိုက real ဖြစ်ကြောင်းတော့တက်တည်ပြဖို့လိုတာပေါ့AI ကသူ့ဟာသူစစ်နေလိမ့်မယ်သူ့ဟာသူစစ်လိမ့်မယ်နော်ကိုဘက်ကလုံးဆရာရှိတာတော့ကိုကမှန်ကန်မှုရှိကြောင်းတော့မရတဲ့နေနဲ့လောက်ရမှာပဲဒါကကျွန်တော်လုပ်နိုင်တဲ့နေတိုင်းအဲ့ထက်ဘာမှ Facebook ဟဲ့ရောက်ဇူကာပဲမင်းငါ့ကိုဖွင့်ပေးဆိုသွားပြောလို့လည်းမရအောင်ဆိုတော့ကိုလုပ်လို့ရတဲ့နီလန်ဒါကိုလုပ်ရတာပဲဟုတ်ပြီနော်အဲ့တော့ဒါဒီနီလန်တစ်ခုပဲရမယ်မရမယ်ဆိုတော့ကျွန်တော်လည်းအတိအကျမပြောနိုင်ဘူးတိုးတော်လည်းလုံးနိုင်တာမှန်တယ်များကိုလုံးရမှာပဲဟုတ်ပြီနော်အဲ့တော့မေကွန်နံပါတ်1ကအဲ့ဒါပဲမေကွန်2ကတော့ YouTube မှာဘယ်လိုသွားလဲဆိုတာအတိအကျလေးမေးပါဘာအောင်မေးချင်တာ YouTube ကYouTube ကဟိုစားသူတို့ monetization ကကြာဘယ်လိုအလုပ်လုပ်တာလဲပေါ့နော်ဘယ်လိုမျိုး YouTube monetization က YouTube monetization ကကြတော့ तू ကဟိုပါပေါ့ partnership program လို့ခေါ်ရလားမသိဘူးအဲ့ဒါကျွန်တော်လည်းမပွင့်သေးဘူးเนาะကျွန်တော်တစ်ခုပဲပွင့်သေးတယ်နောက်တစ်ခုမပွင့်သေးဘူးစင်ကာပူ location ရှိတယ် Thai location ရှိတယ်အခု service ပေးတဲ့သူတွေအဲ့ location နှစ်ခုကိုထောက်တယ်ပေါ့နော်အဲ့တော့ Thai မှာနေတဲ့သူဆိုလို့ရှိရင် service အမှန်ဆိုရင်တော့9%ပေးရတယ်စင်ကာပူဆိုရင်တော့15%ပေးရတယ်ဟုတ်ပြီနော်အဲ့တော့ YouTube မှာပေါက်ဖို့ဆိုလို့ရှိရင်တော့တပုတ်ကောင်းပေါက်ဖို့တော့လိုတယ် YouTube မှာတပုတ်ကောင်းပေါက်ဖို့လိုတယ်အဲ့တပုတ်ပေါက်ပြီဆိုရင်တော့ YouTube က follower တွေတက်တာများတယ်ဗောနော် subscriber တွေအဲ့လိုမပေါက်ဘူးဆိုရင်တော့ကျွန်တော်လိုပဲဖြစ်နေလိမ့်မယ်ကျွန်တော်အခုဆိုရင် YouTube မှာဆိုရင် e-lay ဆွဲနေတာဗောနော်မပေါက်ဘူးဖြစ်နေဒါပေမဲ့ Facebook မှာလည်းဒီဗီဒီယိုပဲ TikTok မှာဒီဗီဒီယို YouTube မှာဒီဗီဒီယိုတပုံစံနဲ့တင်တာကို YouTube မှာမပေါက်ဘူးဖြစ်နေအဲ့တော့ကျွန်တော်ရဲ့ပရိသတ်တွေဒီ TikTok နဲ့ Facebook မှာပဲရှိတယ် YouTube မှာမရှိသေးဘူးဟုတ်ပြီနော်ဒါကျွန်တော် channel 3ခုလို့တင်တာလည်းဖြစ်နိုင်တယ်ဗောနော်အကွဲ channel 3ခုပဲ YouTube မှာတစ်ခုတည်းသွားတင်ရင်တော့အဲ့လာကြည့်ရင်လည်းကြည့်ကြမှာပေါ့ဗျာတကယ်လို့ကြိုက်တယ်ဆိုရင်တော့ဒါကတော့ကျွန်တော်မပြောတတ်ဘူးတိုးတော်လည်း platform 3ခုရှိနေမှာတော့3ခုလုံးတင်ရမှာပေါ့ဟုတ်တယ်မလားဆိုတော့ဟုတ်ပြီ YouTube ကိုကျွန်တော်ပြန်ပြောမယ် YouTube မှာကပေါက်ဖို့อ่ะဗောနော်အဓိကတော့ဟို short video ဗောနော်တူတူနဲ့မိမိတွေလောက်ရမယ်ပြီးရင်တန်မနေဗောနော်ထူးထူးခြားခြားဖြစ်ရမယ်အဲ့လိုဟာမျိုးလေးတွေကြိုက်တယ်ဗောနော် YouTube ကပြီးလို့ရှိရင်ကျွန်တော်တို့ကအဲ့ဒီသူတို့ဘက်မှာလောက်တဲ့သူကကြတော့ SOC လားမသိဘူးအဲ့ဒီ system နဲ့သူကသွားတာဗောနော်သူ search engine နဲ့သူကသွားတာဗောနော် TikTok လို့ Facebook လို့ဒီတိုင်းပေါ်နေတာပေါ်အောင်ထောက်နေကြည့်ရတာမျိုးမဟုတ်ဘဲနဲ့ search engine နဲ့သွားတာ search engine ဆိုတာရှာဖွေတဲ့ခလုတ်တွေနှိပ်ပြီးသွားတာဗောနော်ကျွန်တော် YouTube လို့သွားပြီဆိုရင်ကျွန်တော်တခုပေါ့နော်ပထမဆုံးကင်မရာဘယ်လိုသုံးအောင်လဲဆိုရင် how to use camera ဗောနော်အဲ့လိုမျိုး keyword နဲ့ကျွန်တော်တို့ရှာရတာအဲ့တော့ keyword နဲ့အလုပ်လုပ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့တင်လိုက်တဲ့ video တိုင်းတွေဒီ keyword တွေထည့်ရတယ်အဲ့ keyword တွေကိုကောင်းကောင်းထည့်တတ်ဖို့လိုတယ်အဲ့ဒါဆိုလို့ရှိရင်တော့လူတွေရှာတဲ့အချိန်မှာပိုပြီးမြန်မြန်တွေ့တာဗောနော်မြန်မာပြည်ကဆိုမြန်မာပြည်ကနိုင်ငံခြားဆိုနိုင်ငံခြားအဲ့လို keyword နဲ့ပဲရှာရတာအဲ့တော့ keyword နဲ့သွားတဲ့စနစ်ဖြစ်တယ်ဟုတ်ပြီအဲ့ဒီအနေမှာပေါက်သွားပြီပေါ့ဗျာ video တစ်ပုတ်ပေါက်သွားပြီဆိုရင်တော့သူက subscriber 1000ပြီးလို့ရှိရင်watch hour 4000မိနစ်4000ပေါ့နော်မိနစ်4000ပြည့်ပြီဆိုလို့ရှိရင်သူက
apply လုပ်လို့ရတယ် apply လုပ်ကိုနှိပ်တော့မယ်ဆိုရင်တော့ကိုယ့်ရဲ့ Facebook ဒီ about YouTube ဒီထိုင်းနိုင်ငံသို့မဟုတ်စင်ကာပူအဲ့ location မှာတော့ထားဖို့လိုတယ်အဲ့ဒီဟာကိုပြောင်းထားဖို့လိုတယ်အဲ့ဒီဟာစစ်ပြီးပြီဆိုမှကိုက service သမားကိုသွားပေးရတာ service သမားကျွန်တော် apply လုပ်လို့ရပြီအဲ့ဒါလေးအပ်တော့မယ်ဆိုမှနောက်ပိုင်းကထိုင်းဆိုထိုင်း location တွေမှာကျွန်တော်တောက်လျှောက်သွားရတော့တာအဲ့ဒီမတိုင်ခင်တော့မြန်မာပြည်မှာပဲတောက်လျှောက်တင်နေဘာမှမဖြစ်ဘူးเนาะမြန်မာ location နဲ့တင်လို့ရတယ်တိုးတော်လဲ setting ထဲမှာတော့ထိုင်းဆိုထိုင်းစင်ကာပူဆိုထားရတယ်ကိုလုတ်ချင်တဲ့အရာပေါ့เนาะအမေရိကရှိတယ်အမေရိကပေါ့ဗျာတဘောကဘန်ချိတ်မှာပြောချင်တာเนาะကိုချိတ်ချင်တဲ့ဘန်ရှိတဲ့အကောင့်နိုင်ငံကိုတော့ထားပါเนาะအဲ့တော့အဲ့ monetization အဲ့ဒါပဲအဲ့ဒါဆိုလို့ရှိရင် service သမားသူ့ဘာသူအမှသူတို့မှာဟိုဟာရှိတယ် function တွေအများကြီးရှိတယ်IDO တစ်ကောင်နဲ့ထားချင်တာလား IDO share account ထားချင်တာလားသူကကြတော့ Google AdSense လို့ခေါ်တဲ့ account ထည့်ရတာအဲ့ဒီ Google AdSense ထဲမှာမှဘန်ထည့်ရတာအဲ့လိုချိန်ထားတာအဲ့ Google AdSense မှာဆိုရင်အဲ့ Google AdSense မှာထည့်ထားတဲ့ဘန်က2ယောက်3ယောက်4ယောက်အဲ့လိုလည်းရှိတယ်ပေါ့နော်တချို့ကလည်း1ယောက်တည်းရှိတယ်အဲ့ဒီပုံမှာတော့ဈေးနှုန်းလေးတော့ကွဲသွားမှာပေါ့နော်ဒါကတော့စားပေသမားကိုပဲသွားမိပါကျွန်တော်ကတော့အတိအကျမပြောတတ်ပါဘူးအဲ့တော့မေးချင်တာအဲ့ဒါပဲထင်ပါတယ် ဟုတ်ကဲ့ကျေးဇူးပါဆရာ ဟုတ်ကဲ့ကဲနောက်တစ်ယောက် Hello ကျွန်တော်နည်းနည်းမေးချင်လို့ โอเคပါညီမေးပါ ကျွန်တော်အခုမှစမယ်ဆိုလေ YouTube ကနေစသွားတက်လာဒါမှမဟုတ် Facebook ကနေစသွားတက်လာတခုခုသွားမယ်ဆိုရင်လေ ဟုတ်ပြီစတဲ့နာကတော့တပြိုင်တည်းသာစเนาะအကုန်လုံးစဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဒီ Facebook တို့ YouTube တို့ TikTok တို့ဆိုတာကလူတိုင်းသုံးနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဗီဒီယိုဒီတနေရာမဟုတ်တနေရာတော့ကျွန်တော်တို့မှာဟလာ3နေရာရှိရဗျာเนาะမဲ3မဲရှိရပါတော့အဲ့မဲ3မဲထဲမှာကျွန်တော်နေ့တိုင်းအဲ့မဲကိုထိုးနေမှရမှာနေ့တိုင်းထိုးရမယ် TikTok မှာထိုးเนาะ YouTube မှာလည်းထိုး Facebook မှာလည်းထိုးနေ့တိုင်းမဲထိုးနေမှာကြိုက်တဲ့ platform မှာတပုတ်ပေါက်ခင်ဗျားအတွက်เนาะကိုညီကိုတွေအတွက်ဒါမဲပေါက်သွားပြီဆိုရင်ဒါပေါက်တာပဲပေါက်တဲ့ခါကျရင် follower engagement များလာမယ်အဲ့ခါကျရင်ဒါဆက်သွားလို့အဆင်ပြေတယ်အဲ့တော့ဘယ်ကစတာလဲဆိုတာတဲ့ကိုဘာရင်ပြောရမလဲဆိုတော့ပုံမေးရင်တော့မှန်လိမ့်မယ်เนาะကျွန်တော်ဘာအကြောင်းအရာပြောရမလဲကျွန်တော်ဘာဝါသနာပါတာလဲအဲ့တော့ဘယ်လို value ပေးရမလဲဆိုတော့မေးခွန်းအရင်စဉ်းစားတဲ့တယ်ဗီဒီယိုလုပ်ပြီးတင်တော့ platform 3ခုတစ်ပြိုင်တည်းသာတင်เนาะဘာမှစဉ်းစားမနေနဲ့လှည့်ကြည့်မနေနဲ့ဒီနေ့ နောက် ဗီဒီယိုတစ်ပုတ်တစ်ပုတ် လေ သုံး ကျွန်တော်တို့နောက်တစ်ခုကဒီကျွန်တော်တို့ YouTube မှာတည်တဲ့ဘောက Facebook မှာလာတည်ကျွန်တော်တို့ copy မိနိုင်လားကျွန် မ တော် မီ တို့ ဘူးလေကိုက original လောက်ထားမမီဘူးလေဘာဆိုင်လို့လဲ ဟုတ် မိကြအကြောင်းမရှိ ဒီ ဘူး ကလည်းလည်းများနောက်တစ်ခုတတ်မေးချင်လို့လေဥပမာကျွန်တော်အခုက time မှာဖိတ်ဖောက်နေပြမြန်မာပြည်ပြန်ရောက်လေအဲ့ဒါ location ကမြန်မာဖြစ်လာ မဖြစ်ဘူးလေညီလေးဟိုဟာကိုဆိုရင်အခုမြန်မာပြည်မှာနေတာပဲကွာထိုင်းကလူကိုပေးတာပဲလေပေးပြီးတော့ကိုမြန်မာပြည်မှာပြန်လောက်တာပဲလေအခုဆိုရင်ကို live stream အောင်လွှင့်နေကွာအဲ့တော့ဘာလဲဆို VPN သုံးတယ်လေမြန်မာပြည်ရောက်ရင် VPN သုံးပေါ့ မြန်မာဖုန်းတော့ဗါနဲ့အဲ့ဒီ Facebook ကပြန်ချိန်တော့အဲ့လို location က time ဖြစ်တယ်လားအဲ့ဒါကျွန်တော်နည်းနည်း မဟုတ်ဘူးအဲ့တော့ထိုင်းမှာသုံးခဲ့တဲ့ Facebook account ကိုပဲမြန်မာပြည်မှာဆက်သုံးပေါ့ ဟုတ် အဲ့ဒီ အဲ့ဒါ account ပဲ ရဲ့ ဒါပေမဲ့ location ကထိုင်းဖြစ်နေပြီသားကွာအဲ့ဒီဟာကိုကနောက်တစ်ကောင်အစားထိုးမသုံးနဲ့လေသဘောကထိုင်းမှာရပြီးသား Facebook account ဆိုရင်အဲ့ account ကိုပဲမြန်မာပြည်မှာဆက်သုံးအဲ့တော့အဲ့ account ကထိုင်း account ဖြစ်တဲ့အတွက်ကိုယ့်ရဲ့ VPN ကိုလည်းထိုင်းမှာခံပေါ့နော်ထိုင်းခံပြီးသုံးပေါ့နားလေလား ကျွန်တော်ရပြန်တော့လေအဲ့ဒီသူ Facebook ကလေဥပမာဖုန်းနံပါတ် update ခိုင်းလေမြန်မာဖုန်းနံပါတ်သူထက်ခဲ့လေဥပမာကျွန်တော်အဲ့ဒီမြန်မာဖုန်းနံပါတ်ထည့်လိုက်လေအဲ့ဒါ location ပြောင်းလာတယ် နားမလဲဘူးညီပြပါခဏ အခုကျွန်တော် time ဖုန်းနံပါတ်နဲ့တောင်းရဟုတ်လားဆရာ အဲ့ဟုတ်ပြီ တကယ်လို့ကျွန်တော်မြန်မာပြည်ပြန်ရောက်လေသူက Facebook ကနေဒီဖုန်းနံပါတ်မြန်မာပြည်ဖုန်းနံပါတ်သူပြတ်တောင်းခဲ့တယ်လေသူထည့်ပေးတယ်လေ update ခိုင်းတာ မဟုတ်ဘူးလေညီလေးကိုပြောရမယ် Facebook page ဆိုတာကသူကပြောရမယ်ဆိုလို့ရှိရင်ဟိုပါပေါ့စွန်လွတ်တယ်လို့ပဲကွာသိရမလားစွန်လွတ်တယ်လို့ပဲ page ကစွန်လို့ထားလိုက်ရစ်ပြီးကညီလေးရဲ့ account လို့ထားလိုက်နော်စွန်လွတ်ရင်သိရမလားညီလေးအဲ့စွန်ကိုထိန်းဖို့ဆိုလို့ရှိရင်ရစ်ပြီးနဲ့ထိန်းရတာဟုတ်တယ်မလားအဲ့တော့ရစ်ပြီးဒီနော် account ဆိုလို့ရှိရင်အဲ့ဒီ account ကညီလေးကနောက်ထပ်ရစ်ပြီးတစ်လုံးချိန်လို့ရတယ်ပေါ့နော်ဒီကြိုးကိုဖြတ်လိုက်ဖြတ်ပြီးတော့နောက်ထပ်ရစ်ပြီးတစ်လုံးနဲ့ချိန်လို့ရတယ်အဲ့ဒါဒီ admin သွားခန့်ခြင်းဖြစ်တယ်နော်နည်းနည်းပို့ရှုပ်သွားလားဥပမာပေးမှာပြောချင်တာကညီလေးရဲ့ Facebook ထဲမှာရှိတဲ့ admin ကနော်အခုပြောတဲ့ဖုန်းနံပါတ်နဲ့ဖောက်ထားတဲ့ account မှာမဟုတ်နောက်ထပ်တစ်ယောက်နှစ်ယောက်ထပ်ထည့်ထားလို့ရသေးတယ်အဲ့ဒီ account နဲ့ဒီဖုန်းနံပါတ်ကနော် mail ကနေဖောက်တာ email နဲ့ဖောက်ထားလို့ရတယ် email နဲ့ဖောက်ထားတယ်ထိုင်းနိုင်ငံမှာဖောက်ထားတယ်ထိုင်းနိုင်ငံ account နဲ့ဖောက်ထားတယ်ရတယ်အဲ့ဒီ email တွေမှာကိုက
admin ပေါ့နော်အဲ့ဒီ Facebook account နဲ့အဲ့ဒီခုန page ထဲမှာ admin သွားဝင်နေလိုက်မြန်မာပြည်ရောက်လို့ရှိရင်တော့ခုနဖုန်းနံပါတ်နဲ့ account တော့မသုံးရင်မသုံးနဲ့ပေါ့နောက်ထပ်ဒီ email နဲ့သုံးတဲ့ Facebook account နဲ့အလွတ်ကြီးပေါ့ကွာအဲ့ဒီအဟာတွေနဲ့သုံးလို့ရတာပဲပြောချင်တာadmin ကတယောက်တည်းနေလို့ရမှာ admin တွေက4-5ယောက်နေလို့ရတယ်အဲ့4-5ယောက်စလုံးကထိုင်း account ဖြစ်နေပြီးရောဖုန်းနံပါတ်ဖောက် email နံပါတ်ဖောက်ကြိုက်တာနဲ့ဖောက်ဟုတ်လားနားလဲလား ဟုတ်နော်ဟုတ် အခုမှဆိုလို့ရှိရင်ကွာအခုဆိုရင် account 2 account ရှိတယ်ပေါ့နော်အကုန်လုံးကထိုင်းနိုင်ငံဖောက်တဲ့ account တွေကြီးပဲဒါပေမဲ့ကိုကမြန်မာပြည်မှာနေတာမြန်မာပြည်မှာနေတဲ့ဖြစ်တဲ့အဲ့ဒီ account ကိုသုံးရတယ်နော်အဲ့ဒီ account တွေဒီထိုင်းနိုင်ငံမှာရှိတဲ့အတိရဲ့ဖုန်းနံပါတ်နဲ့ဖောက်တာတခါလေ account ချိန်တဲ့အခါဆိုရင်တော့နည်းနည်းကုတ်တောင်းတာတော့ဘာလို့ရှိရကွာအဲ့ကုတ်ကိုတော့အဲ့ဒီထိုင်းနိုင်ငံမှာနေတဲ့သူကိုတော့ကိုမေးရတာပေါ့နော်မေးပြီးတော့တောင်းထားလိုက်အဲ့ဆိုရင်ရတယ်ဟုတ်လားဘာမှဖောက်မြန်မာပြည်ကဖုန်းနံပါတ်တွေနဲ့ဆက်မဖောက်နဲ့လေအဲ့ဒါမလုပ်ဘူးလေအဲ့လိုမလုပ်เสียလုပ်လို့မရအောင်ထိုင်းနိုင်ငံမှာဖောက်ပြီးသားအကောင့်ကိုပဲဆက်ပြီးမြန်မာပြည်မှာဆက်တော့နော် location ပြောင်းမှာကြောက်ရင် VPN ကိုခံတာမြန်မာပြည်ရောက်ရင်တော့ VPN ခံသုံးမှရတာဘာမှဒီကအလွတ်သုံးလို့မရဘူး VPN ခံကိုခံရတယ်အဲ့ဒီအချိန်မှာကိုက free VPN ဝယ်မသုံးနဲ့ပတ်စံပေးသုံးလို့ရတဲ့ VPN သုံးထိုင်း location ဆိုရင်ထိုင်း location ကိုထောက်ထားပြီးတော့ VPN ဖွင့်ပြီးသုံးဟုတ်ပြီနော်အဲ့လိုပဲကိုတို့ဖြည့်ရှင်းရတာဟုတ်okay ကျေးဇူးပါ okay ပါအဲ့ဒါနောက်တစ်ယောက်မေးပါဟုတ်ဆရာမေးလို့ရလားဟုတ်ဟုတ်ကဲ့ပါခင်ဗျဆရာခုနကဆရာလည်းမြန်မာပြည်မှာပဲနေတာဆိုတော့လေဟိုလေးမေးချင်တာဆရာ Facebook က history add ကအခုနောက်ပိုင်းကမပေးတော့တာလားသူပိတ်သွားတာလားတော့မဟုတ် page ကမြန်မာပြည်မှာဖြစ်နေလို့ပိတ်သွားတာလားမသိနေလို့လေဆရာဟုတ်ကဲ့အားရှင်းပြပါမယ်ဟုတ်ကဲ့monetization တွေကျွန်တော်တို့2024เนาะနိုဝင်ဘာလအထိက in-stream ADS ဆိုပြီးတော့ပေးတယ်ဗောနော် startup တွေ bonus တို့ re တို့အားလုံးပေးပါတယ်အဲ့ဒီနိုဝင်ဘာပြီးတဲ့အချိန်မှာသူတို့အဲ့ဒီ tools တွေကိုကျွန်တော်တို့ပိတ်လိုက်တာရက်လိုက်တာဗောနော် sign ရက်ဆိုင်လိုက်တာဖြစ်ပါတယ်မြန်မာပြည်မှာလည်းမဟုတ်ဘူးကြိုက်တဲ့နိုင်ငံတော့အဲ့ဒီဟာတွေမရပါဘူးเนาะတရားဝင်ပိတ်လိုက်တာကြော်ညာတယ်ပိတ်ပြီးတော့မှသူတို့က content monetization ဆိုတဲ့ tools တစ်ခုကိုသူတို့ကအသစ်ထုတ်လိုက်တာအဲ့အသစ်ဒီခုနကတော့အရင်တော့ရခဲ့တဲ့3ခုအဲ့အသစ်ထဲကိုရောက်သွားတာနားလေလားတခုတည်းနဲ့သူတို့က3ခုပေါင်းလိုက်တာအဲ့ function ကိုသူတို့ကအခုမှစမ်းသပ်နေတာစမ်းသပ်ပြီးတော့ပေးနေတာဗောနော်ပေးတဲ့ခါကျတော့ကျွန်တော်အကောင့်လည်းအရင်တော့ in-stream ADS ကော bonus ကော re ရောအကုန်လုံးရပြီးသားဗောနော်အဲ့တော့ကျွန်တော်ပြန်သုံးတဲ့အချိန်ကျကျွန်တော်ပြန်သုံးတာလည်းအခု17လပိုင်းမှာပြန်သုံးတာဗောနော်သုံးတဲ့ခါကျတော့ကျွန်တော်ကရပြီးသား3ခုစလုံးဆိုတော့ automatic သူကဝုန်းဝန်းနဲ့ပေါ်လာပြီးတော့ဝင်သွားတယ်အမှန်တကယ်ဆိုလို့ရှိရင်အဲ့လို3ခုလုံးမရဘူးဆိုလို့ရှိရင်အဲ့ဒီကောင်တွေပေါ်ဖို့နည်းနည်းခင်းနေဗောနော်အဲ့တော့အားကြောင့်အခုမပွင့်သေးတဲ့သူတွေတော်တော်များများ star တစ်ခုပဲပွင့်တာများတယ်အဲ့တော့ real နော် in-stream area ကော bonus ကောအားလုံးပွင့်နေတယ်ဆိုရင်တော့ကိုယ့်ရဲ့ video တွေဒီဘာဖြစ်လဲ read တွေများများတင်ရမယ် engagement တွေကောင်းအောင်လုပ်ရမယ်အမေးဖြေတွေကဏ္ဍတွေ comment တွေအများကြီးဖြစ်အောင်ကိုယ်ကဖန်တီးရမယ်အဲ့လိုမျိုးဟာတွေလုံးမှကျွန်တော်တို့အဲ့3ခုစလုံးတစ်ပြိုင်တည်းသူ line နဲ့ဝင်သွားပြီဆိုမှအဲ့ဒီ content monetization ဆိုတဲ့ function ကအလုပ်လုပ်မှာပေါ့နော်အဲ့ဒီ function ပေါ်လာဖို့ဆိုရင်အဲ့3ခုကိုအရင်ဆုံးပြည့်အောင်ကျွန်တော်တို့ကအရှိတော့ကြိုးစားခဲ့တယ်တော့ကြိုးစားရမယ်ဒါကျွန်တော်လုပ်လို့ရတဲ့အပိုင်းခုနပြောသလိုမြန်မာပြည်မှာမဟုတ်ဘူးနိုင်ငံခြားမှာမဟုတ်ဘူးเนาะသူကသူပိတ်ထားတာဟုတ်ပြီเนาะဒါပေမဲ့အဲ့ဒီ content monetization ကိုပွင့်စေတဲ့ခုနကကျွန်တော်ကြားမိတဲ့ဟာကတော့ US location ဆိုရင်တော့ပွင့်တယ်လို့တော့ကျွန်တော်ကြားမိတယ်ဒါကလည်းဟုတ်ချင်ပါလဲဟုတ်မှာဒါကတော့ rumors ပေါ့နော်rumors ဖြစ်ပါတယ်အဓိကလုပ်တဲ့အချိန်ကတော့ကိုတင်စရာရှိတဲ့အကြောင်းအရာကိုဆက်တင်မယ်သွားမယ်လမ်းကြောင်းဆက်သွားနေဖို့ပဲကျွန်တော်ကတော့ပြောချင်ပါတယ်ဟောနားလည်လားမအတန်ပြောက်သွားဟယ်လိုပျောက်သွားဘယ်ရောက်သွားအတန်မကြားတော့လိုင်းကြဟုတ်ပါကဲတခြားသူတွေကြားလား connection unstable ဖြစ်ဟုတ်ကဲ့ကြားပါတယ်ကြားပြီလားဟုတ်ကဲ့ကြားပါတယ်ဟုတ်ကဲ့နည်းနည်းလေးဟိုဖြစ်သွား silent လေးဖြစ်သွားလို့အဲ့ဆိုရင်ဆက်မေးပါနော်ဘာမေးချင်သေးတယ်မေးပါဟာလေဆရာ content တွေပြောတဲ့ခါကျလို့ရှိရင်
ယောက်ပဲပြောတယောက်ပဲဘယ်သူပြောပါလဲ ဟုတ်ပါလေအဲ့ဆိုဆရာဟိုလား content တွေပြောတဲ့ခါကြလို့ရှိရင်လေဆရာဟိုတခါတည်းအဲ့လိုမျိုးစုလာပြီးတော့အဲ့လိုပြောတာလားဒါမှမဟုတ်ကြည့်ပြီးပြောတာလားပေါ့နော်ဆရာပြောတာတွေကိုနည်းနည်းသဘောကျလို့အဲ့လိုမထက်လည်းမထက်ဘူးပြောရတာတွေကလည်းအချက်နဲ့အဲ့လိုဖြစ်တော့လေ ဟုတ်ကဲ့ဟိုဟာရှိတယ်လေကျွန်တော်တို့ CapCut မှာသိလား CapCut သုံးဘူးလား CapCut software ဟုတ်သုံးဘူးလေဆရာ အဲ့ CapCut မှာကျွန်တော်တို့ teleprompter ဆိုတာရှိတယ်ပေါ့နော်အဲ့ function လေးရှိတယ်အဲ့ CapCut ထဲဝင်ပြီးတော့အဲ့ teleprompter လေးမှာနှိပ်လိုက်လို့ရှိရင်အဲ့ထဲမှာကိုပြောချင်တဲ့စကားလုံးတွေစာတန်းတွေထိုးလို့ရတယ်နော်အဲ့ဒီမှာကိုကပြောတဲ့အချိန်မှာထောင်ပြီးတော့အဲ့ဒီ CapCut ထဲမှာစာတန်းပေါ်လာတယ်ကိုကကြည့်ဖတ်လို့ရတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကိုကပို့ပြီးတော့ဒါပြည့်ပြစ်တာပေါ့နော်မမားဘူးပေါ့အဲ့နည်းနဲ့ကျွန်တော်တို့သုံးလို့ရပါတယ်ဟုတ် script ကတော့ကျွန်တော်ရေးရပါတယ်နော်မရေးဘဲနဲ့ကျွန်တော်ပြောလို့မရပါဘူး script ရေးပြီးတော့မှပြောရတာဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ဖုန်းသမားဆိုရင်ဖုန်းထဲမှာအဲ့ဒီ CapCut software ကိုဖွင့်လိုက်ဖွင့်ပြီးအဲ့ထဲမှာဟိုပါပေါ့အဲ့ဒီကိုပြောချင်တဲ့အကြောင်းအရာစာတန်းတွေရေးပေါ့နော်ရေးပြီးအဲ့ဒါကိုအချိန်တစ်ခုသတ်မှတ်ပြီးတော့ကိုက3မိနစ်ပြောမှလား2မိနစ်ပြောမှလားစာသားအနည်းပြားပေါ်မှာမူတည်ပြီးတော့ချိန်ရတာပေါ့နော်ချိန်ပြီးတော့မှပြောလို့ရှိရင် smooth ဖြစ်တယ်ပေါ့ဒါကတော့အမြန်ဆုံးဖြည့်ရှင်းတဲ့နည်းပေါ့နော်အကောင်းဆုံးကတော့ကိုကဒီလိုမျိုး point လေးတွေပဲထုတ်ပေါ့နော်ကျွန်တော်အခုဒါရှင်းပြနေသလိုပဲဒီစာအုပ်မှာ point လေးတွေထုတ်ပေါ့နော်အဲ့ point လေးတွေထုတ်ပြီးတော့ကိုယ်စိတ်ထဲမှာခေါင်းထဲမှာရှိတယ်ဆိုလို့ရှိရင်ဖြန့်ပြောလိုက်ဒါပေမဲ့ကိုကတိုင်မင်နဲ့သွားခြင်းနဲ့တိကျခြင်းနဲ့ဆိုရင်တော့ခုနဒီ CapCut လို့ software မျိုးရှိတယ်အဲ့ဒီ teleprompter လေးကိုသုံးပြီးတော့ကျွန်တော်တို့ကကင်မရာရှေ့မှာထောင်ပြီးတော့ကြည့်ပြောရင်အဲ့ဒါရပါတယ်ဟုတ်ပြီနော်အဲ့ကျွန်တော်လည်းအဲ့ဒါသုံးပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ဒီတက်နိုင်လောက်ပြပြနဲ့အချိန်ကုန်လည်းတက်တာတယ်အများကြီး editing လည်းကျွန်တော်ဖြတ်စရာမလိုဘူးเนาะအဲ့ဒါလေးသုံးရပါမယ်နော် teleprompter ဆိုပြီးရှာကြည့်လိုက်နော် teleprompter လို့ခေါ်တယ်ဟုတ်ကျေးဇူးပါဆရာဟုတ်ကဲ့ကဲအဲ့ဆိုရင်တော့ဘယ်သူတွေမေးအောင်လဲခင်ဗျမေးပါဒါကျွန်တော်ဖြေပေးလို့ရမှာပေါ့နော်ဖြေပေးပြီးတော့မှမသိတဲ့တခြားသူတွေလည်းဒါသိမှာပေါ့နော်ဟုတ် USD ကကျွန်တော်မေးခွန်းတော့မဖြစ်ပါဘူးမေးခွန်းတော့အခြားတော့မဟုတ်ပါဘူးဟုတ်ကဲ့ဒီရက်တဲ့အနေနဲ့လေရန်ကုန်မှာလည်းဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါတွေကျွန်တော်ကတတိချာချာလေးတင်လန်းတက်ချင်တယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးအဲ့ဒီ information လေးသိချင်ပါတယ်ကျွန်တော် Facebook မှာရှာလို့ရတာအဲ့ဒါကြီးသိချင်ပါတယ်ဘယ်ဟာကိုလဲဘယ်ဟာကိုသိချင်တာလဲအခုပြောခဲ့တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးကျွန်တော်တင်တန်းလေးတက်ချင်တာပါလားတင်တန်းဟုတ်ကဲ့တင်တန်းကကျွန်တော်အခုပေါ့ကျွန်တော် page ရှိတယ်လေ we talk ပိုင်းရဲထက်ဆိုတဲ့ page ရှိတယ်ပြီးနောက်ရဲထက်ဆိုတဲ့ page လည်းရှိပါတယ်အဲ့ page ကိုမှကြိုက်တဲ့ page ကနေလာမေးလို့ရတယ်ဒါပေမဲ့အခုဒီ group ထဲရောက်နေပြီဆိုတော့ကျွန်တော်တို့ဒါ Telegram ကနေလာ join တယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်Telegram ကနေလာမေးလဲရတယ်တင်တန်းကတော့ကျွန်တော်ခုနကတော့ပြောသွားခဲ့တယ်ပေါ့နော်တင်တန်းမှာ level 3ခုရှိပါတယ် level 1ဒီအခြေခံဖြစ်တယ်အခြေခံကိုကျွန်တော်9000ကျပ်နဲ့ကျွန်တော်တင်ပေးတယ်level 3ကတော့ wine ပေါ့နော် wine သဘောမျိုးနဲ့ကျွန်တော်ကတယောက်ချင်းစီတင်ပေးတာပါလူ9ယောက်အများဆုံးလက်ခံတယ်အဲ့ဒီခါကတော့6သိန်းကျပ်ပေါ့နော်အဲ့ဒါကတော့2လကျွန်တော်နဲ့ထိတွေ့ရှိမယ်သိကျင်တာတွေအားလုံးမေးလို့ရမယ်ဒါကျွန်တော်သိတဲ့ပညာရဲ့နော်အားလုံးကိုကျွန်တော်ပေးနိုင်တယ်ပေါ့နော်အဲ့တော့ကိုလိုချင်တဲ့ design ပုံမူတည်ပြီးကျွန်တော်က routine ချပေးတယ်လမ်းကြောင်းချပေးတယ်လုပ်ချင်တဲ့ဟာကိုကျွန်တော်ကဒါအနိကပေါ့နော် guide သဘောမျိုးပေါ့နော် guide ပေးတာပေါ့ကျွန်တော်တို့ငငယ်တော့ကလေးတွေစာတင်တယ်လို့ဆိုရင် guide ချပေးတယ်ပေါ့အဲ့လိုနည်းနဲ့ကျွန်တော်တင်ပေးပါတယ်ဟုတ်အဲ့တော့အရင်ဆုံးစူးစမ်းကြည့်နေတယ်ဆိုရင်တော့အဲ့ဒီအခြေခံသင်တန်းကိုတော့အရင်တက်ကြည့်လို့ရပါတယ်နော်အဲ့ဒါကတော့ကျွန်တော်ဒီ Telegram သို့မဟုတ် Facebook page မှာလာမေးလို့ရပါတယ်ဟုတ်ကဲ့ကျေးဇူးပါကျွန်တော်အဲ့ဒီကနေဆက်တော့နော်ဟုတ်ကဲ့ရပါတယ်ခင်ဗျဟုတ်ကဲ့ကဲအဲ့ဆိုရင်နောက်ထပ်ဘယ်သူမေးဦးမလဲနော်မေးပါဘာမေးချင်တာရှိလဲဆရာတင်တဲ့နဲ့ပတ်သက်ပြီးတော့လေမေးအောင်မယ်အကြရင်မေးပါဟုတ်ဆရာဟိုလေကျမက page ကပေါ့နော်ဟိုရွှေနဲ့ပတ်သက်တဲ့အဲ့ဘုသူတာတွေအပြင်နောက်တွက်နီးတွေပေါ့နော်မျှဝေနေတာအခုဆိုရင်တော့ page ကပေါက်ပြီလို့ပြောလို့ရတယ်ပေါ့နော်ဆရာဟိုဟုတ်ကဲ့အရင်တည်းဆိုရင် X-ray app ကနေလည်းဟို monetization ကအောင်ပြီးသွားပြီပေါ့ဆရာတခါကဆရာစီလာမေးသေးတယ်လေဆရာညွှန်းပေးလိုက်တဲ့ဟို service အကိုတယောက်လေကျော်စင်ဟုတ်ကဲ့ဖြိုးလိုက်လိုက်တာဆရာသူလုပ်ပေးတော့အဲ့ဟာလေးရသွားပြီကိုအခုဆရာပြောသလိုဆိုရင်
တနိုင်ငံလုံးပြန်ပိတ်တာလားပေါ့နော် H3 Act ကပြန်ပိတ်သွားပြီဆိုတော့လေအဲ့တော့တေချာလည်းမေးကြည့်တာဆိုတော့အခုတကယ်လို့တင်တဲ့တက်မယ်ဆိုရင်ဆရာစီမှာဗာတင်တဲ့ဘယ်ဟာကိုရွေးချယ်တင်လဲသိချင်ပါဆရာကျွန်တော်ရဲ့သင်တန်းရဲ့ရည်ရွယ်ချက်ကတော့ကျွန်တော်ဗီဒီယိုတစ်ပုဒ်ပေါ့နော်စိတ်ဝင်စားအောင်လူတွေသဘောကျအောင်ဘယ်လိုမျိုး tips လေးတွေသုံးပြီးတော့ဘယ်လိုဖန်တီးလို့ရရင်လူတွေသဘောကျနိုင်တယ်လဲအဲ့ဒါကိုဦးစားပေးတင်တယ်ပြီးတော့အခြေခံဖြစ်တဲ့အတွက် deep တော့မဟုတ်ပေမဲ့ကိုယ့်အတွက်အလင်းပွင့်စေမဲ့သင်တန်းပေါ့နော်အလင်းပွင့်သွားစေမဲ့သင်တန်းဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဇဝေဇဝါနဲ့အခုမှလုံးဝ beginner ပေါ့ဗျာကျွန်တော်ကတော့ဘာမှမသိဘူးကိုရက်ထက်ဗီဒီယိုတွေသဘောကျလို့လာကြည့်တယ်ဆိုတဲ့လူတွေလည်းတက်လို့ရတယ်ပေါ့နော်အဲ့ကြမှာဟောဒါဆိုတာနော်အဖြူလားအမဲလားဆိုပြီးစပြီးလေ့လာတဲ့သူတွေလည်းရတယ်ပေါ့အတင်နဲ့အဲ့ဒါအဓိကပါဒါပေမဲ့ခုနအမပြောတဲ့ဒီငွေပွင့်တဲ့အပိုင်းတွေငွေဖွင့်အောင်လုပ်တယ်ဆိုတာတွေကလည်းဒီဟာတွေကနေပဲကျွန်တော်တို့ကသွားရတဲ့လမ်းကြောင်းဖြစ်တယ်အဲ့ဒီပွင့်သွားတယ်ဆိုရင်တော့ဒါကျွန်တော်ဆက်ပြီးတော့မကင်တော့ဘူးအဲ့ဒီအပိုင်းတွေဒီ service သမားပဲကျွန်တော်အပ်တာဖြစ်ပါတယ်ကျွန်တော်လည်းအဲ့ဒီပိုင်းမလုပ်ဘူးပေါ့နော်အဲ့ဒီပိုင်းကတော့ကျွန်တော်တင်မပေးဘူးတင်ပေးတာဒီကျွန်တော်လိုပဲဒီလိုမျိုး personal brand တည်ဆောက်တယ်ကိုယ်တိုင်ရုပ်ပြမယ်ရုပ်ပြပြီးတော့ဘယ်လိုအကြောင်းအရာတွေပြောလဲအဲ့ဒါကိုဘယ်လို process နဲ့သွားလဲအဲ့ဒီ process ကြီးတစ်ခုပေါ့နော်ဗီဒီယိုတစ်ပုတ်ကြီးဖြစ်လာအောင်ကျွန်တော်ဘယ်လိုလုပ်တယ်လဲဆိုတာကိုဒီဖုန်းသမားတွေနဲ့တယောက်တည်းပေါ့နော်ကိုယ့်ဘာသာကိုလုံနိုင်တယ်လုံနိုင်ကင်နိုင်အောင်လို့ကျွန်တော်တင်ပေးတာအဲ့ဒါဒီအခုအခြေခံသင်တန်းဖြစ်ပါတယ်အဲ့ဒါလေးရှိပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ဟုတ်ကျေးဇူးပါဆရာဟုတ်ကဲ့ပါအဲ့ဆိုရင်ဘယ်သူမေးပါဦးမလဲခင်ဗျမေးပါနော်မေးပါကျွန်တော်ဖြေလို့ရမှာဖြေလို့ဟုတ်ကဲ့ဟုတ်ပါပြီအခုနပြောလို့ဒီ content တစ်ခုကိုလေအဲ့ channel 3ခုရှိရင်3ခုလုံးကိုတစ်ခုတစ်ပြိုင်တည်းတင်ရတယ်လို့ပြောရဲဆရာအဲ့တစ်ပြိုင်တည်းမတင်ပြဘူးဆိုရင်လည်းလောက်ကြာမှနောက်တစ်ခုတင်မယ်ဆိုတော့ရတပြိုင်တည်းတင်ဆိုတာကကျွန်တော်ကရွယ်ချက်နဲ့ပေါ့နော်ရွယ်ချက်နဲ့ဘာကြောင့်လဲဆိုတော့ကျွန်တော်ဆိုလို့ရှိရင်အခုဒါဘာဖြစ်ဖြစ် TikTok မှာလည်းကျွန်တော်လူနည်းနည်းလေးတော့တည်လာပြီပေါ့နော်ပြီးတော့ကျွန်တော်ဗီဒီယိုလေးတွေဒီemotion နဲ့ပတ်သက်တဲ့ဗီဒီယိုဖြစ်တဲ့အတွက်သူများတွေလည်းယူတင်ကြတယ်ဗျာနော်ယူတင်ကြတယ်Facebook မှာတွေ့လို့ကြိုက်တယ်ဆိုရင်လည်း TikTok မှာယူတင်ကြတယ်တင်တဲ့ခါကျတော့ကျွန်တော်မှာပြဿနာဘာရှိနိုင်လဲဆိုတော့ကျွန်တော်ဒီ content monetization နဲ့ TikTok မှာဆိုရင်creator reward program ဆိုတာရှိတယ်အဲ့ဒီဟာတွေဒီကိုယ်ပိုင် original ပဲတင်လို့ရသူများဟာတင်လို့မရအောင်အဲ့ဒီစီကံတတ်မှတ်ချက်ကကျွန်တော်တို့ပတ်စံရှာတဲ့သူတွေမှာ restrict ဖြစ်တယ်ပေါ့နော်အဲ့ဒီဟာကိုကျွန်တော်လိုက်နာအောင်လို့လိုက်မနာအောင်ဆိုရင်ကျွန်တော် page တွေကဝါသွားတာหนีသွားတာတွေဖြစ်နိုင်တယ် TikTok မှာဆိုရင်တော့အနီရောင်စာတိုင်းနဲ့မင်းဟာဒီ original မဟုတ်ဘူးသူများဟာခိုးပြီးတင်ထားပါဆိုပြီး dead ပေါ်လာအောင်အဲ့တော့ကြတော့ခုနကျွန်တော်ပြောချင်တာကတပြိုင်တည်းတင်လို့ရှိရင်အဲ့ဒီဂျန်တွေကရှောင်ရှားနိုင်တယ်ကိုကအဲ့ပတ်စံရှာနေတဲ့ခါကျအဲ့လိုမဟုတ်ဘူးဆိုရင်သူများသဘောကျလို့ယူတင်တယ်ဆိုရင်ကိုကပြန်ပြီးတော့ copyright ပြန်မိနေရောဟုတ်လားအဲ့ဒါကြောင့်မို့တပြိုင်တည်းတင်ပါလို့ပြောခြင်းဖြစ်ပါတယ်တပြိုင်တည်းမတင်ဘူးဆိုလို့ရှိရင်တော့ကိုကပေါက်လာတယ်ဆိုရင်တော့ကြိုက်တဲ့သူကယူတင်လို့ရှိရင်ကိုကကိုပြန်မိနေရောအဲ့လိုမဖြစ်အောင်လို့ကျွန်တော်ရှောင်ရတယ်ဟုတ်ပြီနော်ဒါအဲ့ဒါကြောင့်တပြိုင်တည်းတင်လို့ပြောတာဟုတ်နားလည်ပါရှင်ကျေးဇူးတင်ပါတယ်ရတယ်ကဲဒီမှာလောလောဆယ်တော့ဒီအမ3ယောက်ကထိုင်မင်းတယ်တခြားလူတွေတော့နားထောင်ပြီးတော့ဘာမှလည်းမမေးကြအောင်အကောင်လုံးကြွားသွားတယ်ထင်တယ်ပါလေဆရာရဲ့ဗီဒီယိုတစ်ပုဒ်ပေါ့နော်အဲ့တစ်ပုဒ်ကဆိုလို့ရှိရင်ဒီမှာမြန်မာ audience တွေပဲအများများတယ်ဆိုတော့ RPN ဘယ်လောက်ရလဲဆရာကျွန်တော်တို့အခု Facebook မှာတော့ RPN တွေပါတယ်မရှိတော့ဘူးဟိုကမပြဘူးပေါ့နော်အဲ့ setting တွေမရှိဘူးမရှိတဲ့ခါကျတော့ကျွန်တော်ရဲ့ RPN ကတော့နည်းတယ်ပေါ့နော်ဟိုလိုမျိုးကျွန်တော်ကမြန်မာ audience ဖြစ်တဲ့အတွက်ကျွန်တော်ရဲ့လာကြည့်တဲ့ပရိသတ်တွေထိုင်းရှိတယ်နော်မြန်မာအများဆုံးပေါ့နော်မြန်မာမှာဆိုရင်ရန်ကုန်မန္တလေးရှိတယ်ထိုင်းဆိုလို့ရှိရင်ဘန်ကောက်ပေါ့နော်ပြီးရင်စင်ကာပူရှိမယ်မလေးရှားရှိမယ်နောက်ကြလို့ရှိရင်US ပေါ့နော် US ရှိမယ်ဖြည်းဖြည်းချင်းနည်းသွားတာပေါ့အများဆုံးကမြန်မာပြည်ကလူဖြစ်တဲ့အတွက်ပတ်စံဝင်ငွေကတော့နည်းပါတယ်ကျွန်တော်တော်တော်လေးကိုနည်းတယ်အကိုကခုနပြောတဲ့ရွယ်ချက်ပေါ့နော်ကိုကပတ်စံလိုချင်တာလားပတ်စံလိုချင်တယ်ဆိုရင်ပတ်စံလိုချင်တဲ့ content တွေဖန်တီးဖို့လိုတာပေါ့နော်အဲ့ဒီနီလန်းတွေကလည်းရှိပြီးသားပဲဒါပေမဲ့ scale တော့လိုအပ်တာပေါ့ဒါတွေကတင်တန်းမှာကျွန်တော်တို့အားလုံးပြောပြပါတယ်ပတ်စံရှာခြင်းနဲ့ပတ်စံများများဝင်တဲ့ content ကဒီလိုဒါကိုဖန်တီးတော့ရမယ်ဒါပေမဲ့အဲ့လိုဖန်တီးတတ်ဖို့တော့လိုတာပေါ့ဟုတ်တယ်မလားအဲ့တော့ကိုက
တပြိုင်တည်းတော့အများကြီးမရနိုင်ဘူးเนาะ scale တွေလိုအပ်တဲ့အချိန်နဲ့ပေးရမယ် consistency လည်းရှိရမယ် Facebook ကပတ်စံတွေလည်းလိုချင်တယ်အဲ့လိုမျိုးကြီးတော့အများကြီးတော့မရနိုင်ဘူးပေါ့အဲ့ထဲမှာကိုနဲ့အကိုက်ဆုံးအသင့်တော်ဆုံး content ကိုကျွန်တော်ရွေးချယ်ပြီးပြောခြင်းဖြစ်တယ်ဆိုတော့ကျွန်တော်ဒီ Facebook ကပတ်စံဒီအပေါ်ဝင်ငွေအနေနဲ့ပဲကျွန်တော်သတ်မှတ်တယ်ပေါ့နော်အပေါ်ဝင်ငွေအနေနဲ့ပဲသတ်မှတ်တယ် mainstream အနေနဲ့သတ်မှတ်လို့မရပါဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီမြန်မာစကားပြောနေတာဖြစ်တဲ့အတွက်တိုးတော်လဲအားသာချက်က personal branding တစ်ခုရဲ့အားသာချက်ဒီတခြားသော content creator ပေါ့နော်ဥပမာထားပါတော့ video editing တီးဖြတ်တဲ့သူတွေ content writing လုပ်တဲ့သူတွေပြောချင်တာအဲ့ဒီလူတွေအတွက်အများကြီး power ရှိတယ်နော် personal brand အောင်မြင်တဲ့သူတယောက်က power ရှိတယ်အဲ့ဒီလူတယောက်ကပြောစကားအဲ့ဒီလူတယောက်ကိုအားကိုးပြီးတော့ကြော်ညာအပ်ချင်တာတွေနော်နောက်ပိုင်းသူနဲ့အလုပ်တွဲလုပ်ချင်တာတွေအများကြီးရှိတယ်ပေါ့နော်အဲ့တော့ personal branding ရဲ့ power ကကျွန်တော်ခါတိုင်းလည်းပြောနေကြလို့ပဲဆိုင်းခန်းနိုင်ရောင်းတဲ့ဟိုဟာနဲ့ lipstick နဲ့ကျွန်တော်ရောင်းတဲ့ lipstick နဲ့ quality 2နေတော့မှပဲဈေးနှုန်းက2မှာမဟုတ်ဘူးဗျာနားလဲလားအဲ့တဘောပဲ personal brand ဆိုင်းခန်းနိုင် personal brand ကြီးတယ်လေသူက lipstick 1000တောင်တသိန်းရောင်းရင်ရမှာပဲကျွန်တော်ကတော့1000တောင်1000ဝဲလောက်ရောင်းမယ်ဆိုရင်တော့9000ရောင်းများတာပဲဆိုပြီးတော့ပြန်လှည့်သွားအောင်ဆိုတော့ကျွန်တော်အဲ့ဒါပြောတာ personal brand ရဲ့ power အဲ့ဒါပဲအဓိကကျွန်တော် personal brand တိစောက်တယ်ဆိုတာက business ကိုသွားခြင်းလို့တခြား business တွေကိုဝင်ငွေလမ်းကြောင်းတွေအများကြီးဖွင့်ရင်လို့နော်အဲ့ဒါကြောင့်မလို့ Facebook ကပတ်စံရှာတယ်ဆိုတာကအောင်ရင်လည်းအောင်မယ်မအောင်ရင်လည်းမအောင်ရရင်လည်းရမရရင်လည်းမရနဲ့ကိစ္စမရှိဘူးအဓိကကျွန်တော်နာမည်နဲ့ကျွန်တော်လုပ်တာရက်ထက်ဆိုတဲ့နာမည်ကိုကျွန်တော်လူသိအောင်လုပ်နေတာရက်ထက်နောက်ဆုံးမှကျွန်တော်ပြောကျွန်တော်ရက်ထက်ပါဆိုအကြောင်းပဲပြောနေတာမဟုတ်ဘူးကိုရက်ထက်ဆိုတာကိုလူတိုင်းသိလာအောင်လို့ဆိုင်းဆိုလဲဆိုင်းသိအောင်လို့ဆိုင်းတော့မဟုတ်ဘူးဒါပေမဲ့ကိုရက်ထက်သိအောင်လို့နော်အဲ့လိုမျိုးပေါ့ဗျာ blogger တွေ influencer တွေဆိုလို့ရှိရင်အများကြီးပဲပေါ့နော်မိတ်ကအလှပြင်နေဆိုရင်ဘယ်သူတွေသိလဲပြီးလို့ရှိရင်အများကြီးပေါ့နော်ဟာတာဗီဒီယိုသုံးဆောင်ဆိုဘယ်သူတွေသိလဲအဲ့လိုမျိုး brand ကိုကျွန်တော်ကတိဆောက်ဖို့ဦးစားပေးခြင်းဖြစ်ပါတယ်Facebook ရတဲ့ငွေဆိုတာတော့သူများအိမ်မှာကျွန်တော်အလုပ်လုပ်တာဖြစ်တဲ့အတွက်သူတို့ပေးမှပတ်စံရတာလေသူတို့မပေးရင်မရအောင်အဲ့လိုတော့ရှိတာပေါ့အဲ့တော့ personal brand ကိုကျွန်တော်ဦးစားပေးတိဆောက်တယ်ပေါ့ကိုယ့်ရဲ့နာမည်ကိုပဲကိုသုံးစားတယ်အဲ့တော့ကိုယ့်ရဲ့ Facebook page ကြီးပြတ်သွားလို့နောက်တစ်ကောင်နဲ့ဖောက်လို့ရှိရင်လည်းကျွန်တော်စီလာပြီးကြိုက်တဲ့လူလည်းပြန်လာမှာပဲလေဟုတ်တယ်မလားဘာလို့ဆိုတော့ကိုက brand ဖြစ်နေတာ哦အဲ့ဒါလေးနားလဲဖို့လိုတယ်ဟုတ်ပြီနော်ကိုတိုင်းက brand ဖြစ်နေရင်ကို Facebook page ကြီးသူများခိုးသွားလို့နော်ကိုကလုံးလုံးလို့မရဘူးသူများခိုးသွားရင်သူအလုပ်ဆက်လုပ်လို့ရမှာဒါပေမဲ့တခြားဟာတွေနဲ့တင်ရလိမ့်မယ်ကိုမျက်နှာနဲ့တော့ကိုပြန်တင်လို့မရအောင်သိကြတယ်နော် AI နဲ့လုပ်လဲအဲ့လောက်ထိမရသေးဘူး AI နဲ့လဲနော်ဆိုလို့ကျွန်တော်ဒီ live လွှင့်နေကျွန်တော်ရှီမန်းစစ်မန်းကိုကျွန်တော်ပြတယ်ကျွန်တော်ဒီမှာတည်ရှိတယ်ကျွန်တော်ဒီတကယ်မေးဖြေတွေကိုဖြေချားနေတယ်တကယ်ကိုလက်တွေ့လုပ်နေတယ်ကျွန်တော်ယုံကြည်ရသည်ဒါပါဆိုတော့လူတွေကိုကျွန်တော် trust နဲ့เนาะကျွန်တော်ရဲ့ image ကိုသုံးချပြီးတော့ brand တည်ဆောက်တာ personal branding ဆိုတာပဲဟုတ်ပါစေโอเคနော်ဟုတ်ကဲ့ပါဒါကတော့power ပေါ့နော်ဒါသဘောပေါက်ဖို့လိုတယ်ပေါ့ဒီလမ်းကြောင်းကိုသွားတဲ့အခါမှာဒါလေးတွေကသိဖို့လိုပါတယ်မသိလို့ရှိရင်ကိုယ့်ရဲ့ဝင်ငွေ income တွေကလည်းကွာဝါးလိမ့်မယ်အဲ့တော့မြန်မာနိုင်ငံမှာနာမည်ကြီးတဲ့ဘယ် influencer ပဲကြည့်လိုက်ပေါ့နော်သူတို့တွေအများအားရှေ့ထွက်ပြီးပြောနေစကားတွေပြောနေတယ်ဆိုတာကလက်ကားလေကုန်ခံပြီးပြောနေတာမဟုတ်ပါဘူးသူတို့ရဲ့ပုံရိပ်ကိုတိုးလာအောင်လူတွေသူတို့ကိုယုံကြည်မှုရအောင်တည်ဆောက်နေတာအဲ့တော့ business လောကမှာဒါအခုအမားတို့လည်းဒါသိမှာပဲကိုကပစ္စည်းတစ်ခုဝယ်ခြင်းတယ်ပေါ့နော်ထားပါတော့ကိုမသိတဲ့ပစ္စည်းတစ်ခုကိုဝယ်ခြင်းတယ်ဆိုလို့ရှိရင်အဲ့ဒီပစ္စည်းကိုကျွမ်းကျင်တဲ့သူတယောက်ကိုပဲမတို့သွားမေးမှာပဲလေဟုတ်တယ်မလားဖုန်းတစ်လုံးဝယ်ခြင်းတယ်ဆိုရင်လည်းကိုကဖုန်းမကျွမ်းကျင်ဘူးအဲ့ဆိုရင်ဖုန်းကျွမ်းကျင်တာဘယ်သူရှိတယ်ဥမာညီငယ်ညီမငယ်တွေအဲမှာနီးပညာကျွမ်းတဲ့သူတွေရှိတယ်မှာသူတို့ကိုမေးမယ်သူတို့ကလည်းတဆင့်ပေါ့နော်အဲ့တော့ကိုရက်ထက်ကတော့အဲ့ဒါတွေကျွမ်းတယ်အဲ့သူရှိမှဝယ်လိုက်အဲ့ဒါဒီဒါ trust ပဲပေါ့နော်သူရှိပတ်စံစိတ်ချလွှဲလိုက်သူကနေမှကောင်းတဲ့ဟာတွေညွှန်ပေးလိမ့်မယ်အဲ့ဒါဒီ brand နဲ့ power ပေါ့နော် brand ရဲ့ power ဖြစ်တယ်အဲ့လို branding တွေကျွန်တော်တိဆောက်ပြီးတော့မှဝင်ငွေလမ်းကြောင်းဆိုတာအများကြီးချက်ရတာအကယ်၍ကိုက Facebook ပေါ်မှာမျက်နှာမပြဘဲနဲ့ဝင်ငွေရှာတဲ့ content တွေဖန်တီးဆိုလည်းမရအောင်မဟုတ်ရနိုင်တယ်ပတ်စံတွေအများကြီးရနိုင်တယ်ဒါပေမဲ့မြန်မာပြည်ရဲ့business ပေါ့နော်မြန်မာပြည်ရဲ့ဒီ trend တွေအရာကျွန်တော်တို့ကအဲ့လိုမျိုးရှာဖို့ဆိုတာနည်းနည်းခက်တယ်ပေါ့နော်နည်းနည်းခက်တယ်မြန်မာပြည်ထဲမှာရှာရတာအခြေအနေတွေအများတန်းပြောင်းလဲနေတာဆိုတော့လေကို page ကမအောင်မြင်တော့ဘူးတခုဖြစ်သွားပြီဆိုလို့ရှိရင်အဲ့ဒီဟာရပတ်စံမရတော့like တွေ follow တွေရအောင်ဆိုတော့ချက်ချင်းနေချင်းညချင်းသိန်းနဲ့တန်းနဲ့ချီပြရတာမဟုတ်ဘူးလေဒါအများကြီးတည်ဆောက်ရတာအဲ့တော့ကိုယ့်ရဲ့ပုံရိပ်ကိုပဲဥတီလုပ်ခြင်းကကိုယ်ပဲနေရာရောက်ပေါ့နော်မြန်မာပြည်ရဲ့တိုက်တဲ့နေရာရောက် internet ရတယ်နော်ကိုယ်မှာဖုန်းရှိတယ်ဆိုလို့ရှိရင် live လွှင့်လိုက်ဗီဒီယိုတွေပြန်တင်လိုက်အဲ့ဒါဆိုလို့ရှိရင်ကျမကတော့ဒီလိုပါကျွန်တော်ကတော့ဒီရောက်နေပါတယ်အဲ့ဆိုရင်ကိုယ့်ရဲ့ထဲပတ်စံတွေကုန်သွားတော့ကိုယ့်ရဲ့ပရိသတ်ကတော့ပြန်ရောက်လာမှာပဲဒါကတော့ကျွန်တော်ရဲ့ personal brand ရဲ့ကိုယ့်ကိုယုံကြည်ချက်ပေါ့နော် personal brand ရှိခြင်းတဲ့လူတစ်ယောက်မှာရှိတဲ့ယုံကြည်ချက်
အဲ့ဒါပဲအဲ့တော့ကျွန်တော်အခုဒါကျွန်တော်မြန်မာနိုင်ငံမှာနေအကဲကျွန်တော်ထိုင်းကိုလာမယ်ဆိုရင်ထိုင်းမှာကျွန်တော်နေပြီးတော့အခုအလုပ်တွေဆက်လုပ်လို့မရဘူးလားရတယ်ဘာလို့ဆိုတော့ကိုယ့်ရဲ့ထက်ဆိုတာတိနေပြီလေလူတွေတိနေပြီအဲ့လိုမျိုးဆိုတော့ဟိုကျွန်တော်ရဲ့ပရိသတ်ပေါ့နော်လူအားလုံးတော့မသိဘူးကျွန်တော်ချစ်တဲ့သူတွေကျွန်တော်ဒီမှာလာ follow တဲ့သူတွေကတော့ဒီ page လေးကိုပဲလာခဲ့ပေးပါကျွန်တော်ပြန်ညွှန်လိုက်လိုက်မယ်ဆိုလို့ရှိရင်ဒီ page ကတော့ကျွန်တော်မတင်တော့ဘူးဆိုရင်ဟိုဘက်ကိုလာပြီးဝုန်းတိုင်းကျွန်တော်ပြန်လာမှာပဲเนาะသဘောတရားအဲ့လိုပြောတာနားလည်ပါရဲ့เนาะဒါကကျွန်တော်အသေးစိတ်လေးရှင်းပြနေလို့ဟောpersonal brand power ကို short မတွက်နဲ့တကယ်ကိုကချိလာပြီဆိုလို့ရှိရင်ကြော်ညာတွေလက်ခံတာတွေနောက်ပိုင်းကိုကျွမ်းကျင်တဲ့ skill တွေရှိလာတယ်ဆိုလို့ရှိရင်လည်းငွေရှာဖို့အတွက်လမ်းကြောင်းတွေပွင့်ပါတယ်အများကြီးပေါ့နော်အဓိကတော့ယုံကြည်မှုပါပဲကိုကယုံကြည်မှုနဲ့စီးပွားရေးလုပ်ရတာဖြစ်တဲ့အတွက် business လောကမှာရွှေရောင်းမလားเนาะစင်ရောင်းကြောက်ရောင်းလုပ်မလားအိမ်ချမ်းမြေလုပ်မလားเนาะ real estate လုပ်မလားမယုံကြည်တဲ့သူကိုဘယ်သူကဟာလာကိုယ်ပတ်စံနေတိန်းရာနဲ့ထောင်တဲ့အချိန်ဘယ်သူကပေးမှာလဲဟုတ်တယ်မလားယုံကြည်တဲ့သူပဲအပ်မှာပေါ့เนาะပတ်စံ50သိန်း50ပူပေးရလို့เนาะယုံကြည်ရတယ်ဆိုရင်ပူပေးတယ်ဘာကြောင့်လဲဆိုတော့လူတွေကငွေကိုကြည့်တာမဟုတ်ဘူးယုံကြည်မှုကိုပြောရမယ်ဆိုရင်စိတ်ချမ်းသာမှုပေါ့နော်စိတ်ချမ်းသာမှုကိုငွေနဲ့ပေးဝယ်တာပေါ့နော်အဲ့ဒါဒီကျွန်တော်တို့အနှစ်သာရဖြစ်ပါတယ် business လောကမှာကိုကပတ်စံတော့ရတယ်ဒါပေမဲ့စိတ်မချမ်းသာအောင်ဆိုရင်လူတွေကပတ်စံဘယ်တော့ပဲဈေးသက်သာမဝယ်ဘူးဟိုဘက်ဈေးကြီးပေးပြီးတော့စိတ်ချမ်းသာတဲ့ဆိုင်ပဲထိုင်မယ်လို့နော်စားတော့ဆိုင်အဲ့ဆိုင်မှာပဲသွားထိုင်မယ်ဟိုဒီဝန်ထမ်းတွေရဲ့ဟိုပါပေါ့ service ကကောင်းတယ်ဆိုလို့ရှိရင်ငွေ5ပေါ့နော်5,000တသိန်းပို့ပေးရလဲအဲ့ဆိုင်မှာသွားထိုင်မယ်ဆိုတာမျိုးကြားဦးမှာပါနော်ကြားဦးမှာပါအဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့ကကိုယ့်ရဲ့ brand ကိုမြင့်လာပြီဆိုလို့ရှိရင်ငွေကြီးဆိုတာတိတ်မကြည့်ကြတော့လူတွေကပေးဝယ်ကြတယ်အဲ့ဒါပဲအခုခုနကများပြောလို့ဟိုကရွှေတွေပါတယ်ရောင်းနေဆိုတာပေါ့နော်ရွှေတွေပါတယ်ရောင်းနေဆိုလဲဒါကိုယ့်ရဲ့ insight ပေါ့နော် insight တွေပြတင်တယ်ပေါ့နော်ပိုများများ trust ရွှေပိုရောင်းကြခြင်းနဲ့လူတွေရဲ့ယုံကြည်မှုတွေကိုဘယ်လောက်ရတယ်ဆိုတာလေးကိုတော့ internet မှာချပြပေါ့နော်ဒါကတော့ Facebook ကရတဲ့ပတ်စံဆိုတာတော့ရွှေရောင်းလို့ရတဲ့ပတ်စံထက်တော့မများပါဘူးနည်းနည်းလေးပါနော်အများကြီးရမှာ5သိန်း50ပဲရတာရွှေရောင်းနေဆိုတာအများကြီးပိုရပါတယ်နော်ဆိုလိုချင်တာအဲ့တော့ကိုကစီးပွားရေးခုနကျွန်တော်ပြောတဲ့အထက်မှာပါတယ်လေကိုက view များချင်တာလားနော် follower များချင်တာလားဒါမှမဟုတ်စီးပွားရေးလုပ်ချင်တာလားအဲ့ဒီဟာတွေပါ motivate ကိုယ့်ရဲ့ create လုပ်တဲ့ content တွေပြောင်းလဲသွားလို့ရှိရင်တော့ကိုက business ကိုသွားရဲဆို business အဓိကနော်လာပြီးဝယ်မဲ့ customer ကိုပဲရွေးပြီးကိုက business လုပ်ရအောင်အဲ့ဒီလူတွေအတွက်ကိုကမြင်အောင်ဖန်တီးရမှာဘာမှမဟုတ်တဲ့ဟိုကလေးတွေပေါ့နော် business အကြောင်းနားမလဲသူတွေအကြိုက်တွေကဖန်တီးနေကြမလို့တော့အဲ့တော့ကို content ကဘာဖြစ်နေလဲလူကြည့်တော့နဲသွားမှာပေါ့ဒါပေမဲ့ဘာဖြစ်လဲ real follower real တကယ်ငွေကင်ပြီးတော့ကိုယ့်ရဲ့ရွှေနဲ့ပတ်သက်တာကိုစိတ်ဝင်စားတဲ့သူတွေပဲလာ follow တော့မှာလေအဲ့လိုလူတွေပဲကိုရွေးချယ်ပြီး content ဖန်တီးရမှာအဲ့ဒါဒီကိုယ့်ရဲ့ရွေးချက်ပေါ်မှာဒီပြီးကွဲသွားတယ်ဆိုတော့ကျွန်တော်ပြောချင်ဖြစ်ပါတယ်မပြောလို့တော့ပြောထားကျွန်တော်အခုဒါပြောလိုက်ပြီပေါ့နော်ခုနကအဲ့လိုပေါ့နော် content အဲ့လိုကွဲသွားတာဟုတ်ကဲ့ဒါကကျွန်တော်တို့ strategy ပေါ့ strategic လို့ခေါ်တာပေါ့နော် view ဟာပေါ့နော်မဟာ view ဟာပေါ့နော် view ဟာသုံးရတာပေါ့ကျွန်တော်အခု page ဆိုလို့ရှိရင်ပတ်စံဝင်နဲတယ်ဒါပေမဲ့ဘာဖြစ်လဲကျွန်တော်မှာ follower တွေများတယ်နေ့စဉ်နဲ့မြ follower တွေအများကြီးတက်တာဘာလို့လဲဆိုတော့ကျွန်တော်ကလူငယ်တွေကိုပဲရွေးချယ်တာလူငယ်နဲ့လူလက်ပိုင်းကြားကိုပဲကျွန်တော်ရွေးချယ်ပြီးတော့လုပ်တာဖြစ်တဲ့အတွက် follower နဲ့ engagement ကိုကျွန်တော်ဥတီလုပ်တာပြီးတော့ကျွန်တော်ပြောတဲ့အကြောင်းအရာဒီလည်းအခြေအကြောင်းဖြစ်တဲ့အတွက်ဒါကအခြေရာဒီလူငယ်ကြားမှာများတယ်ပေါ့နော်လူကြီးတွေကြားမှာလည်းမရှိဘူးမဟုတ်ပါဘူးရှိတယ်သို့တော့လူကြီးတွေကြတော့တိတ်ပြီးအာရုံမဆိုင်နိုင်တော့ဘူးလေအဲ့တော့ဘာဖြစ်လဲဆိုလို့ရှိရင်မြန်မာလူမျိုးကြည့်တယ်လူငယ်ကြိုက်တယ်ဆိုတော့ content မှာဒီ follower တွေများတယ်နောက် like တွေ follower တိုးတော်လည်းမြန်မာစကားပြောတာဖြစ်တဲ့အတွက်ပတ်စံဝင်နဲတယ်အဲ့တော့ကျွန်တော်ကတစ်ဖက်ကနေဘာပြန်လုပ်လဲဆိုလို့ရှိရင်အခုလိုတင်တန်းတွေဖွင့်တာတော့ဘာလုပ်တာတော့တစ်ဖက်ကနေဝင်ပြန်ရှာတယ်ဒီလိုပေါ့နော်အဲ့လိုပဲသွားရတာဒါကျွန်တော်ရဲ့ insight တွေကျွန်တော်အကုန်ပြောပြနေတာလောက်ပါလောက်ချင်တယ်ဆိုရင်လောက်ပါဒါကအခုကအိမ်ချမ်းမြေလိုပဲဟိုကို့မှာချန်နေเนาะအိမ်နေမဝယ်နိုင်သေးဘူးရွှေတွေမစုနိုင်သေးဘူးဆိုတော့ဗီဒီယိုတစ်ပုတ်ကိုဖုန်းနဲ့ကိုယ့်ကိုရိုက်ပြီးတော့ channel တစ်ခုထောင်ထားတင်တယ် personal brand တိဆောက်ပြီးတော့ကို promote လုပ်တင်တယ်ပေါ့မဟုတ်လဲလူတွေကစီးပွားရေးလုပ်နေရတာပဲလေဒီပေါ်မှာပဲကြော်ညာနေရတာတရက်ဒါပဲသုံးနေကြဆိုတော့လေလုပ်တင်ပါတယ်โอเคပါအဲ့ဆိုလို့ရှိရင်နောက်ထပ်မေးခွန်းတစ်ခုနှစ်ခုကျွန်တော်ဖြေပေးမယ်ဖြေပြီးရင်တော့ကျွန်တော်ရဲ့ Zoom meeting လေးကိုကျွန်တော်အဆုံးသတ်ပါမယ်ကဲအားလုံးမေးကြပါအောင်ထပ်ပြီးမေးချင်တဲ့သူတွေရှိရင်မေးကြပါတခြားလူတွေကတော့မမေးကြအောင်နော်သူများမေးတာပဲထိုင်နားထောင်နေဆိုတော့သူတို့လည်းဒါလေးချွတ်တေးလေးနေ
ဟုတ်ကဲ့မင်္ဂလာပါခင်ဗျ ဟုတ်ကဲ့ကိုမောင်မောင်မင်္ဂလာပါ ဟုတ်ကဲ့ပါကိုမင်္ဂလာပါခင်ဗျ အခုမှဝင်လာတာထင်တယ် ဟုတ်တယ်ကိုညီခုနကဝင်သေးတယ်ဝင်တော့ကြတော့လူမပေါ်ဘဲနဲ့လေဖုန်းနဲ့ဝင်လာဆိုတော့လူကမပေါ်ဟိုအတန်လည်းမကြလို့ပြန်ထွက်လိုက်တာခုမှကွန်ပျူတာနဲ့ပြန်ဝင်တော့ကိုခုမှရတာ ဟုတ်ကဲ့ ဟုတ် ရ ကဲ့ ပါတယ်ကျွန်တော်ဒီဗီဒီယိုအားလုံး record လုပ်ထားတယ်เนาะပြီးရင်အဲ့ group ထဲမှာကျွန်တော်ပြန်ထည့်ပေးမယ်ဟုတ်ပြီ ဟုတ် เนาะ ကဲ့ အဲ့ဗီဒီယိုလေးကိုမကြည့်ရသေးတဲ့လူတော့ download ဆွဲလိုက်ပေါ့เนาะ ဟုတ်ကဲ့ ဆွဲ ပါ ကြည့်ရ ဟုတ် မှာ ကဲ့ โอเคပါ ည အဲ့ က ဆိုရင် ဟုတ်ကဲ့ ဟုတ် ညကကျွန်တော်ဝင်သေးတယ်ညကနောက်ကျတော့လည်းမသိဘူးဟိုဟာလင်းပြက်သွား ညမရှိဘူးလေကျွန်တော် ည ဒီ မ နေ့ဒီနေ့မှာ ဟုတ် ဒီနေ့9နာရီလောက်တာ ဩညကကျွန်တော်အမှ Telegram group မှာကျွန်တော်ကြည့်တော့ဩဒီညလားမသိဘူးလို့ဆိုပြီးတော့ဝင်လိုက်တာဟုတ်ပါဘူးလို့ဟုတ်ကဲ့ ဟုတ်တယ်တချို့ကလည်းအဲ့လိုမသိဘူးတခါတည်းဝင်ကြည့်တယ်ဝင်ပြီးတော့ဆရာဓာကြီးပေါ်နေဆိုမဟုတ်ဘူးကျွန်တော်မလာသေးဘူးကျွန်တော်နောက်လာမယ့်ချိန်အဲ့ဒီချိန်ကြမှာအဲ့ချိန်ကြမှာဝင်လို့အဲ့လိုမျိုးပေါ့နော်ရှိတယ် ဟုတ်ကဲ့ပါဗျ ရပါတယ်ဗျ ဟုတ်ကဲ့ပါခင်ဗျတွေ့ရလဲဝမ်းသာပါတယ်ပြပေါ့ကျွန်တော်ကကြတော့ဟိုမလေးမှနေတာတရားကျွန်တော်က ဟုတ်ကဲ့ ဆရာအဲ့လိုဆရာတင်တဲ့ကျွန်တော်ကြည့်ပြတယ်ကျွန်တော်လည်းအဲ့လိုပေါ့ကျွန်တော်ကလည်း blog ရိုက်တာပါနာပါကျွန်တော်ရဲ့လောကတော့ဓာတ်ပုံဆရာပေါ့ဓာတ်ပုံဆရာဆိုမဲ့ကျွန်တော်ကဟိုစက်ရုံလုံးတစ်ဖက်နဲ့ဆိုတော့ကြတော့ဒီအားတဲ့အချိန်မှာဓာတ်ပုံရိုက်တယ်ကိုဝါသနာကြတော့ blog ဝါသနာပါတယ်ခုမှဟိုလေ့လာနေတဲ့ပေါ့ဆရာရယ် ဟုတ်ကဲ့ ဆ ဓာတ် ရာ ဓာတ်ပုံလောကကလည်းဒါသူ့ fan နဲ့သူ့အနေနဲ့သူတော့ရှိပါတယ်ဓာတ်ပုံလောက ဟုတ်ကဲ့ဆရာ ဓာတ်ပုံဆိုတာကြတော့ဗာလဲဆိုလို့ရှိရင်ကျွန်တော်တို့က global ပေါ့နော် global content ဖြစ်တယ်ပေါ့ဓာတ်ပုံ content ဆိုတာစာစကားမပြောဘဲနဲ့ကျွန်တော်တို့ကဓာတ်ပုံရိုက်တဲ့ပညာရက်တွေကို share မယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ video ကကြည့်မဲ့သူကသူ့ရဲ့ audience ကပေါ့နော်ကြီးတယ်ပေါ့နော်ဓာတ်ပုံလောကကြီးတယ်ဘာလို့ဆိုတော့တစ်ကမ္ဘာလုံးကဓာတ်ပုံရိုက်တာဟုတ်မြန်မာစကားပြောတာကတော့မြန်မာနိုင်ငံပဲရှိတာလေနော်ဓာတ်ပုံရိုက်တာတစ်ကမ္ဘာလုံးရိုက်တာလေအဲ့တော့အဲ့ဒီ content ကိုဖန်တီးတတ်ရင်ကောင်းကောင်းတိုးနိုင်တယ်ဆိုလို့ရှိရင် global content ဖြစ်သွားရင်ပတ်စံတဲ့ယူနေဦးမယ်နော်ဒါကတော့ပြောပြတာပါ ဟုတ်ကဲ့ပါခင်ဗျ ဟုတ်ကဲ့ ညီရကြတော့လို့ဓာတ်ပုံကတော့ကိုယ်ဝါသနာကိုရင်းခံလို့ရိုက်တာဆိုပေမဲ့ဝါသနာရင်းပါတယ်travel blog ရိုက်တာကျွန်တော်ဝါသနာရင်းပါတယ် ဟုတ်ကဲ့ အစတာဆိုတော့အကိုရယ်ဆိုဆရာသိရမလားတိတ်ပြီးတော့ follower တော့မရှိဘူးပေါ့ခုမှ ဟုတ်ကဲ့ လေ့လာနေစေဆိုတော့ ဟုတ်ကဲ့အဲ့တော့စူးစမ်းရင်းနဲ့ပေါ့ကိုယ့်ရဲ့ဒါခရီးစဉ်လေးကိုတင်ပြပေါ့အဲ့လိုမျိုးလေးနဲ့သွားလို့လည်းရတယ်ချက်ချင်းတော့ဘယ်သူမှဝုန်းတိုင်းဆိုပြီးတော့နာမည်မကြီးပါဘူးเนาะနာမည်လည်းကြီးဆိုနာမည်ထက်ချင်းနဲ့ထမပေါက်ဘူးပေါ့เนาะအဲ့လိုမျိုးဖြစ်ဖို့ကတော့ကျွန်တော်တို့ဟိုဟာဇော်ကြီးလိုပဲเนาะ hatch long လို့ပြောမှာပဲရရင်ရမှာအဲ့လိုမဟုတ်ရင်တော့ ဟုတ်တယ် မပေါ့ကျွန်တော်တို့လည်းဒါအခုမှဒီတစ်နှစ်ပေါ့နော်ကျွန်တော်ရဲ့ဒီ page လေးထောင်တာတစ်နှစ်ဖြစ်သွားပြီသို့တော်လည်းကျွန်တော်ဝမ်းစာဖြည့်ခဲ့တာက50နှစ်လောက်ရှိပြီပေါ့နော်ဝမ်းစာဖြည့်ထားတာအခုလို့မျိုးကျွန်တော်ပြောနိုင်ဖို့ဒီလို video editing ပညာရပ်တွေကျွန်တော်ပြောနိုင်ဖို့ဆိုရင်အခုမှထိုင်ပြီးရိုက်ရှာပြီးခုချက်ချင်းလေ့လာလို့မရဘူးပေါ့နော်အများကြီးတရက်ပြီးတရက်ကျွန်တော်စူးစောင်းလာရတဲ့ဟာကိုပဲတစ်ချိန်မှာကျွန်တော်တို့ကဒါကိုပြန်လုပ်ပြရတာတင်ပြရတာဖြစ်တယ်အားကြောင့်မလို့ဘာဖြစ်ဖြစ်အားမလျှော့ဖို့လိုတယ်ကိုယုံကြည်အောင်ဆက်ပြီးတော့လုပ်ယုံကြည်ရာလုပ်တဲ့အချိန်မှာတခုဂျားဖြတ်ပြောချင်တာတော့ကိုယ်မှာ career တခုရှိတယ်ဆိုရင်တော့ဒီလမ်းကြောင်းဒီ career ကနေမှချက်ချင်းဝုန်းဝန်းနဲ့ချိန်လို့ရတဲ့လမ်းကြောင်းတော့မဟုတ်ဘူးပေါ့နော် ပြန်ဆရာ ကိုယ့်ရဲ့ career လည်းလုပ်ပြီးတော့အားတဲ့ချိန်မှာဒီဟာကိုလည်းစူးစမ်းအဲ့ဒါမှဟို9 to 5ပေါ့နော်ကျွန်တော်တို့မြန်မာပြည်မှာတော့ဝန်ထမ်းများတာဖြစ်တဲ့အတွက်9 to 5သမားတွေဆိုရင်ကိုယ့်ရဲ့9 to 5ကိုလည်းမဆွန့်လွတ်နဲ့ပြီးရင်ဒီဘက်ကိုလည်းအားထက်အချိန်တော့တစ်နှစ်တော့ဗျာနည်းနည်းတော့ဟိုဖြစ်သွားမှာပေါ့လူတွေနဲ့ဝေးကွာသွားလိမ့်မယ်နည်းနည်းတော့ကင်းကွာသွားလိမ့်မယ်ဒါပေမဲ့အဲ့ဒါလည်းကိစ္စမရှိဘူးဒါကပုံမှန်ပဲစူးစမ်းတဲ့သူတွေအတွက်ကအများတန်းလူတွေနဲ့ထိတွေ့နိုင်မှာမဟုတ်တော့လူတွေလိုအပြင်ဘက်လက်ဖေးတောက်လိုက်နော်ဘီယာလေးတောက်လိုက်သွားပြီးနေနိုင်မှာတော့မဟုတ်တော့ဘူးတခါလေတငယ်ချင်းနေနဲ့လည်းခေါ်ရင်တော့မှပဲမိပြန်ပြတ်သွားမှာပဲအေးကွာငါမလိုက်နိုင်သေးဘူးငါလှုပ်ရှားလေးရှိလို့အဲ့ကြရင်သူတို့ဟာဒီကောင်ထားလိုက်ဒီကောင်ဘာလို့လုပ်နေမှမသိဘူးဆိုရင်တော့သွားလိမ့်မယ်ဒါသူတို့လမ်းကြောင်းနဲ့သူတို့ကိုကမှရည်ရွယ်ချက်ရှိတယ်ဆိုလို့ရှိရင်အဲ့လိုတော့ဖြစ်တတ်တယ် lonely ဖြစ်တယ်ဒီ creator လမ်းကြောင်းကကျွန်တော်ဆိုရင်ဒါတနေ့ကုန်24 hour အိတ်ချိန်ရလွဲလို့ကျွန်တော်9 to တော့မဟုတ်ဘူးပေါ့နော်မျက်လုံးနှလုံးပွင့်ကြတဲ့အိတ်တဲ့ချိန်นี่ကျွန်တော်တောက်လျှောက် run လာတကယ်ကျွန်တော်တောက်လျှောက် run လာထမင်းစားချိန်လေးပဲကျွန်တော်နားရတယ်ကျန်တဲ့ချိန်ကျွန်တော်ထိုင်ကုန်မထိုင်နဲ့ကြာလာတော့ခါနာလာလို့ရှိရင်ကျွန်တော်ဂရင်မော်တက်လှဲတယ်လှဲပြီးပြန်ထားရတယ်ရေတောက်တယ်ကျွန်တော်ချရတယ်အဲ့တော့ကျွန်တော်ဒီအများတန်းအတစ် online ဖြစ်နေတာဒါကျွန်တော် full time လုပ်လို့ဒါပေမဲ့ဘာဖြစ်လဲကျွန်တော်အပြင်မသွားနိုင်ဘူးအပြင်ထွက်လို့ရှိရင်ကျွန်တော်မှစိတ်ထဲမှာဆိုလို့ရှိရင်ဟောငါဗီဒီယိုဖန်တီးရအောင်မယ်ငါ client အနေနဲ့စကားပြောအောင်မယ်ဆိုပြီးတော့နည်းနည်းတော့ခြေချုပ်တော့ပြန်မိတယ်ပေါ့တိုးတော့လဲ
ဒါကစလုပ်တဲ့သူတွေမှာဒီဟာကအများနဲ့ဖြစ်ပြီးသားဒီဟာကိုတော့ကျွန်တော်ကြော်ဖြတ်ရတယ် ဟုတ်ကဲ့ဆရာ နော်အဲ့လိုကြော်ဖြတ်ဖြစ်တဲ့အတွက် beginner အတွက်ဆိုရင်တော့ဒါပို့ပြီးတော့ဟိုဖြစ်တာပေါ့နော်စိတ်တက်ကြတာတွေကိုလုံးသမျှတွေမအောင်မြင်ဘူးဆိုလို့ရှိရင်ဘယ်လိုဖြစ်နေလဲမသိဘူးနော်မှန်အောင်မှန်လားငါလုပ်နေတာဟောလားဘေးလူရတဲ့ site ကိုလာဖောက်တယ်တဲ့မှာဟိုဘနာလာပြောလိုက်ဒီဘနာလာလိုက်ခလောက်ဆန်လိုက်ခေါင်းထဲမှာ ဟုတ်ကဲ့ဆရာ အဲ့လိုမျိုးအများကြီးကြုံရတယ်ဒီလိုပဲကျွန်တော်တို့ဖြတ်ကျော်ရတာပါပဲ အခုတော့ဆရာရဲ့ဒီမှာအစဆိုတော့လေ့လာသင်ယူနေစေပေါ့အဲ့လိုပါပဲကိုကဝါသနာပါတာပေါ့ ဟုတ်ကဲ့ဟုတ်ကဲ့ တခါကြလို့ရှိရင်စဉ်းစားကြည့်ရဘယ်လိုလဲဆိုတော့ဒီကျွန်တော်တို့ကျတော့စိတ်ုံသမားတွေဆိုတော့လေဒီစိတ်ုံမှာလောက်လာတယ်9နှစ်လောက်ရှိပြီတခါကျစဉ်းစားရင်အခုချိန်မှာကမြန်မာပြည်ဟိုကမပြန်ကျင်သေးတဲ့အခြေအနေဆိုတော့ကျတော့တခါကျစဉ်းစားပြီးငါဒီအလုပ်ကိုထွက်ရမလားထွက်ပြီးတော့ကိုဝါသနာပါတဲ့အလုပ်ကိုဆက်လုပ်မယ်ဒါမှမဟုတ်တခြားအပြင်စီးပွားရေးလောကကိုပြန်ရှောက်မလားဆိုတခါကျတွေးမိတယ်အဲ့လိုတွေးရင်လည်းသိရမလားဘယ်လိုဖြစ်လဲဆိုတော့ကိုဆုံးဖြတ်ချက်ကလေတခြားမချနိုင်သေးဘူးဖြစ်နေ ဟုတ်ကဲ့ဟုတ်ကဲ့ ပထမချက်ကကျွန်တော်တို့ဒီဘက်မှာကျတော့အမှန်တမားနေပြီးတော့ထွက်လိုက်ပြီဆိုလို့ရှိရင် overseas သမားဖြစ်သွားမယ်ဖြစ်တဲ့အတွက်တည်းမှာအဲ့ဒါကိုအရန်စိုးရိမ်နေပေါ့ဟိုနောက်ဘာဖြစ်လာမလဲနောက်ဘာဖြစ်မလဲဆိုပြီးတော့အဲ့လိုမျိုးဖြစ်တော့ကြတော့ဒီအလုပ်တစ်ခုကိုထွက်လိုက်ပြီးတော့တခြားအလုပ်ကိုလုပ်ဖို့တော့ကခါကြလို့ရှိရင်ဘာလုပ်ရမလဲဆိုတော့ကိုယ့်ဆုံးဖြတ်နိုင်အောင်ဖြစ် မှန်တယ်အဲ့ဒါလူတိုင်းလိုပဲဖြစ်နေတာဗျသိလားအကိုတယောက်တည်းမဟုတ်ဘူး ဟုတ် ကိုယ်မှရှိပြီးသားအလုပ်လေးကိုပြောလိုက်ရင်ဆုံးရှုံးသွားမှာဆိုလို့ပေါ့နော်နောက်တစ်ခုကိုကူးမယ်ဆိုလို့ရှိရင်ကိုကဒီဂိုင်းတစ်ဂိုင်းကိုကူးမယ်ဆိုရင်လွတ်သွားတတ်တယ်ပေါ့နော်ဒီဂိုင်းကနေနောက်တစ်ဂိုင်းကူးမယ်ဆိုရင်ဟိုဂိုင်းကလည်းမသေးကြဘူးဒီဂိုင်းကလည်းဟာလာအဆင်မပြေဘူးကြားတဲ့ကြမှာကြောင်းမှာဂိုင်းတစ်ဂိုင်းကြားထဲမှာဒီလိုကြီးတွဲလောင်းကြီးဖြစ်ပြီးတော့အမှဒုက္ခတွေရောက်သွားလိမ့်မယ်အားကြောင့်မလို့ကျွန်တော်ခုနပြောကြတဲ့ကဒီ content ဖန်တီးပြီးတော့လမ်းကြောင်းရှာခြင်းနဲ့ဆိုရင်ကိုယ့်ရဲ့ career လက်ရှိလုပ်နေတာကိုမစွန့်လွတ်ပါနဲ့အဲ့ဒီဟာကိုပဲမြဲမြဲဆွဲထားပါအဲ့ဒီဟာကိုကြောထောင်းနောက်ခံယူပြီးတော့မှဒီဟာကိုတိဆောက်ပါ building လုပ်ပါတစ်နှစ်နှစ်နှစ်လောက်ရလိမ့်မယ်လုပ်ပြီးကမှကိုကပိုင်ပြီးနိုင်ပြီဆိုမှဟိုဘက်ဂိုင်းကိုလှုပ်ပြီးဒီဂိုင်းကိုတေချာဖတ်ထားပါဗျာတေချာဖတ်ပြီးဆက်လုပ်ပါအဲ့လိုမျိုးပြောရင်ဖြစ်ပါတယ်ဟုတ်ပြီနော်အားကြောင့် career ရှိရဆိုရင်လောလောဆယ်မလုံးနဲ့အဲ့ဒီဟာကိုဆက်ပြီးထိန်းတာအဲ့ဒါမှကိုကကြားတဲ့အချိန်လေးမှာဘာလုပ်လို့ရလဲဆိုတော့ဆက်ပြီးစဉ်းစားအဲ့တော့ free ရတယ်လုပ်လို့ရတယ်ကျွန်တော်ကတော့လောလောဆယ်ကတော့ကိုယ့်ရဲ့ content ဖန်တီးခြင်းကတော့လူတိုင်းလုပ်တဲ့ digital ခေတ်မှာ digital နီးလန်းနဲ့ငွေရှာခြင်းရဆိုလို့ရှိရင် digital product ရောင်းခြင်းပတ်စံအများကြီးရတာဖြစ်တဲ့အတွက်အဲ့လမ်းကြောင်းကတော့မစိုးဘူးပေါ့နော်ဟုတ်ကဲ့အဲ့တော့ digital product တွေကိုကျွန်တော်ဆက်ပြီးရှင်းပြမယ်ဆိုရင် digital product ဆိုတာကျွန်တော်တို့ကဟိုကုန်ချမ်းပေါ့နော်ကုန်ချမ်း goods လို့ခေါ်တယ်ကုန်ချမ်းနည်းနည်းနဲ့ပေါ့နော်ကုန်ကြောများများရတာပေါ့နော်ကုန်ကြောများများရပြီးတော့သူ့ရဲ့ဝင်ငွေသည် infinity ဖြစ်ပါတယ်နော် infinity ဖြစ်တယ်အဲ့တော့ digital product ရဲ့စွမ်းအားပေါ့နော်အဲ့ဒါကြောင့်အဲ့ဒီလမ်းကြောင်းကိုကျွန်တော်လိုက်ချင်းဖြစ်ပါတယ်အဲ့ကိုကအဲ့ဒီနေအဆင့်ရောက်ဖို့ဆိုရင်တော့စတော့ကြိုးစားဖို့တော့လိုတာပေါ့နော်ကြိုးစားရမယ်ကြိုးစားပြီးကမှကြိုးစားတယ်ဆိုတာလည်းဉာဏ်နဲ့ရှင်တဲ့ကြိုးစားမှုတော့ဖြစ်ဖို့လိုတာပေါ့ဒီတိုင်းနေ့စဉ်နဲ့များလုပ်နေရမယ်ဆိုလို့ရှိရင်ဘာမှဟိုပေါ့ဟိုမဆန်းစစ်ဖဲနဲ့တော့လုပ်လို့မရဘူးပေါ့အဲ့ဒါတွေတော့လုပ်ရမယ်အဲ့ဆိုရင်တော့အဆင်ပြေမှာပါဟုတ်ကဲ့ဆရာဆရာပြောလို့ပေါ့ခုတော့ဒီ career တော့လုပ်ပါတယ်ဒီမှာကိုအားတဲ့အချိန်ကိုပဲကိုယ့်နဲ့ကို content လေးနည်းနည်းပါလုပ်တယ်ဒီပေါ့အစဆိုတော့လည်းတိတ်ပြီးတော့မရဲဘူးပေါ့ရှင်းပြောရင်ကို confidence တိတ်မရှိဘူးပေါ့ဟုတ်ကင်မရာရှိမှဒီလိုရုပ်ထွက်ပြီးတော့ဒီလိုစကားပြောမယ်ဆိုလို့ရှိရင်ဘယ်လိုပြောပြမလဲရှက်နေတယ်လို့ကြောက်နေတယ်လို့ကိုပြောမဲ့စကားအရာတစ်ခုပါဘယ်လိုဖြစ်သွားမလဲကို confidence မရှိဘူးဖြစ်ဟုတ်ကဲ့စသချင်းတော့ဒါပုံမှန်ပဲခင်ဗျကျွန်တော်တို့လည်းစလုပ်တော့လွန်ခဲ့တဲ့2016 18เนาะ2020လောက်ထိကိုကင်မရာရှေ့မှာပြောရင်ကိုနည်းနည်းအန်တန်တန်ပေါ့နော်ဝိုဒဝါတာနဲ့အဲ့လိုဖြစ်တယ်ဒါပေမဲ့လည်းအဲ့ဒါလည်းအလေးကျင့်ပါပဲလူတစ်ယောက်ကဟိုစပိန်တစည်းကိုစမစီးတတ်ခင်တော့ကျွန်တော်လည်းမစီးရဲသလိုပေါ့နော်နည်းနည်းစီးလိုက်စီးတတ်တော့ကိုယ့်ရဲ့ရွာထဲမှာပတ်စီးတယ်တကယ်မရွာထဲကနေနည်းနည်းတစ်ဆင့်ပါဖြစ်လေရွာပြင်ရောက်အောင်နည်းနည်းဆန်းစီးကြည့်တယ်စီးဦးသွားပြီဆိုရင်နောက်တော့ကဘယ်သူမှမလာနဲ့ကိုယ့်အကိုသွားတော့တာဒိုးတော့တာမအိမ်ကပစ္စည်းတစ်ခုဝယ်ခိုင်းလို့ဆိုဖေးကြီးမေကြီးရတယ်သမီးသွားမယ်ကျွန်တော်သွားမယ်ရတယ်ကျွန်တော်စပိန်နဲ့သွားမယ်စီးကျင်နေတာသိရမလားဘာလို့ကိုသွားရဲတာဟုတ်သွားဘူးတာဟုတ်အဲ့လိုပဲပေါ့နော်ကိုက practice များများလုပ်ရတယ်ဒီယုံကြည်မှုဆိုတာ practice ရှိမှရတာအဲ့တော့ကိုကကျွမ်းကျင်ဖို့ဆိုလို့ရှိရင်အဲ့ဒီအရာကိုထပ်ခါလုံးဝကျွမ်းကျင်သွားမှကိုကယုံကြည်မှုရှိလာတယ်ဆိုလို့ရှိရင်အဲ့ဒါနဲ့ပတ်သက်လို့ကိုကိုကြိုက်တဲ့မေးခွန်းလာမေးကိုကဖြေနိုင်တယ်လေအဲ့တော့မကြောက်တော့
ဟုတ်ကဲ့ ကို့မှာကောင်တာတွေရှိလိုက်တော့မကြောက်တော့ဘာငါသိနေတာကိုသိတယ်သိတဲ့ထားကိုဖြေနေတယ်အဲ့တော့အခုဒီလမ်းကြောင်းသွားတယ်ဆိုရင်ဒီပုံမှာတော့ကိုကျွမ်းကျင်အောင်တော့လုပ်ပေါ့နော်လုံရင်းနဲ့ကျွမ်းကျင်အောင်လုပ်ရင်းနဲ့လည်းဗီဒီယိုတွေတင်ပေါ့နော်အဲ့လိုလေးသွားရင်းနဲ့နှစ်ခုလုံးတစ်ပြိုင်တည်းသွားအဲ့ဒါဆိုလို့ရှိရင်ကိုယ့်အကူယုံကြည်မှုရှိသွားလိမ့်မယ်တချို့တွေကလည်းကျွမ်းလို့လုပ်တာမဟုတ်ဘူးစမ်းတဝါဝါလုံရင်းနဲ့အဆင်ပြေသွားကြတာအဲ့လိုလူတွေလည်းအများကြီးပဲနော်ကျွမ်းလို့ဒီနေရာမှာတစ်ဖက်ကန်းကကျွမ်းလို့ဒီလောကကိုလာတာမဟုတ်ဘူးဒါလေးလုပ်ရင်ကောင်းမလားဆိုပြီးတော့စမ်းရင်နဲ့အဆင်ပြေသွားတော့မှချဟေးဆိုဝုံတိုင်းဆိုပြီးချကြတာအဲ့လိုမျိုးဝင်သွားကြတဲ့လူတွေရှိတယ်အဲ့တော့ဘာမှအားငယ်စရာမလိုဘူးခုမှ beginner ဆိုပြီးတော့လည်းအားငယ်စရာမလိုပရိသတ်ကကို့မှာကိုပရိသတ်ကိုကကိုတိဆောက်ရမယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကနှစ်စဉ်နဲ့အများလူငယ်တွေကလည်းအများကြီးရှိတယ်လူကြီးတွေကလည်းသူကသူတစ်ဆင့် generation တွေသွားတာဖြစ်တဲ့အတွက်ပရိသတ်ဆိုတာအများတန်းရှိတယ်နော်ကိုအားပေးတဲ့ပရိသတ်ဆိုရှိတယ်အဓိကကိုကဘာ value ပေးမှလဲဆိုတော့ရည်ရွယ်ချက်ရှိဖို့လိုတာပေါ့အဲ့ဒီ value ကနေမှကိုရှိကိုဝင်ငွေတစ်ဖက်ပြန်လှည့်လာအောင်ကိုကဘယ်လို content strategy တွေသုံးမလဲအဲ့ဒါတွေကတော့အများကြီးဒါ brainstorm လုပ်အောင်ပေါ့နော် brainstorming တွေလုပ်အောင်ပဲအဲ့ပိုင်းတွေတော့ရှိတာပေါ့ဟုတ်ကဲ့ ဟုတ်ကဲ့ကိုဆရာပြောလို့ပေါ့ကိုအစဆိုတော့အကုန်လုံးလေ့လာတော့တယ်ကိုအားတဲ့ချိန်မှာအားလို့တော့ညှက်ပြီးတော့လောက်ရတာပေါ့ဒါကြလို့ရှိရင်လည်းစိတ်ုံသမားဆိုတော့ရှင်ဆရာပြောလို့ပေါ့ကိုယ်ပိုင်အချိန်ဆိုတာတိတ်မရှိဘူးကိုနိုင်ငံခြားမှာကလေဘယ်လိုဖြစ်နေဆိုတော့ကျွန်တော်တို့အမှန်သမားတွေကြတော့ကိုမပိုင်ဘူးပိုင်တာကစိတ်ုံကပိုင်တာအဲ့လိုခံစားဘာလို့ဆိုတော့ကျွန်တော်နိုင်ငံခြားမှာနေတဲ့လူတို့များကပမာအဖြစ်ကမနေ့၈နာရီလို့သွားတယ်ည၈နာရီပြန်တယ်ပုံမှန်လုပ်ချင်ရမနေ့၈ည၈OD ယူရင်၈နာရီပေါ့ဆရာတည်ရမလားမယူဆိုရင်တော့မနေ့၈ညနေ6နာရီဒါပေမဲ့ကျန်အဲ့အချိန်မှာခါကြလို့ရှိရင်တချို့စက်ရုံတွေကတော့တလောက်ကိုတရက်ပိတ်တာရှိတယ်တပတ်ကိုတရက်ပိတ်တာရှိတယ်တချို့စက်ရုံတွေမပိတ်ကြဘူးဒါပေမဲ့အဲ့လိုအခြေအနေမှာကြတော့ခါကြလို့ရှိရင်ကိုလုပ်ချင်တဲ့အရာတခုကကိုမပိုင်မနဲ့စက်ရုံကကိုပိုင်တယ်အဲ့လိုခံစားရတယ်အဲ့မဲ့ဒီကြားထဲမှာကိုအားရင်အားသလိုတော့ကိုရဲ့ဝါသနာပိုင်းတာတခုတော့လောက်ရတာပေါ့ခါကြလို့ရှိရင်လည်းစဉ်းစားမိရပါဆရာဘယ်လိုစဉ်းစားလဲဆိုတော့ဒီကယ်ရီယာတော့ရှိရပေါ့ကိုပိုင်ပြင်လောကကိုထွက်ပြီးတော့ကိုပိုင်စီးပွားရေးတစ်ခုအနေနဲ့လောက်ပြီးလို့ရှိရင်ကိုဝါသနာပါတဲ့တရားပြောတဲ့ဒီလမ်းကြောင်းတစ်ခုကိုရှောက်အဲ့လိုလုပ်ရင်ကောင်းမလားဆိုပြီးတော့တခါကြလို့ရှိရင်လည်းတွေးမိတယ်အတွေးရတော့အများကြီးပေါ့တခါကျဆိုရင်လည်းတကူကဘာဆိုရင်လည်းဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကနေထွက်လိုက်ပြီဆိုလို့ရှိရင် overstay ဖြစ်သွားပြီဖြစ်တယ်ဒီမှာငါကြောင့်အမှန်တမ်းမဟုတ်တော့တော့တင်မလားကိုက overstay ဖြစ်သွားဖြစ်တဲ့အတွက်အဲ့ဒါတကူတော့ဆိုရင်လည်းဒါပေမဲ့လည်းဒီမှာကအခုတော်တော်များများကနိုင်ငံမှာလည်းမြန်မာပြည်ကနေပြီးတော့လာတဲ့လူတွေများနေကြအောင်ထိုင်းမဲဖြစ်ဖြစ်မလေးရှားဖြစ်ဖြစ်overstay သမားတွေကများနေရဆိုတောင်တော့ဘာမှမဖြစ်ပါဘူးဒါပေမဲ့ကိုမလျှောက်ဘူးတဲ့လမ်းကိုပြန်ပြီးတော့ထွက်မယ်ဆိုတော့စဉ်းစားတာပေါ့ငါကအမှန်တမ်းနေလားဥဒ္ဓမရောက်ရင်ငါအဆင်ပြေပါမလားဘာလားဆိုပြီးတော့တခါကြလို့ရှိရင်လည်းတွေးမိတာပါလေအတွေးပေါင်းစုံတယ်ပေါ့ဟုတ်ကဲ့ဟုတ်ရင်ဟုတ်ပါတယ်ကျွန်တော်သဘောပေါက်ပါတယ်ဗျအဲဒီနိုင်ငံခြားမှာနေတဲ့လူတွေအချိန်မရတာဘူးအဲ့လိုမျိုးလေအဲ့တော့စကားလေးတစ်ခုရှိတယ်ပေါ့နော်စကားလေးတစ်ခုကပါလဲဆိုရင်ဒါအိမ်ချမ်းမြေလုပ်တဲ့ပေါ့ဦးလေးတယောက်ပြောဘူးတာပေါ့ဟုတ်ကဲ့စီးပွားရေးလုပ်တဲ့ချိန်စီးပွားရေးဆိုတာတက်ကိုကလူငယ်တယောက်ပေါ့နော်လူငယ်တယောက်ကကြီးပွားတိုးတက်ခြင်းနဲ့နော်အောင်မြင်ခြင်းနဲ့ဆိုလို့ရှိရင်တစ်က0ကစားတဲ့လူငယ်တယောက်ပေါ့နော်လူငယ်တယောက်ကစပြီးတော့လမ်းကြောင်းလျှောက်မယ်ဆိုလို့ရှိရင်ကိုပိုင်အချိန်ရတဲ့အလုပ်မျိုးရွေးချယ်လုပ်ပါတဲ့နော်ကိုပိုင်အချိန်ရမယ်အလုပ်မျိုးဥပမာကိုပိုင်အချိန်မရတဲ့အလုပ်ဆိုအခုအကိုပြောတဲ့အလုပ်မျိုးကကိုပိုင်အချိန်မရအောင်အဲ့လိုဆိုရင်ကိုကြီးပွားတိုးတက်အောင် develop လုပ်အောင်နော်ပြောရမယ်ဆိုရင် mindset တွေဖွင့်ပြအောင်လေ့လာဖို့အချိန်မရတော့အဲ့တော့အဲ့ဒီလူကဒီတိုင်းမှာပဲလဲပြီးဒီတိုင်းပဲပြီးသွားလိမ့်မယ်စက်ရုပ်တယောက်လိုဖြစ်နေလိမ့်မယ်သူပြောချင်တာကကိုပိုင်လုပ်ဆိုဥပမာမြန်မာပြည်မှာဆိုရင်ဗာလဲဆိုလို့ရှိရင်ကျွန်တော်တို့စပွဲတို့ဗျာနော်ရွာမှာဘာမှမတက်တဲ့လူတယောက်ကမြို့တက်လာပြီးတော့အလုပ်တိုးတက်ခြင်းလို့ပတ်စံရှာခြင်းလို့တက်လာပြီဆိုရင်စပွဲတို့လုပ်ပြီစပွဲတို့ဒီလေကျွန်တော်တို့ကိုပိုင်အချိန်ရှိတာမရှိဘူးအေးအဲ့လိုလိုမျိုးရှောင်ရတယ်နော်အဲ့လိုလိုမျိုးရှောင်စပွဲတို့ကမနဲ့မိုးလင်းလာပြီဆိုတာနဲ့နော်အစိုးရထားရတယ်ညကြလို့ရှင်လဲနော်အကုန်ပြီးမှတင်းရတာသူ့မှာအိတ်ချိန်ပဲရှိတယ်အိတ်ချိန်နဲ့စားချိန်ပဲရှိအိတ်စားချိန်တော့မှပဲစားရင်းနဲ့ဟိုမှာလုတ်ပေါ်လာပြီဆိုပြေးလို့ရသေးတယ်ဟုတ်တယ်မလားဟုတ်တယ်အဲ့ဒီအားလဲတဲ့ချိန်မှာမရှိဘူးအဲကြောင့်မလို့ तू ကတော့အဲ့လိုမျိုးပြောခြင်းဖြစ်တယ် तू ပြောရတယ်ကျွန်တော်လက်ခံတယ်အဲ့တော့လူငယ်တယောက်ကစပြီးတိုးတက်ဖို့ဆိုလို့ရှိရင်ဒါကတော့အလုပ်မရွေးချယ်ခင်ကိုရွေးချယ်မဲ့အလုပ်ကိုတော့စဉ်းစားရမှာပေါ့ငါအတွက် develop ဖြစ်စေမဲ့အချိန်ပေးနိုင်တဲ့အလုပ်မျိုးလားမလုပ်
အဲ့ဒီအချိန်မျိုးမျိုးကိုကဦးစားပေးပြီးရွေးချယ်ရမှာပေါ့တကယ်လို့ကိုကရွေးချယ်ခွင့်မရှိသေးဘူးဆိုလို့ရှိရင်လေဒီပေါ်မှာခဏပဲငါလုံမှာဒါကိုလုံမယ်ပြီးရင်တော့ငါတစ်ချိန်ချိန်မှာအဲ့ဒီကိုငါကူးနိုင်အောင်လို့ငါကိုအတွေ့အကြုံယူမယ်ဆိုတဲ့သဘောမျိုးနဲ့ပဲကိုလုပ်ရတယ်ငယ်တုန်းရွယ်တုန်းမှာတော့ကျွန်တော်တို့ကဟုတ်လားဒူးတော်တိုင်းကျွန်တော်တို့ချရမှာပဲချပြီးလုံမှားလဲဘာမှမဖြစ်ဘူးပြန်နော်ယောက်ျားလေးကတော့မှားမှာပဲလုံဘာမှမဖြစ်ဘူးအမှားပြင်လို့ရတယ်ကိစ္စမရှိဘူးယောက်ျားလေးတယောက်ကအဲ့တော့လူငယ်တယောက်အဲ့လိုမျိုးတိုးတက်ချင်တယ်ဆိုရင်ကိုယ်ပိုင်အချိန်ရှိတဲ့လုပ်ငန်းမျိုးအရင်ဆုံးရွေးပါအဲ့ဒီကနေမှကျွန်တော်တို့ကအဲ့ဒီဘက်ကို career ကိုလည်းလုပ်ပြင်တစ်ဖက်မှာကိုတိုးတက်အောင် self development အနေနဲ့ကျွန်တော်တို့က self study ပေါ့နော်ကိုယ်တိုင်ပြန်လေ့လာအခုလိုမျိုးသင်တန်းလာတက်တာတို့စမ်းတက်တာတို့ဟိုဟာလေးစမ်းမလားဒီဟာလေးစမ်းမလားစမ်းလို့ရတယ်အဲ့လိုမျိုးဖြစ်မှအဲ့ဒီလူငယ်ကကြီးပွားဖို့အတွက်လမ်းကြောင်းပွင့်မှာအကုန်ပြောတဲ့အခုအခြေအနေကပြောရမှာဆိုရင် close ဖြစ်နေတာပေါ့နော်ကိုကတခြားဘက်ကိုသွားဖို့လည်းအဆင်မပြေဘူးအဲ့တော့ဒါကတော့လူငယ်လေးတွေပေါ့နော်ကိုယ်မှာသားသမီးတွေရှိတယ်ညီကိုမောင်နှမတွေရှိတယ်ဆိုရင်တော့အဲ့လမ်းကြောင်းတွေကိုသွားလို့ရအောင်ကိုကပြန်ပြီးတော့ဝေမျှလို့ရတာပေါ့နော်ဒါကတော့ကျွန်တော်အကြံပေးခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါအဲ့ဆိုရင်ကျွန်တော်အခုဒါဒီလေးမှာဆိုရင်ဒီ live stream လေးကဒါဒီလောက်နဲ့ကျွန်တော်အဆုံးသတ်မယ်ပေါ့နော်ဟုတ်ကဲ့ပါ ဘက်ထရီလည်းကြာပါကင်မရာလည်းပိတ်သွားပြီဆိုတော့ကျွန်တော်ကင်မရာချိန်လိုက်အောင်တစ်ချက်ခဏလေးပါဟုတ်ကဲ့ခဏလေးပါခင်ဗျာโอเคဒါဆိုရင်ဒါကျွန်တော်ရဲ့ webcam ဖြစ်ပါတယ်ချက်ချင်းရုပ်ဆိုးသွားမယ်နော် webcam နဲ့ကြတော့ဆိုတော့ကင်မရာအားကုန်ပါပြီဟုတ်ကဲ့ဆရာအဲ့တော့ဒါကျွန်တော်ဒီဘက်မှာတော့ဒါ free zooming ဆိုပေမဲ့ကျွန်တော်ပြောတဲ့အကြောင်းအရာတွေဒီအကုန်လုံးဒါအနှစ်သာရရှိတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်ပြီးတော့ကျွန်တော်တွေ့ကြုံခဲ့တဲ့အကြောင်းအရာတွေကိုပဲဒါချုပ်ပြီးတော့ပြောခြင်းဖြစ်တယ်ပေါ့နော်အဓိကတော့အမေးဖြေခန္ဓာလေးမှာဒါအမားတို့ကိုတို့သိကျင်တာတွေတော့ကျွန်တော်ပြည့်ပြည့်စုံစုံဖြည့်ပေးထားတယ်ပေါ့ဆိုတော့ဟုတ်ကဲ့ဒီ zone လေးမှာလာ join တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ပြီးတော့ကျွန်တော်ရဲ့သင်တန်းကိုလာ join နေတယ်ဆိုလဲ welcome ပါဒီလအတွင်းတော့လာ join မယ်ဆိုရင်တော့9000ကျပ်နဲ့ရမယ်ပေါ့နော်အခြေခံတကယ်လို့101သိကျင်တယ်ကိုကအဲ့လိုမျိုးခုနပြောလို့အချိန်လဲရရတယ်ဖန်တီးကျင်တဲ့လမ်းကြောင်းတစ်ခုပေါ်ရောက်နေဒါပေမဲ့ပို့ပြီး active ဖြစ်ချင်တယ်ပေါ့နော်ပို့ပြီးတော့နေရာတစ်ခုရောက်ချင်တယ်မြန်ရောက်ချင်တယ်ကိုရဲထက်နဲ့တွေ့ဆုံပြီး join နေတယ်ဆိုရင်တော့ကျွန်တော်ရှိမှာ101ကိုချင်းလာယူလို့ရပါတယ်6သိန်းကျပ်ကျွန်တော်ယူပါတယ်ဒါကလည်း2လတင်တန်းဖြစ်တယ်ပေါ့ဆိုတော့အဲ့တင်တန်းကိုလာ join လို့ရပါတယ်အဲ့တော့ကျွန်တော်ခုနက YouTube channel လေးကိုလည်း subscribe ပေးကြပါเนาะအဲ့ဒါလေးတော့ကျွန်တော်တောင်းဆိုချင်ပါတယ်ပြီးရင်ကျွန်တော်ရဲ့ Facebook လေးမှာတော့ recommendation လေးမှာကိုရက်ထက်ကเนาะယူပါဖြောင်းတယ်စကားပြောကောင်းတယ်အဲ့လိုမျိုးတွားရေးတယ်ရတယ်ပေါ့เนาะဒါလေးကတော့ကျွန်တော် request လေးဖြစ်ပါတယ်ဟုတ်ကဲ့အဲ့ဆိုရင်ဒီနေ့လာတက်တဲ့ညီကောင်မောင်နှမတွေအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ပြောခဲ့တဲ့အကြောင်းအရာလေးလည်းအကျိုးဖြစ်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ပေါ့နော်ဟုတ်ကဲ့ဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ informative ပေါ့နော် information ဖြစ်ဖို့တဲ့ informative ကျွန်တော်တို့ပြောရမယ်ဆိုရင်ကျွန်တော်တို့က information တွေကိုအများကြီးစုမယ်ဆိုရင်အချိန်တွေကြာတယ်ပေါ့နော်တော်တော်လည်းအခုဒီဟာလေးကိုလာနားထောင်လိုက်ခြင်းအဖြစ်အကိုတို့အမတို့စုစရာမလိုတဲ့ information ကျွန်တော်စုထားပြီးသားဖြစ်တဲ့အတွက်တနေရာထဲမှာကျွန်တော်က information zone မှာလာနားထောင်အောင်တို့ပေါ့နော်အဲ့တော့ဒီလို free zone မင်းတွေလည်းကျွန်တော်နောက်ထပ်လုပ်ပေးဖို့လဲစူးစမ်းမယ်ပေါ့နော်အလကားဟိုပေါ့နော်အချိန်မရလို့ပဲဖြစ်ဖြစ်ငွေကြေးမတက်နိုင်လို့ပဲဖြစ်ဖြစ်အဲ့လိုမျိုးအဆင်မပြေတဲ့သူတွေဖြစ်ပေါ့နော်သူတို့အတွက်ရွယ်ပြီးတော့ဒါလုပ်ပေးဦးမှာပါနောက်ထပ်ဒီကျွန်တော်ရဲ့ channel ထဲမှာ grow ဖြစ်လာသလောက်ပေါ့နော်ကျွန်တော်လုပ်ပေးမယ် free တွေကျွန်တော်ရသလောက်လုပ်ပေးမယ်အဓိကတော့အကုန်လုံးဒါရစေချင်ပါတယ်ကိုတယောက်တည်းရနေလဲမကောင်းဘူးလေနော်လူဆိုတာကတော့ legacy ဆိုတာတော့ရှိတာပေါ့ကိုယ့်ရဲ့အမွေတွေကိုကမျှဝေမှလူဆိုတာဒါလူပိတတဲ့လူဖြစ်မှာပေါ့နော်လူပိတတဲ့လူဖြစ်မယ်အကျိုးရှိတဲ့လူနော်လူတော်လူကောင်းဆိုတဲ့ကလူတော်ရဲ့လူကောင်းရဲ့ပေါ့နော်အဲ့ဒီမျိုးတွေကမှကျွန်တော်ဖြစ်အောင်လုပ်နိုင်ပါဆိုတော့ free လဲကျွန်တော်ပေးတယ် free ဆိုတိုင်းလဲပေါ့ပဲမဟုတ်ပါဘူးကျွန်တော်ကိုယ်တိုင်တကယ်အသုံးချနေ information ပဲကျွန်တော်ချပြတာပါအဲ့တော့မသိတဲ့သူတွေကတော့လုံးဝအကျိုးရှိမဲ့ထင်ပါတယ်โอเคအဲ့တော့ကျွန်တော်ရဲ့ Zoom ဒီနေ့ဒီ6ရက်လေးမှာလုပ်ခဲ့ Zoom လေးလာတက်ပြီးအတွက်ကျေးဇူးတင်ပါတယ်เนาะဟိုတို့ရဲ့အချိန်လေးလာပြီးတော့ပေးခြင်းလည်းကျေးဇူးတင်ပါတယ်အဲ့တော့မေးပေးတဲ့မေးခွန်းတွေအတွက်လည်းကျေးဇူးတင်ပါတယ်အဲ့တော့လာပြီးမကြည့်နိုင်တဲ့သူတွေအတွက်လည်းဒီမေးခွန်းတွေကိုသူတို့သိကျင်မယ်လို့ကျွန်တော်မျှော်လင့်နေအဲ့အတွက်ကျွန်တော် recording လုပ်ထားတယ် group ထဲမှာပြန် share ပေးမယ်အားလုံးပြန်ကြည့်လို့ရအောင်ပါเนาะဟုတ်ကဲ့ okay အဲ့ဆိုလို့ရှိရင်Zoom လေးကတော့ဒီမှာပဲကျွန်တော်အဆုံးသတ်ပါတယ်ခင်ဗျဆိုရင်တော့အားလုံးကျေးဇူးတင်ပါတယ်ဆုံးလေးကျွန်တော်ပါကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဘိုင်ဘိုင်